တော်တဲ့လာပြီကျော်12ရက်စက်တင်ဘာလ29ရက်2024ခုနှစ်တနင်္ဂနွေနေ့နနက်ခင်းချိန်ခါသမယဝယ်ရန်ကုန်တိုင်းဒေသကြီးတကူမြို့သစ်မြောက်ပိုင်းမြို့နယ်42ရပ်ကွက်၌တည်ရှိသောဓမ္မဇေဒီထေရဝါဒပရိယတ္တိသတ္တန်တိုက်ဝိဝေကသံဗရာကျောင်းဆောင်မှနေ၍တရားလိုလားမျိုးကောင်းသားမျိုးကောင်းသမီးတွေအတွက်ဓမ္မကထာများဟောကြားသည်မှာခုနတရားကောင်းစဉ်လေးဘယ်လိုပေးထားလဲမေးပြီအမိကောင်းကိုရှာပါအမိကောင်းကိုရှာပါတဲ့တရားကောင်းစဉ်အဲ့တော့မြန်မာစကားရှိတယ်ကြီးရင်မိဗါလဲဒါဆိုလင်းနေမယားတွေဝတ္ထုဇလန်းတွေဇလန်းမှာရုပ်ရှင်တွေထဲမှာလင်မယားနှစ်ယောက်တယောက်ကကြီးတယ်တယောက်ကငယ်တယ်ဆိုရင်သူပြောတယ်ကြီးတော့မိရတာပေါ့ငယ်တော့ချီတယ်သူကဟိုကအိမ်အောင်ရေးတဲ့အဲ့စကားလုံးဝရောက်သွားတယ်ကြီးရင်မိတယ်အခုလည်းတက်ကြီးတယ်ပေါ့တက်ကြီးတဲ့ယောက်ျားရအသက်ကြီးတဲ့မိန်းမရမိပေါ့မိတယ်ဆိုတာကအမိတစ်ခုရသွားတာချီတယ်ဆိုတာပင့်ထားတာအဲ့တော့ကြီးရင်မိငယ်ရင်ချီဆိုတော့ကိုယ်ဇနီးလေးကငယ်နေသူ့ကိုတော့လျှောက်ပင့်ချီထားရမယ်ဟိုကလေးချီပါဆိုရင်ကလေးလေးကိုပင့်ထားတာဆိုတော့ကြီးတဲ့အရာတွေကိုကိုယ့်ရဲ့သီလအားဖြင့်ကြီးတဲ့အရာတမာရီအားဖြင့်ကြီးတဲ့အရာပညာအားဖြင့်ကြီးပေါင်းတဲ့အခါမှာအဲ့ဒါပဲကိုယ့်ရဲ့တာတဲ့ပုံတွေ့သူ့ကိုမှီလိုက်ကိုယ့်ရဲ့နိုင်တဲ့သူချန်သူ့ကိုဆွတ်တင်လိုက်ဒီသဘောပြောတာအဲ့ဒါလင်းနေမရတဲ့အိမ်အောင်ရေးထဲမှာရုပ်ရှင်တွေလည်းသုံးလဲဒါပဲဇလန်းလည်းဒါပဲမြေမျိုးဝတ္ထုဇလန်းလည်းဒါပဲကြီးရင်ချီငယ်ရင်မှီကြီးရင်မှီငယ်ရင်ချီတစသည်ရဲ့ဗျဒီစကလုံးတွေကကိုယ်နာမှာရှိနေရတော့လေဟာနင်တို့ကလည်းအလေးနတ်တော်သွားလျှောက်သွားတာပဲအဲ့ဒါမျိုးပေါ့အလေးနတ်တော်တဲ့တကယ်နဲ့လေနတ်တော်ပရာယနာလေနတ်တော်ဆိုတော့တကယ်ဗုဒ္ဓရဲ့အဆိုမိတ်ဝိပဿနာဉာဏ်นี่တော်40အဲ့ဒီဝိပဿနာဉာဏ်ကုသိုလ်ကောင်းမှုအထက်မှာလေနဆိုတဲ့နိဗ္ဗာန်ဤဟူသောမိယာထဲမှာလောကုတ္တရာနဲ့စက်တဲ့နေရာထဲမှာရောက်နေတယ်ဆိုရင်ဒါလေနအဲ့လိုမဟုတ်ဘဲနဲ့လောကုအဲ့ဒီစကားတွေစီဝါရေးအကြောင်းတွေမင်းအကြောင်းတွေရာဇကထာစောရကထာနိုင်ငံဒီစကားတွေမပြောဘဲနဲ့အနိစ္စဒုက္ခအနတ္တဒါပြောနေသူကလေနအဲ့လိုမဟုတ်တဲ့ပြောနေတဲ့ပေါက်ပန်း40တွေပြောနေဆိုတော့အလေနအဲ့ဒါကိုအလေနတော်တယ်အလေနတော်ဒီလိုဖတ်ရမှာအာရီကသွေးတို့လာရီလေးနာကြီးနတော်တောင်းနေအလေနတော်ဆိုတော့အလေနတော်လို့ဖြစ်သွားတယ်နော်ခုနဒီထန်းနမင်းတခါကြီးကဒါဓမေစီကြောင်းရှာလဲရတာဗျာဒီလိုဒီတနေ့ကုန်လုံးဒေါင်းအောင်တောက်နေတာပဲဒီလိုပြောလိုက်မြောက်ကကျိုးခွေသမင်ကတောက်သမင်နေလည်းတောက်တတ်တယ်ဒေါင်းကလည်းတောက်တတ်တယ်မြောက်ကကျိုးခွေသမင်ကတောက်မြောက်ကကျိုးခွေဒေါင်းအိုးဝေနဲ့ဒေါင်းနေတွန်လို့ရှိရင်အိုးဝေလို့တွန်တယ်ဒါညာအိတ်တခါကျရင်သူ့သားသမီးတွေစုံလားမစုံလားသိအောင်တော်နဲ့သူခောက်တယ်ကလေးတွေအဲ့တန်ဒေါင်းအဲ့ဒီခောက်တဲ့အတန်ကျရင်ကလေးတွေပြန်လာသူ့သားသမီးကိုရှာတာပြန်ရောက်လာလို့ရှိရင်ပြီးသွားပြီဒေါင်းမတောက်တော့အဲ့ဒါကိုဒေါင်းတောက်နေတာပဲဆိုတာဒေါင်းကရှာတယ်ဒေါင်းတောက်ကရှာတာဒေါင်းတွေကလေးကိုရှာတယ်လို့ပဲအရှင်ဘုရားရဲ့ကြောင်းကိုရှာတယ်လို့ဒေါင်းတောက်နေတာပဲလို့ခုနဒီတခါကြီးမရကိုပြောရတယ်အဲ့တော့ဒီနေ့လူတွေပြောနေတယ်ဟောတာလည်းဟောနေတယ်ဥမတောင်မှသီလစောင့်မယ်ဆိုဥမမတောင်တာဖြစ်ရင်စီဝါရေးပြန်တော့ခိုးမယ်ဥမတောင်မှသီလစောင့်နိုင်မယ်ဆိုတော့ဘာလဲပြောတာဥမဆိုပင်ကိုဒီက central code ပေါ့ဒီကအရင်ကန်ကြီးဒီရဲ့ပင်အာဥရိုင်ကလေဟဲမတည့်သေးရဥရိုင်တော်ပုတ်နေဆိုပြောကြမလို့တော့တဲ့ဥရိုင်ဒီပင်ကိုအထယ်ကိုပြောတာမန်တိုင်းအဲ့တော့စားရေးဝေရေးနေရေးကျမ်းမာရေးလေးတွေဆင်းလေးပြေးနေတဲ့ကာလကောင်းတဲ့ခါမှာသီလကိုကျင်တရားများတို့ဘာသာရေးကိုလုံနိုင်တယ်ဒီဘက်ကဟာတွေမကောင်းတော့ဝင်းပူနေရတော့ငါဝင်းပူတာမနေတာအဲ့ဒါကြောင့်မလို့ဒီကသီလကုသိုလ်ကောင်းမှုမလုံနိုင်ဘူး
ဒါကိုပြောချင်တာအဲ့ဒါကိုဥမတောင်းမှသီလဆောင်တယ်ဥမတောင်းအောင်လုပ်အရင်ဥမတောင်းမှဆိုလို့ရှိရင်နိုင်ငံရေးတွေစီးပွားရေးလူမှုရေးတွေရှင်ပြေးနေရှင်ပြေးနေအဲ့ဒါပြောတာအဲ့တော့မှသီလဆောင်လို့ရတယ်ခိုးစားဖွက်စားလို့ပြောတာမဟုတ်ဘူးမြန်မာစကားမိတာနဲ့ပတ်သက်လို့ပြီးရင်နောက်တစ်ခုရှိသေးတယ်အစိုးရတွေကဖရားတွေတဲ့တကြီးဖရားရွာသားကောင်းမှုပြီးတော့တိုင်းသားပြည်သူတွေကိုအလူတွေခံပြီးသူတို့ကနာမည်ယူတယ်ဒီလိုမဟုတ်ပါဘူးဒါအစိုးရဘက်ကလိုက်ပြောတာမဟုတ်ဘူးတကြီးကဟိုတုန်းကဘယင်ကဖရားတယ်လိုက်တယ်မရွှေစုံဖရားကြီးမှာအနောထာမင်းရတယ်လိုက်တယ်ဇီရီယန်လေးက950ရှိတယ်ကျန်တဲ့လူတွေအဲ့ဒီဇီရီယန်လေးလိုက်တယ်လေကုသိုလ်ကောင်းမှုတွေကိုဘယင်ရဲ့ပြည်သူရဲ့ကုသိုလ်ကောင်းမှုတွေဆွေးလိုက်ဒီနိုင်ငံကကောင်းသွားတယ်ဒီရွာမှာအုပ်ချုပ်တဲ့တကြီးကမှဆိုတော့ဒီကတကြီးကကိုဝင်လင်းဆိုတဲ့တကြီးကဓမ္မစီဆရာတော်ခုနပြောလို့ကြောင်းဆောက်တယ်သူကတကြီးအေးအုတ်တိုင်းလေးကိုဟဲ့ဟိုဘက်ကမိမကဘာမျှပေးလိုက်တော့အဲ့ဒီရွာမှာကုသိုလ်တွေအကုန်လုံးမျှသွားတာဒီရွာကောင်းသွားတယ်ဒါကိုပြောချင်တာစကလုံးတွေပေါ်လာလို့ရှိရင်စကလုံးတွေကိုဒီမကောင်းတဲ့ဘက်ပေါ့ misunderstanding ဖြစ်ဖို့ misinterpretation ဖြစ်ဖို့မြန်မာတွေကဘာသာပြန်တာများတယ်မြန်မာရဲ့သဘောကကောင်းတဲ့ဘက်ကနေဆိုးတော့ရောက်သွားအောင်အဲ့တော့အဲ့ဒီလိုမျိုး bottic လို့ခေါ်ပါတယ်ဥက္ခွက်ဖရားလေးတွေအဲ့တော့ပကံမှာဖရားကြီးတယ်လိုက်တယ်တော့မုတ်ဆိုးမှမလူနေတော့ဒီလောက်ရှိတဲ့ဖရားလေးကိုဇတ်တော်တွေလုပ်ပြီးအဲ့ဒါမြေကြီးမလုပ်လို့မီးဖုတ်ပြီးတော့ဖရားလေးထည့်လိုက်တော့သူကုသိုလ်ရသွားတယ်ဒီတွေးခေါ်တွေကို Mr. Goen ကဘာလို့လဲဆောင်စက်ယုံက तू ကဓမေစီဆရာတော်ဥက္ကန္တပုရိကိုကြောင်းလူထားတယ် तू ကျန်တဲ့စက်ယုံကလူတွေကိုလက်ကားပါတကြီးဖရားရွာသားကောင်မခိုင်းတော့လို့မပြောနဲ့လို့ကိုရင်ကတထေးကြီးပြလို့မမတို့ဒီလောက်လူနိုင်တယ်လို့တကြောင်းဝင်းကြီးဆောက်ထားတယ်အဲ့တော့အုတ်တိုင်းလေးကိုဥတန်းစိန်ခုနမနေ့ကတော့ပြောလိုက်သေးတယ်မင်းတို့ရဲ့အဖေရဲ့ငါဥသွင်းစိန်တော့သိတယ်အော်ကိုခင်ထွန်းအဲ့လိုပေါ့အကုန်ရွှေအဲ့ဒီလူတွေကို तू ကနည်းနည်း तू ကလိုက်ထည့်ခိုင်းလိုက်တယ်ကိုရင်ကအဲ့တော့စက်ယုံပိုင်ရှင်တထေးရဲ့စက်ယုံဝန်ထမ်းတွေရဲ့မျှလုပ်လိုက်တဲ့အခါမှာကုသိုလ်ကောင်းမှုတွေဒီအုပ်စုရဲ့ဆရာတော်လည်းလုပ်တယ်ဥဒုရလည်းလှူဆိုတော့ဒီကလေးကောင်းမှုကြီးကဒီလိုဖြစ်သွားတယ်ဆိုတော့အဲ့ဒီရွာကောင်းသွားတယ်အဲ့နိုင်ငံကောင်းသွားတယ်ဒီရွယ်ချက်ပါနောက်ပိုင်းရွယ်ချက်တော့မသိဘူးပေါ့မူလရွယ်သကြီးဖရားရွာသားကောင်းမှုဒါပဲဆိုတော့အဲ့ဒီရွာသားဘယင်တွေကပကံဘယင်တွေဖရားတယ်လိုက်တယ်ကျန်တဲ့အရန်လေးတွေကိုလိုက်တိုင်းသားပြည်သူတွေပေးလိုက်တဲ့ခါကျတော့ကုသိုလ်ကောင်းမှုကအားလုံးမျှသွားကြတယ်ကုသိုလ်အစုဝေးကြီးဖြစ်သွားတော့အကုသိုလ်နည်းသွားတယ်ဒါကိုသကြီးဖရားရွာသားကောင်းမှုအလကားကွာအဲ့ဘယင်တွေဆိုတော့အဲ့လိုဒီကောင်းတဲ့အဓိပ္ပာယ်ကိုကမသိလိုက်တဲ့ခါကျတော့မကောင်းတဲ့အဖက်မင်းင်းအဓိပ္ပာယ်ကိုသွားရောက်သွားတယ်။သမမော်တော်သူကန်းကိုကမ်းမယ်။ဆိုတော့အဲ့ကန်းထဲမှာတစ်ခါကျရင်ရေကကြောက်ဖြစ်နေတယ်။ဟိုကန်းဒီဘက်မှာကြုံသွားပါတယ်အဲ့ဒါမျိုးသမဇောက်ထဲကြတယ်ကြောက်ထဲကြဇောက်ခေါ်တာပေါ့။ကြောက်တို့ဇောက်တို့သူတို့ကစကားလုံးကတူတူပဲကြောက်ဇောက်အဲ့တော့ကန်းကက်ခံနေကြရင်အဲ့လိုမျိုးဇောက်နဲ့ကန်းကိုနည်းနည်းလေးသိဖို့လိုတယ်။ဒါဝဲဇောက်ဆိုတဲ့အရာကိုမြန်မာတွေကဇောက်မှန်းကမ်းမှန်းသိရမယ်ဇောက်ကိုလည်းသိရမယ်ကန်းအဲ့ဒါဇောက်ကန်းမှလေးဇောက်မှန်းကမ်းမှန်းမသိဘူးဆိုပြီးတော့ရန်စကလုံးကရိုင်းသွားဇောက်ကိုလည်းသိရမယ်ကန်းကိုလည်းသိရမယ်စီကန်းဒါသမမောင်းတဲ့လူတွေစကားဒီလိုပြောတာအဲ့တော့ဒဝဲတွေကစကားပြောတဲ့အခါမှာဘူးနဲ့ပေါ့စိတ်ကောင်းလွန်ရှိတယ်အဲ့တော့ဒဝဲမုတ်ကလန်မဲလို့ခေါ်တဲ့ဒဝဲယူကမဲမဲကြီးကြက်ခိုးလိုပဲစားလို့ကောင်းတယ်တော့ဒဝဲယူကြက်ခိုးတဲ့ဒဝဲရဲ့ယူကကြက်ခိုးရောင်ပဲရှမ်းရိုးလင်ကိုတဲ့ရှမ်းမတွေရဲ့ယူသားတဲ့ပြည်ချင်းခလေးဦးတော်မှာပခုံးမနောက်ကလွယ်လေးနဲ့တွားပြီးယောက်ျားတွေအိမ်မှာဘိန်းသားတွေဖြစ်ကုန်တယ်ရှမ်းယောက်ျားတွေအဲ့ဒါကိုဒဝဲယူတော့ကြက်ခိုးတယ်ရှမ်းရိုးတော့လင်ကိုရောက်ဖြစ်သွားတယ်စကလုံးကပြောင်းသွားဒီလိုတွေကြီးပဲကောင်းတဲ့စကားတွေကိုတေချာပညာရှိတွေထံကနားမထောင်ကိုလိုရတွေလျှောက်ပြောချော့စကလုံးတွေကမှားဗဘဲလောက်လာတဲ့အခါမှာဗဘဲသမားဆိုတာတူနဲ့ထုတာတွေတူတွေကငိမ့်နေရတယ်တူငိမ့်တော့အဲ့ဒီဗဘဲကလှတယ်ဟိုဒေးထဲမှာကြီးမနာဗဘဲတဲ့ဗဘဲဘာကောင်းလဲဆိုဒဇင်တွေဓာတ်လို့ရချင်းကြီးကနန်းတိနဲ့ပြတ်ကြွားဆိုသူတူငိမ့်လို့ကြီးမနာဗဘဲတဲ့ကြီးတော့မနာဘူးတော့ဗဘဲကတူငိမ့်ရတယ်တဲ့ပရိန်တော်တဲ့ပုဂ္ဂိုလ်ကရွှေလေးကိုခိုးပြီးလုပ်ပေးနိုင်တယ်ရွှေတစ်ချက်သားမတတ်နိုင်ဘူးအဲ့ဒါလေခုတီခုနဲ့ဒါတွေလှအောင်လုပ်ပေးနိုင်တော့ဗဘဲတူငိမ့်ပရိန်ရွှေခိုးတန်ပြူလို့တယ်တန်ပြူကအေးသွားရင်ကျိုးတယ်ပူတုံးတန်ကိုထုရတယ်မသွားကြည့်ငါတို့ကသင်္ကန်းညုံနေခဲ့တာတန်တွေကိုမီးတယ်လို့တယ်တန်တွေကမီးတွေရဲနေတယ်ရဲနေပြီအဲ့ဒါကိုရေးထိုးလိုက်ကျိုးသွားမှာအဲ့ကောင်အဲ့တော့
တန်ဆိုတဲ့သဘောတရားဒီပူနေလုံးလောက်ရတယ်တော့မအေးစင်နဲ့အာကြီးနည်းနည်းမတ်တရအမြဲထိုင်နေအောင်ပါတကားခောက်နေမကြောက်သူတို့ကသူကထိုင်သူတို့ဖုံမကြည့်နေအဲ့တော့ဗပဲတူငိမ့်ပရင်ရွှေခိုးတန်ဖြူမအေးလို့မအေးတာကိုလိုတယ်ဝါပူတာကိုလိုတယ်ပြောင်းပြန်ဖြစ်သွားတယ်ဗပဲလူလိန်ပရင်ရွှေခိုးတန်ဖြူမအေးသွားလားမအေးလူကမအေးလူကမအေးပြီဝစီဘောနောက်ရောက်သွားစလုံးနဲ့ကြမ်းကုန်ဆရာကောင်းလည်းမရှိဘာမှလည်းသူပြောချင်တာပြောဟုတ်ပြီနော်အခုမှီတယ်ဆိုတာအဲ့ဒါကြည့်ရင်မှီတယ်ငင်ချီတယ်ဆိုတော့ပင့်ပေးတယ်ကိုယ်တဲ့နေတဲ့လူတွေကိုပင့်တင်ပေးထောက်ခံပေးမြင့်အောင်လုပ်ပေးဒါပြောတာအေးကြီးတယ်မှာဆိုဘိုလ်ချုပ်ကိုဘုံမှုကမှီမယ်အောက်ကရဲဘော်တင်ပေးကြီးတဲ့သူကိုလည်းမှီတာသူ့အမှီယူရမယ်ဝင်ကြီးကိုဒီညွန်မှုကမှီမယ်အောက်ကလူကြတော့နည်းမြင့်နေပေးမယ်အပေါ်အထက်ကိုဖားတို့ဟိုဒကမှုတတ်ရွှေမန်းတမောင်အထက်ကိုဖားအောက်ကိုစအထက်ကိုမျောအောက်ကိုစောအထက်ကိုဤအောက်ကိုဖိရွှေမန်းတမောင်ပြောသွားတာဒကမှုတတ်ဇတ်တော်သိကောင်းတယ်အထက်ကျတော့ဖားအောက်ကျတော့ထောက်စားအောက်ဖိအဲ့လိုမဟုတ်ဘူးအဲ့ဒါကိုကြီးရင်မှီငေရင်ချီဒါပြောတာကိုယ့်ရဲ့ကြီးမဆရာတော်ဖရာကြီးတွေဆိုရင်ငါမှီရမတို့ကြီးအသိပညာငါတဲ့ငယ်တဲ့ဝိသုဒ္ဓတို့အာစာရတို့ငါတို့ချီးမြှောက်ရမယ်ဒါပြောတာချီးမြှောက်လင်မယားပဲတခါလာလဲယောက်ျားနဲ့မိန်းမပဲမင်္ဂလာဆောင်တဲ့ဒါအေးဟောနေရဘလောက်လဲတပည့်တော်20ပြားယောက်ျားတော့30အေးပေါ့ချီးမိရတာပေါ့ငယ်တော့လည်းချီးရတော့ဒါပဲတခါလဲဒါပဲဟိုရုပ်ရှင်တွေအောင်မတက်တော့မဟုတ်ဘူးစကလုံးကသူ့ဟာသူမမစကားအဲ့ဒါတကြီးပြရွာသားကောင်းမှုဆိုတာရှင်းလိုက်ပြီဆရာတော်ကတကြီးဖြစ်တယ်ဖះတယ်လိုက်တယ်တောင်းအုတ်ခွက်ဖះလေးတွေဒီရွာသူရွာသားတွေနေသူနေသားတွေလည်းဒီဖះတဲ့ဝိုင်းပါဘာဒီနေရာမှာကုသိုလ်ကောင်းမှုတွေအကုန်လုံးစုဝေးသွားတယ်တော့တကြီးကဥဆောင်လိုက်တယ်ဒါကိုကောင်းတဲ့ဒိဗေယနဲ့အလကားဒီအစိုးရတွေဖះတယ်တကြီးဖះရွာသားကောင်းမှုတွေပါပြည်သူတွေရဲ့ပတ်စံတွေကောက်ဒီလိုသွားတယ်ဒါအစိုးရကလိုက်ပြောတာမဟုတ်ဘူးမူလစကားအဓိပ္ပာယ်ကိုပြောနေတာအဲ့ဒီမှာအုတ်ခွက်ဖះလေးတွေပကြီးစေးလေးအကုန်မတတ်နိုင်ဘူးဖះကြီးတွေဆိုတော့မတတ်နိုင်တော့ဘေးကဇေဒီယံလေးတွေလူဟိုရွှေသီးကမှဇေဒီယံ950ရှိတယ်မင်းတခုလူသူ့ရဲ့ဝန်တန်းတွေဒါလေးတွေပါလာဒီရွေချက်လေးတွေကောင်းတယ်ရွေချက်လေးတွေကောင်းတယ်အဲ့ဒီရွေချက်ကောင်းတဲ့အရာလေးကိုလှုပ်တတ်ဖို့ဆရာကောင်းလို့တယ်အေးဘာသာရေးကြတော့အမိကောင်းမိရတယ်ဟုတ်တယ်လေမိအမိကောင်းလို့တယ်ဟုတ်ပြီနော်သူကငကိုယ်တည်းကသုတ်တန်ကိုနေသယသုတ်တန်တဲ့နေသယသုတ်တန်တန်ဖိုးရိသုတ်တန်အရှင်မယားဘာမိရမလဲခုနကဘုဒ္ဓဂါကြီးပြောလိုက်တယ်နိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးဘာသာရေးနိုင်ငံနဲ့ပတ်သက်တဲ့အရေးကိစ္စတွေတို့တမျိုးစီးပွားနဲ့ပတ်သက်တဲ့အရေးကိစ္စတွေပညာနဲ့ပတ်သက်တဲ့အရေးကိစ္စတွေလူမှုနဲ့ပတ်သက်တဲ့မင်္ဂလာမစောဘူးကိုမျိုးစေတဲ့ကောင်လေးကခုနသူ့သမီးတွေမင်္ဂလာဆောင်မယ်ဥဝိသုဒ္ဓသူ့တငယ်ချင်းဖြစ်ရင်သူသွားပြီးတော့လက်ဖွဲ့ရတယ်လူမှုရဲ့ကိစ္စတွေကိုလုံးရှိအဲ့ဒီကိစ္စတွေမှာဥဝိသုဒ္ဓအစင်တော့မပြေဘူးဒါပေမဲ့ तू ကကိုမျိုးလူနဲ့ तू အများကြီးကူညီဘူးတဲ့သူမင်္ဂလာဆောင်တော့ဆို10သိန်းလောက်တော့မှလာမှပြီးတော့ तू မရှိတော့လည်းပဲအနည်းဆုံး1သိန်းတော့ तू သွားရမယ်ရှိရင်မရှိရင်နေအာနာတာတွေစိတ်ပါတိုင်းဒီလိုအများကြီးရှိအစိုးရတွေမကြိုက်ဘူးလက်ခံထားရတာပဲဘာသာရေးကြတော့အဲ့လိုမဟုတ်တော့တတ္တာပညာနှစ်ခုနဲ့သွားတယ်ယုံကြည်ချက်ကအဲ့ဒီယုံကြည်ချက်တိုင်းဝါဆိုသင်္ကန်းလာကတ်တယ်ယုံကြည်တယ်ဆွမ်းလာကတ်တယ်တတ္တတရားအဲ့ဒီဆွမ်းကတ်တဲ့အပေါ်မှာအသိပညာနဲ့အသုံးချမယ်ဘယ်ဟာကိုမျှော်လဲတန်တရားကိုမျှော်တယ်အဲ့ဒါကွာသွားတယ်တန်တရားကိုမျှော်တယ်ဘယ်လိုတန်တရားကိုမျှော်လဲနှစ်မျိုးရှိတယ်တန်တရားကိုမျှော်တာတခုကဒီကောင်မလေးကိုအပြူကြီးအင်းသူကြိုက်မယ်လို့လည်းမရှိဘူးရုပ်ကလည်းဆိုးလို့ဆရာတော်ဝါဆိုသင်္ကန်းကတ်မယ်ခရင်သင်္ကန်းလေးကတ်ပြီးတော့ယောက်ျားကောင်းကောင်းလေးသူ့ရည်စားစားပြိမ့်မယ်လို့တော့မရှိတာဖြစ်ရင်နောက်ဘဝကျရင်ချောချောလှလှလေးဘဝကိုမျှော်တယ်ဟိုမှာဒေါ်ကြီးမြင့်ကလေးတွေယောက်ျားပြစ်သွားတယ်နောက်ဘဝကျရင်လေလင်ကောင်းသားကောင်းလေးမျှော်တယ်ဟိုကောင်မအရာရှိလုပ်နေတယ်စီးပွားရေးစမပြေဘူးအောက်ကဝန်ထမ်းတွေသူမျှော်ကြတယ်ဘဝ
လူရနញ្ញစည်းစိမ်သွမ်းကိုချမ်းသာအတိအထင်ကြီးလေဘဝနောင်ဂတိနောင်ကိုကောင်းစွာလူရကုသိုလ်အယူအမျိုးတကုသိုလ်အမျိုးလေကိုယ်ပဲအနာဂတ်ဓမ္မယဥပါဒနာခန္ဓာလှမ်းမျောလိုက်တာသဒ္ဒနာသမ္မာစကားနဲ့ကုသိုလ်တော့လုပ်တယ်တတ္တတရားအဲ့လိုလှမ်းပြီးတော့မျောတယ်အနာဂတ်နောက်တစ်ခုကကြတော့ဒီမှာအပြိုပဲဖြစ်ဖြစ်အအိုပဲဖြစ်ဖြစ်အရာပဲရှိရှိဘဝရှိရင်ဘဝေဝံဘယံဒိဋ္ဌဝပြောပြီးပြီဘုရားရှင်ကိုယ်တိုင်ပဲဘဝေဝံဘယံဒိဋ္ဌဝအဟံငါဘုရားရှင်ဒီဘဝေဘဝကိုဘယံဒိဋ္ဌဝဘေးလို့ရှုပြီးသားတဲ့ဒါဘုရားစကားအဲ့ဒါသိလိုက်တယ်ဘဝေဝံဘယံဒိဋ္ဌဝတိတော်အဲ့ဒီဘဝကိုဘေးလို့မြင်လိုက်တာဖြစ်ချင်းရောဘဝရလာရင်ဒုက္ခသစ္စာရတယ်ဒုက္ခသစ္စာရဲ့ကင်းရာကိုဟောပါသိကျင်တယ်ဆိုတဲ့မျှော်နည်းတစ်ခုနှစ်ခုတတ္တတရားကတတ္တံစေဘေခုနေတယအဲ့ဒီတတ္တတရားလေးကိုမှီလိုက်ပြီးတော့အမိကောင်းရှာပါနေတယသမ္ပန္နောတဲ့နေတယဆိုတာအမိသမ္ပန္နကပြည့်စုံတာအမိကောင်းရှာပါဒါပြောတာတတ္တတရားကိုဘုရားရှင်ပေါ်မှာယုံကြည်ချက်ဘုရားရှင်ရဲ့တရားကိုယုံကြည်ချက်အဲ့ဒီဘုရားရဲ့တရားကိုလိုက်နာကျင့်သုံးနေတဲ့သံဃာတော်ရှင်သူမြတ်တွေရဲ့ဂုဏ်ကိုယုံကြည်ချက်အဲ့ဒီယုံကြည်ချက်ကိုမှီပြီးတော့အကုသလံပဇာတိအကုသိုလ်တွေပယ်အောင်ကြိုးစားမယ်ကုသလံဘာဝတိကုသိုလ်တွေကိုပွားမယ်တော့ပြီဇတ်မိတာအဲ့ဒါမိတာဟုတ်ပြီနော်အဲ့ဒါမိတာဒါလေးပဲအများကြီးမဟုတ်အဲ့ဒါမိတာဒီအမိလေးကိုအမိကောင်းရှာပါလို့ပြောလိုက်တာဟိုဘက်ကမနေ့ကပြောတဲ့အယူတစ်ပါးအခြားမရှိပါသာသနာပြင်ပကပုဂ္ဂိုလ်တွေအညဒိဋ္ဌိယပရိပါဇကာလို့ပါဠိရဒီလိုရှိတယ်ပါဠိစကားပေါ့ဗျာပါဠိဘာသာပေါ့ပါဠိဘာသာစကား language ပေါ့အညသာသနာမှာအခြားဒိဋ္ဌိယသူတို့မှလည်းအယူတော့ရှိတယ်ဒါမြတ်စွာဘုရားယူတဲ့အယူနဲ့မတူလို့အညဒိဋ္ဌိယဒိဋ္ဌိယဒိဋ္ဌဆိုတာအယူဒီနေ့မင်းရဲ့ပြောစိတ်ကန်းနိဗ္ဗာန်အများကြီးအဓိပ္ပာယ်ရှိတယ်ဆိုတော့ဒိဋ္ဌအဲ့ဒီဒိဋ္ဌဆိုတဲ့ဒိဋ္ဌိသူတို့လည်းအယူဝါဒလမ်းစဉ်ဒါအင်ညဘုရားရှင်ရဲ့အယူဝါဒလမ်းစဉ်မှာတခြားဖြစ်နေတာမြတ်စွာဘုရားရွှေဘုရားရဲ့တရားတိုင်းကရွှေဘုရားကိုသွားစေခြင်းတယ်သွားပြီးရွှေဘုရားကိုရောက်ပြီးရောဓာတ်တော်မူတော်တွေတိဆက်တဲ့ဘုရားရှင်ဘုရားရှင်မရှိတော့ဘူးဘုရားရှင်ရဲ့အရိယသစ္စာတရားကို၄ပါးကိုသိကျင်တယ်ဒီဘုရားရှင်ကိုဖူးတွေ့ပြီးတော့မှကုသိုလ်အဲ့ဒီကုသိုလ်ဝိပဿနာရှုမယ်တရားရကျင်တယ်တနည်းရေရသွားရှိတယ်အင်ညဒိဋ္ဌိရဖြစ်သွားတယ်လို့ဘုရားရဲ့အယူမှတခြားဖြစ်သွားတယ်အဲ့တော့ရွှေဘုံတက်တဲ့ပုဂ္ဂိုလ်တွေကရွှေဖုံးပွင့်6ဓာတ်ကြီး9ဓာတ်ကြီးရွှေဖုံးပွင့်ဘုရားသွားတာမျိုးဘုံတကောက်တွေပွင့်နေတယ်လေရှိနေတဲ့အာနာမင်ဖွဲ့စည်းတွေချမ်းသာတဲ့သူတွေအကုန်လုံးသူတို့တွေအကုန်လုံးနဲ့ဘုရားကိုရေရခြေဖို့ဆိုတော့အင်ညဒိဋ္ဌိရတိတ်တဲ့ဘုရားအယူဝါဒအင်ညဘုရားရဲ့အယူဝါဒမှာတပါးရောက်သွားတယ်ခါမှပြောနေတယ်9နာရီတရားဟောမယ်တခါမှမနေ့ကတော့မှ9နာရီတရားဟောမယ်9နာရီတရား10နာရီတရားဟောမယ်တရားဝဲတဲ့ပါနေတယ်အနှစ်ပေါင်း40နီးနီးလောက်တရားပွဲတွေဟောလာခဲ့တယ်တခါမှအချိန်မတိကြဘူးပြောပြီးသားလေအချိန်မရှိတော့မတိရဘူးဒါပေမဲ့9နာရီနဲ့9မိနစ်ရွှေလုံးဘုရားရေရခြေရမယ်ဘယ်နှလဲဟာတိတ်တိကြတယ်အသေးရောက်တယ်အဲ့ဒါတနိုင်ငံလုံးပဲဘာအာနာရှိတဲ့ပုဂ္ဂိုလ်ပို့ဆိုးသေးတယ်9နာရီနဲ့9မိနစ်ဟာအသေးဟိုမှာတကယ်ကြီးမမပုဂ္ဂိုလ်ကြီးတယောက်ကကားမဟိုနေမောတမောမောင်းတဲ့ကောင်တွေကတပည့်တွေဖြစ်နေဘုကောပြောတယ်ဓမေသီပြောတယ်ထေရဝါဒဟုတ်လို့တယ်ကွာတဲ့သူတို့နှစ်ယောက်ခန့်ငယ်သမားဆိုတော့ဒါခေါင်းရှိတယ်ဟုတ်လို့တယ်တဲ့ဘာလို့ဒုကိုတွေ့ပြီးပြီတဲ့ရှုပ်တယ်ကွာဆိုရင်ရေတဲ့သင်္ဘောတွေရှိမှရှင်ဥပကုဒယုတ်တွေရှိတယ်သူတို့ပြောတာကိုယ်ကအသက်ထင်ရှားကိုရှိသေးတယ်နှစ်ကောင်ကိုယ်တော့နည်းနည်းငယ်တယ်ဟုတ်လို့တယ်တဲ့ဘာလို့မလဲရှုပ်တယ်ကွာဆိုအဲ့ဒီခုနရှင်ဥပကုဒယုတ်နှစ်ခုဒုံရေတဲ့ပြစ်ချပြတယ်သူတို့လာပြောတာဘာဖြစ်လို့လဲဆိုတော့သူတို့တဲ့ကြီးတဲ့အကြီးကဲက9နိုင်နဲ့9မိနစ်မှာသူတို့ရဲ့အကြီးကဲကြီးဟိုနေပုဂ္ဂိုလ်ဒုက္ခရောက်မှဆိုလို့အဲ့ဒါယောဂပျောက်မယ်ဆိုလို့ तू ကအဲ့ဒီရဲ့အယုတ်ဝတ္ထုကိုသိတယ်လားမဆိုတော့ဒီရဲ့ဥက္ကောသံဆိုဥက္ကောသံနဲ့မျက်နှာပါညာအကုန်လုံးအဲ့ဒီအယုတ်လုတ်ပြီးတော့မှ तू ပြောတဲ့ကောင်တွေခုရှိသေးတယ်ပြောမကြည့်သူကြီးတဲ့ကောင်လည်းသိပြီအဲ့ဒါနဲ့ရေတဲ့သင်္ဘောတွေနဲ့အဲ့ဒါကိုခါတော့ဘုံဟိုနေပင်လေဝါကိုချရမယ်ဆိုပြီး9နိုင်နဲ့9မိနစ်တိတ်တိကြတယ်သူတို့ပြောတာသူတို့ကိုယ်တိုင်ပြောတာဒုံးဆိုအဲ့ဒီပုဂ္ဂိုလ်ရဲ့အယုတ်ကိုတော်တော်ချပြီးတော့ပြန်လှည့်တယ်တယ်လီဖုန်းဝင်လာတယ်သေသွားပြီတဲ့ပြီးတော့
အဲ့ဒီကောင်တော့ကိုရရှိတယ်သူတို့ကိုယ်တိုင်ကျတော့ကြုံသွားပြီလေအဲ့ဒါအာကြီးဆရာတော်တဲ့သူတို့ချင်းဆွေးနွေးတာဒီလိုဘုရားတဲ့မနေ့ကဆရာတော်တခုပြောစရာရှိတယ်ပြောပါကွာဟဲ့ကောင်အဲ့ဒီလုံငန်းကိုဒီလိုကိုယ်တိုင်လုပ်ခဲ့တာတဲ့သူတို့ကိုယ်တိုင်လုပ်ခဲ့တာတကယ်ပုဂ္ဂိုလ်မြန်မာနိုင်ငံမှာအတော်ဆုံးပုဂ္ဂိုလ်ကခြေပေးလိုက်တာဒါဆိုသဘောပေါက်လိုက်တော့မင်းတို့ထေရဝါဒတရားတွေနဲ့လည်းလွယ်ရင်မင်းတို့ပြောတယ်မင်းတို့ကိုယ်အဲ့နှစ်ကောင်လုံးကိုရှိတယ်အဲ့ဒါတင်မောအမြန်မော9 နာရီ 9 မိနစ်အတိပင်လယ်ဝရောက်ပြီးလေပြီးရောအဲ့ဒီအယုတ်ကိုကဲယောဂဝေဒနာအလုံးပြက်စေသတည်းဆိုဒုံးဆိုချချက်ချင်းတော့လိုက်လာတည်သွားပြီတဲ့ပြီးသွားပြီဘာလဲရှိပါတယ်နှစ်ကောင်လုံးရှိတယ်မင်းသိတယ်အဲ့ဒီလူနှစ်ယောက်လဲရှိတယ်သူနာမည်တော့ပြောမနေတော့ကိုယ်တိုင်အဲ့ဒီတင်မောရေးတဲ့တင်မောကိုမောင်းခဲ့တာပါတည်သွားပြီတဲ့ဟုတ်အဲ့ဒီမှာတဲ့နောက်တော့သူလာပြောတပြိုးတို့အဲ့မှာဟာသွားတော့ကွာဆိုပြီးတော့ပြေးပက်လိုက်တယ်အေးရောပြီးရောဘယ်တော့မှတော့ဒီဘေးနာကောင်မှရေဝတ္တတွေငါဒီဘေးနာမှာရေဝတ္တဒီမှာဒီကြောင်းပေးတယ်ဒီမှာငိမ့်ငိမ့်ကြောင်းဒီဘေးနာတယ်ငါဒီကစီဘုံတွေဆံဘုံတွေပေးလိုက်တယ်ငါပြောလိုက်တယ်ရေဝတ္တကလည်းအခုမင်းကိုစီဘုံဆံဘုံတွေပေးတာငါလေးကွာလို့အဲ့နာမှာရေကန်ရှိတယ်ရှင်ဥပဂုဒ္ဓဖောင်တော်ကြီးနဲ့နာခဲ့မုံနဲ့ကြိုင်နေတာဖောင်ဟောပေါ်ဘယ်ရောက်သွားမသိတော့ကိုကတ်လိုက်ရဒီနားမှာရေဝတ္တဒီဘေးနာကြောင်းဘုန်းကြီးအေးမိုးရီထဲမှာအဲ့နဲ့ကငါဒီကြောင်းနဲ့ရေရတက်တာဒါနဲ့ငါပဲကဲဥခိမှာသွားစမ်းဟိုဆံဘုံတွေစီဘုံတွေပြီးတော့ဥယေဝတ္တကစကားတစ်ခုတော့ပြောတယ်သူလာကြတော့တယ်အမြဲတမ်းပဲဒီနာဝင်းကျင်မှာကြော့တဲ့နဲ့ဘုန်းကြီးတစ်ပါးဆိုသူဝါဝင်ဝါတဲ့အမြဲတမ်းလာကြော့တယ်လို့ဆုံးသွားရှာပါပြီဖေးဟောတယ်ရေဝတ္တတဲ့မင်းအခုကျတော့မင်းကစီဘုံဆံဘုံတွေဝတ္ထုငွေတသိန်းငါလှူရတာပါလားမင်းဟိုကန်တော်တွေကပုဂ္ဂိုလ်ကြီးရောကန်တော်ပုဂ္ဂိုလ်ရဲ့နာခဲ့နဲ့ပါတော့ဘယ်ပြောတော့မသိရောပြီးရောအေးဘာဘယ်လို့ပြောကြည့်မေးကြည့်လေဆိုတော့ထီရဝါဒပြောလိုက်လို့နည်းနည်းလေးဆင်ပြေမင်းတို့တိတ် complaint တက်တယ်မင်းတို့လုပ်ခဲ့တဲ့အရာတွေငါခဏခဏပြောပါဦးအခုလဲဟင်ဒီတွေနဲ့သွားပြီးအုံဒီခုတ်တာတော့ဘာလို့စိတ်တက်တာတော့လုပ်တယ်ငါတရားတဲ့ပါတယ်ဥက္ကလာဦးဝင်းဆိုတဲ့တငယ်ချင်းအဲ့ဒီပွဲမှာငါတော့ဘုန်းကြီးမဟုတ်သေးဘူးဟိုကံဘက်မှာမီးလောင်တယ်ဆိုပြီးတော့ကံဘက်ကနေဥက္ကလာမှာမီးလောင်တော့ငါကိုယ်တိုင်လည်းအဲ့တုန်းကသွားခဲ့ဘူးတယ်အဲ့ဒီတုန်းကဒီဟိုင်းလက်ကာပပလီကဟိုင်းလက်ကာလေးတွေအစ်စ်ကလေးတွေပေါ်ရွှေညောင်မင်းမှာတိလာရွှေညောင်မင်းမှာကားပြရမယ်ဆိုပြီးပြရွှေညောင်မင်းမှာကားပြအဲ့ဒါသူဘေးရင်ရဲ့အရာကားပြပြီးတော့တဖြည်းဖြည်းနဲ့စိတ်တော့ကားလှည့်ထွက်တာအဝေးဝေးကတိုက်တာကားစိတ်ညစ်ကြည်သွားတယ်ညောင်မင်းကိုဆဲလိုက်တာပြီးသွားပြီဒါသူတငယ်ချင်းနောက်တစ်ခါတယောက်တို့ဒီဥက္ကလာတွေရပါဆိုတော့ဒီကံဘက်မှာအဲ့လိုဟင်းဒီဖះเจ้าမှာသွားပြီးတော့အဲ့လိုအုံဒီခွဲတာတို့စိတ်ဘာလို့လောက်တာပေါ့ကွာအဆင်ပြေတယ်ခလေးကပြေးလိုက်လာအမွေဟာဘာဖြစ်လာလဲတဲ့ဒီမှာဟင်းလူဖះเจ้าမှာလောက်လာပြီးသားအဲ့ဒါတို့ကမို့ရဲတွေအိမ်ရောက်နေဘာလို့ရောက်တာလဲကျွန်တော်တို့အိမ်ကမီးစာလောက်လာတယ်ဖမ်းသွားပြီဝိုင်းပြောလို့တော့အဲ့ဒါတွေမနာလို့တိုးချေပြောတာမဟုတ်ဘူးသူကသူအောင်မြင်တာတွေကြာရှုံးတာတွေဖြစ်ပါလိမ့်မယ်နော်ခဏပြောတယ်အမိကောင်းကဘာလဲဘယ်ဟာကိုမှီနေကြလဲနော်မင်းတို့ရှေ့တယ်မင်းတို့ကဒီဟာတွေမှတ်တမ်းတွေပြောရတာထေရဝါဒကိုထိခိုက်လာလို့ဟိုအင်္ဂလန်ကလက်ဆက်စတာစီရီးသိန်းကရန်ကုန်လာခဲ့တယ်ကင်းပါဝါတထေရဖះလာကြတော့ပြန်သွားလိုက်တာမန်ယူတို့အာကြီးတို့အကုန်နိုင်ပြီးတော့ဆူရသွားတယ်ဒုတိယတစ်ချိန်လာထပ်ကြတော့တယ်အောက်ဆုံးရောက်သွားတယ်ဝိုင်းဖះနဲ့မဆိုင်ဘူးအဲ့ဒီကင်းပါဝါလူလေရင်ပြက်ကြပြီးသေသွားပြီလေလန်ဒန်မြို့ပေါ်မှာဘာလဲဝိုင်းသေဇာတိဇရာဗျာတိမရဏတွေမှာတက်တာကြတဲ့လောကဓာတ်များသည်အနာရမေတ္တိရဲ့မြတ်စွာဘုရားကိုကြည်ညိုနေတယ်ရွှေတွေဂရေတွေအကုန်လုံးရေမျောသွားတယ်အဆုတ်ကြအတက်ကြဒီလာဘောအလာဘောဆိုတာယန္နာမှာလည်းရှိတယ်မြတ်စွာဘုရားရှင်ကိုလည်းဟိုမှာဝေဒင်စာမှာဘုရားရှင်စံသီးတွေစားရတယ်လေရှိတယ်လောကရန်တရားလေနေနာမျက်နာတက်တာကြတာအဲ့ဒါကိုဒုက္ခသစ္စာအဲ့ဒီပေါ်မှာဒေါသမဖြစ်ဘူးဒီလိုသွားတာတဲ့ဗုဒ္ဓဘာသာကတောလျှောက်ကြီးကောင်းအောင်လို့ဘုံကပြောလို့ဇက်တော်950မှာနှိမ့်လိုက်တို့ကြဘုရိဒနဂါဖြစ်လိုက်တို့ကြဝတ္တန္တရာဖြစ်လိုက်တို့ကြတွားနေတာပဲတန်တရားကစုံစည်းချင်တွားနေတာဒါတော့ဒီတန်တရားကြီးကိုဘဝေဝံဗယံဒိဋ္ဌဝါစုံခဲ့ပြီးပြီဖြစ်ခဲ့ပြီးပြီအဲ့တော့ဘဝကိုဘေးလို့မြင်ပါတယ်လို့ဒီလိုပြောလိုက်တာဒါပဲအဲ့အညဒိဋ္ဌိကပြည့်သွားတယ်နော်ခတ်စောစောဇေဒီပထိုးတွေမှာတော့စနေတွေတနင်္ဂနွေတွေအင်္ဂါတွေဗုဒ္ဓဟူးတွေမပါပါဘူးဂျိုးတယ်တွေမပါပါဘူးနော်တဝေရိကတော့ခေါ်တဲ့လက်ရမ်းမှာဗုဒ္ဓရဲ့ဇတ်တော်တွေဒါတွေလောက်ထားတယ်
ဒီဘက်ခေတ်ကြမှာဂျိုးတိုင်းတွေတနင်္လာတွေအင်္ဂါတွေဗုဒ္ဓဟူးတွေဆင်ရုပ်တွေမင်းရုပ်တွေပါလာတယ်ခတ်စောသောဇေဒီပထိုးမှာမရှိခဲ့ပါဘူးရွှေစည်းကုံမှာလည်း950ဇက်တော်တွေဝိုင်းလိုက်ပါတယ်ရွှေတကုံရဲ့ပထမသမိုင်းမှာလည်းအခုလိုရုပ်ထုတွေမရှိခဲ့ပါဘူးနောက်တစ်ဖြည်းဖြည်းထည့်ရင်နဲ့အညဒိဋ္ဌိရဆိုတာဒါပြောတာအဝေးသွားကြည့်မနေနဲ့ဒိဋ္ဌိအယူအညဘုရားရှင်ရဲ့အယူမှတပါးကြည့်ရလေအဲ့တော့ဘုရားရှင်ရဲ့အယူမှတပါးမြတ်စွာဘုရားရှင်ရဲ့တရားထဲမှာဘေးနေရာမှာသက်လို့စားပါလို့ရေးထားတာရှိတယ်ပြရမှာရှိရင်ပြလေရှိရင်ပြပါဘေးကသုံးပုံထဲမှာအထက်ကတိကာတွေထဲမှာပြပေါ့ငါတို့ကဝတ်သားလေးကြက်သားလေးစားလိုက်မယ်ဒိုးတွေမှာတခါတည်းအကုသို့ဖြစ်တယ်လို့ဒီလိုမြင်နေတာလေဟိုတတ်လို့ခိုင်းရတို့ပဲတို့ဒါလေးဝတ်သားလေးကြက်သားလေးဖုံးမိလိုက်တယ်နဲ့တို့မှငရဲတွေကြီးပြီးတခါအဝီစီကြောက်မယ်မြင်အဲ့လိုမြင်တာလေတို့တွေကကောက်ကလည်းစဉ်းစားလေအဲ့လိုမြင်တာလေဒုက္ခများလေတနာပါနော်အဲ့တော့အညဒိဋ္ဌိရပြိပါစကားအဲ့ဒီသာသနာပြင်ပရှိတဲ့ပုဂ္ဂိုလ်တွေအညဒိဋ္ဌိရပြိပါစကားတဏှာထဲမနေဘူး wandering ecstatic လှည့်လေသွားလာခေကိုရှောက်သွားပြိပါစကားလို့ခေါ်တယ်တဏှာထဲမှာနေတော့ကိုမျိုးလင်ကိုခင်းနေတယ်တဏှာတွေရှိနေတယ်တောင်းတော့နေရာကမနေတော့ဒီကမှထားခဲ့လိုက်တော့သူတို့ရဲ့အယူဆပြိပါစကားဟုတ်ပြီနော်အဲ့ဒီလိုလှည့်သွားလာရင်နဲ့သင်္ကန်းမိုးတွေလိုးလာတယ်တပိတ်တွေလိုးလာတယ်မတော်ကြီးပြစ်ပလိုက်တယ်အဝတ်စားတွေဖယ်ပလိုက်တယ်ကိုတုံးလုံးဖြစ်သွားတယ်ဒီနေ့ချိန်ထိအောင်အဲ့ဒီယဉ်ကျေးမှုကတော်တော်ကြီးမားလာပြီဆရာတော်ကဟိုတလောတရားထဲမှာပြောသလိုခုနတက္ကမရဲ့သူတို့မိသားစုတွေနဲ့ဟိုတယ်ကနေသွားလိုက်တယ်ပေါ့ဖလော်ရီဒါအဲ့တော့ဟိုတယ်ကနေသွားလိုက်တဲ့ခါကျတော့ဟိုတယ်ဆင်းပြီးလမ်းလျှောက်လိုက်တဲ့ခါမှာကိုလည်းသူတို့မမြင်ပါဘူးသူတို့ကောင်မလေးတွေလည်းဟိုပေါ်တီချုပ်ပေါ်ထားပါတော့မမြင်ပါဘူးဒါသူတို့ကြည့်တဲ့မူရာတွေကအမုန်းတရားနဲ့ဒါနဲ့မသွားအဲ့ဘက်မသွားတော့ဘူးပေါ့ကြည့်ငါတို့ကြည့်တဲ့မူရာမမကြီးဒီကောင်မလေးတွေကြည့်တဲ့အမူရာတို့ကိုသိကျင်တဲ့ပုံမရအောင်သူတို့ဘာရှိလဲဆိုလမ်းရှောင်လိုက်တော့ဟောနောက်ကဆိုင်ဘုတ်ကိုမကြည့်မိလိုက်ဘူးနောက်ကဆိုင်ဘုတ်ကအဝတ်စားရှိသူများမလာရတဲ့ဆိုငါတို့ကသူတို့ဥပဒေကိုသွားကြော်တော့လိုက်တာဆိုအဲ့ဒါအခုရှိတယ်မာရသွန်ပြေးပွဲရှိတယ်ဂေါ့ပွဲရှိတယ်မြို့ကြီးလိုပဲအဲ့ဒါကို naturalism nudism လို့ခေါ်တယ်သူတို့ဒီတဘာဝတိုင်းပဲနေတယ်အဲ့ဒီရက်ကွက်ထဲမှာသူတို့တုတ်ထားတယ်အဲ့ရက်ကွက်ထဲဥစားနာဝိုင်းရိုက်မှာဒီရက်ကွက်ထဲမှာငကိုလုံးနေအဲ့ဒါပြေးပွဲပြိုင်ပွဲတွေဘောလုံးပွဲတွေတဲတောင်မှာဗော်လီဘောပွဲတွေကြီးတဲ့ကောင်လည်းကိုတုံးလုံးပဲဆိုတော့သူက cruise ရှိတယ်တင်မောစီးတယ်သူကတင်မော9 5ချိန်လောက်စီးပြီးတင်မောကြီးတယ်အဲ့ဒီမှာ19ရက်ရှိတယ်ဟိုကိုကရှောက်သွားခြင်းတော့အစားပြီးပေကဟိုဘောလုံးဝင်း3ဝင်းသာလောက်ရှိတယ်လေဟိုမီတာဟိုပေ1000နဲ့ကျော်လောက်ဆိုတော့မီတာ300ကျော်လောက်ဆိုတော့ဟိုဘက်တွေရှောက်လိုက်ဘက်ကစားသွားပြီအထက်တွေလည်းအများကြီးဆိုတော့19ရက်ဆိုရှိအပေါ်မှာမသိဘူးဟိုသူတို့ကခုနကဥကျော်လက်တို့တော်ကြီးသူတို့ကအိတ်နေကြငါခံနေငါထွက်ပြီးတော့အပေါ်ဆုံးတက်ကိုတက်သွားတော့အပေါက်ကလည်းကျော်ဟိုမိမလေဘင်းပဲပေါ်တယ်စာလေးထုတ်ပြီးတော့ဘုံကြီးမန်းတော့တိသွားတော့အဝတ်စားတွေအကုန်လုံးချုပ်ပါတဲ့ဟိုလန့်ကြီးအဝတ်စားကုန်ချုပ်ပြီးနေရမယ်နေရသူကဥပဒေတွေရှိပြီးသားဆိုတော့အဲ့ဒီပေါ်ရောက်ရင်အကုန်လုံးအဝတ်စားချုပ်ရမယ် sorry ပဲထိုင်တဲ့ကောင်မှလည်းအဝတ်စားမရှိဘူးအဲ့ဒါပြန်ဆင်းလာဘာလို့တာလဲမသိဘူးအဆုံးအပေါ်ဆုံးဟောပေါ်ဆုံးကောင်းငင်သူပြကောင်းငင်မှာဟာလာဟင်းနေကောင်းရင်တော့ဟာလာဟင်းလည်းဖြစ်တယ်သူတို့လည်းအကုန်ဝစားကုန်အကုန်လုံးပုံချုပ်ပြီးတော့အပြိုရောအိုရောဘာမှဒီတိုင်းနေတာဒါကဘာရဲ့ကဘာချမ်းမှာရှိတယ်ဒီနေ့ရှိလန်ဒန်မှာရှိတယ်အင်္ဂလန်လန်ဒန်ကတော့1960လောက်ကစတာအမေရိကန်တော့64ကျမှစတယ်ပြောလို့တော့အဲ့ဒီအဆေလကဆိုတဲ့အိန္ဒိယနိုင်ငံကဘုန်းကြီးတွေကိုကြီးညိုသွားတယ် Imagine လို့ဘာလို့မာသားတို့ဘာလို့ရေးတယ် John Lennon သူတို့စခဲ့တယ်အင်္ဂလန်က John Lennon အမေရိကန်မှာသိသွားတယ်အဲ့ဒီ John Lennon တို့ကငါသူ့တချင်ကိုသိကြတယ် Imagine ပေါ့သူသိကြိုက်တော့သူ့အတန်တွေပဲရအောင်လုပ်ခဲ့ဘူးလားအဲ့ဒီ John Lennon တို့အုပ်စုတွေ Peter တွေသူတို့တွေကအဲ့ hippie ယဉ်ကျေးမှုဆိုပြီးသူတို့ဖြစ်လာဘယ်ရလဲဆိုအိန္ဒိယဘုန်းကြီးကိုကြိုက်သွားတယ်ကိုတုံးလုံးနေတယ်ဘာဝစားမှမဟုတ်ဘူးကိရိတာတွေမရှိဘူးသူတို့သိကြိုက်သွားတယ်ဟောလိဝုဒ်ကလည်းကြိုက်သွားရုပ်ရှင်မင်းသားတွေအနုပညာရှင်တွေကြိုက်သွားဒီလူတွေဒီနေ့ချိန်ဒီဗမာဗုဒ္ဓဘာသာဘုန်းကြီးတွေအများကြီးချမ်းသာတယ်ဘီလီယံနဲ့တန်တဲ့ကျောင်းတွေရှိတယ်2 billion ဒေါ်လာအဲ့ဒီအဆေလကပါဠိလိုစေလအဝမရှိဘူးခုနသူတို့ကြတော့ naked religion
အဝတ်စားမရှိဘူးလက်ပေါ်မှာတင်စားလိုက်တယ်ပေါင်တုတ်လိုက်တယ်ပြီးသွားပြီဟာကိရိတာဒီလောက်ကောင်းငိမ့်တာလေသမင်းစားနေတယ်လက်တွေဆွေးနေဆက်ပြလို့မလို့အိမ်သာတက်ပြီးလက်နဲ့ကုန်းလိုက်တယ်အဲ့လက်နဲ့ပဲသမင်းပြန်စားတယ်ပြီးတော့လက်ပြန်ပို့လိုက်တယ်အဝတ်စားလည်းမရှိဘူးโอเคအဲ့ပရိပိုက်ထဲမှာအဝတ်ဝတ်တဲ့ပရိပိုက်ကိုစေလကအဝတ်မဝတ်တဲ့ပရိပိုက်ကိုအစေလကအဲ့ဒီအစေလကလေဘုရားကြည်ညိုစရာတတ္တတရားဖြစ်တော့မယ်ဟိုအစေလကကတ္တဗမတ်ရမေးတာလေကြည့်တန်တန်ကြီးပေါ့မမရင်ပြောတယ်ဖခင်ခါကြီးထောက်ပြီးတော့မင်းတို့ကြည့်စမ်းခုဒီထန်းနမရတကကြီးငါအဲ့လိုမင်းကြောင်းကိုဝိုင်းရိုက်မှာပေါ့တို့ဖေအဲ့ဒါသိခံပါမြမထားဖခင်ချစ်ကြည့်ရတော့ခါကြီးထောက်ပြီးတော့ဘာတော့အမေအချိုးကရဟန္တာဖြစ်တော့တော်ကြရဟန္တာဖြစ်တော့မှာဟောတယံကရံဒုက္ခကိုလောက်တာလားပရမဟုတ်ဘူးအစေလကကတ္တဗဒါရင်ပရံကရံသူတစ်ပါးလောက်တာလားမဟုတ်ဘူးဒါတယံစပရံစမိမိသူကနှစ်ယောက်ပေါင်းလောက်တာလားမဟုတ်ဘူးဒါရင်ဒုက္ခအလိုလိုဖြစ်တာလား automatically လားမဟုတ်ဘူးဘာအဝိဇ္ဇာပြီးတော့ပြုတ်သွားတယ်တလုံးနဲ့ပဲပြောတယ်တခါမကြဘူးအဝိဇ္ဇာချွတ်နေတာလက်ပေါ်တာတင်စားနေတာအီးတာမကုန်းတာအိတ်တော့တာကရုံးအိတ်တာဒါမဲ့အဝိဇ္ဇာမသိဘူး sorry ပဲသွားလိုက်တော့ဒီလိုသွားတာအဝိဇ္ဇာမသိဘူးအဝိဇ္ဇာမသိဘူးသူကသူနေုံတော့ကြည်ယူစရာကောင်းတယ်ဟဲ့ဥက္ကဋ္ဌနာ TV ကြည့်တယ်နော်ဘုံလုံးကြည့်တယ်နော်သူကလှလှပါလေးနေတယ်နော်ဟာငါတို့ဘုန်းကြီးကလေတင်းရင်မှနေတာတက်တက်လို့စားတာပြီးတော့ကိုသိရင်မှနေတာအဝိဇ္ဇာကြောင့်သိလားမေးလိုက်အဲ့လိုမေးအဲ့ဒါမေးအဲ့ဘာသာရေးအဲ့ဒါသိအဲ့ဒါအဝိဇ္ဇာပြည့်စက်သင်္ခါရပရိစ္ဆေသမဆက်ရအောင်ဟောနိုင်လားမေးနင်တို့ကဒီနေ့အဲ့ဒါနဲ့လာလောက်တာဘယ်ဆရာတော်လာပြီအစိုးရကြည့်တယ်ဒါပဲအဝိဇ္ဇာပိတ်ခါဆိုမိစ္ဆာမျိုးပြင်အိဋ္ဌာလို့ထင်လင်းစိတ်ဝင်ရောက်မှာပဲလေးဝတော့ငုံမှာမလာဘူးအဲ့ဒါမလာဘူးဒါအဝိဇ္ဇာကြောင့်သိလားမသိဘူးဒုက္ခယဉာဏဝိဇ္ဇာဒုက္ခသမုဒယဉာဏဝိဇ္ဇာဒုက္ခနိရောဓဉာဏဝိဇ္ဇာဒုက္ခနိရောဓဂามိနိပရိပရယဉာဏဝိဇ္ဇာမသိတတ်တယ်လို့စားလားစားတတ်သည်သိရင်ကိုနေလားနေသည်ကြီးညိုလားကြီးညိုသည်အဋ္ဌာနေယူလားယူသည်အဝိဇ္ဇာသိလားမသိပါအညဒိဋ္ဌိယပြီးသွားလောလောလေးပဲဒါပဲအဲ့အညဒိဋ္ဌိယတဲ့လာတဲ့လူတွေဒီတိုင်းပဲကိုယ်ဝင်နေတယ်တထေးတွေလည်းအဲ့ဒီသွားတဲ့အညဒိဋ္ဌိယဒါပဲသင်္ကန်းဝတ်နဲ့ရှိလားရှိတယ်တတ်တယ်လို့စားလားစားတဲ့ဒိဋ္ဌံဝင်လားဝင်တယ်သိရင်ကုန်မှနေလားနေတယ်အဝိဇ္ဇာသိလားမသိပါပြီးသွားပြီဘယ်လိုကိုမျိုးဘယ်လိုဘာကိုယ်ဝင်မလဲမေးလိုက်ဘာကိုယ်ဝင်မေးလိုက်မင်းတို့လည်းကျင့်ငယ်သေးတာကိုတုံးလုံးကြောင်းမရှိဘူးလှည့်လေသွားလေ wonder and static အဝိဇ္ဇာမရှိဘူးသွားမတိုက်ဘူး12နှစ်မှတစ်ခါရေချိုးတယ်ဟာမင်းတို့လည်းလှုပ်တာဟိုဒီဗမာပြည်ကလှုပ်တယ်သက်သက်စားတယ်ဒီတယ်မတနာတယ်ပြောတယ်အိန္ဒိယသွားကြည့်တယ်မင်းတို့လည်းသားတယ်ဓာတ်ပုံတွေတပုံကြီးရှိတယ်စူးပေါ်အိတ်တယ်စပင်းကြီးကတရောင်လောက်ရှည်တယ်ခေါင်းမရိပ်ဘူးမင်းအရှင်ဘုရားတို့ခမည်းတော်ကိုးဝယ်နေတဲ့ပုံကိုယ်တွေပို့တော်မှပို့သေးတယ်သမီးတို့မင်းတို့တွေ့တဲ့ဘုံပို့တော်ပို့သေးတယ်ဟာရာဇဝမျိုးတွေမှာတန်းတန်းကြီးတွေတခါတော့ဆုံးခံကြွနေတာမင်းတို့လည်းကြည်ညိုတယ်ကောင်းတယ်အဲ့လိုပြောရေးဆိုလှဲ့တော့မကြည့်ဘူးဘယ်မိမ့်မှလည်းမကြိုက်ဘူးဘာပစ္စည်းမှလည်းမကြည့်ဘူးဘာဘွဲမှလည်းမမှတ်ဘူးဝိဇ္ဇာသိလားမသိဘူးလွတ်လေးပဲပါတယ်လေဝိဇ္ဇာသိလားမသိဘူးသစ္စာနဲ့နီးလားအဝေးဆုံးခိုင်တူးရဲ့အဝေးဆုံးကွာငါတို့ငယ်ငါခဏပြောတယ်နော်ပြီးသွားမှတ်မိတယ်ဂီတာတွေကျင့်လို့ရှိရင်အဲ့ဒီအဝေးဆုံးခိုင်တူးရဲ့အဝေးဆုံးတီးခိုင်းတာဆက်ရတီးနိုင်ဘူးပေါ့အဝေးဆုံးဂီတာကျိုးပြတ်ထွက်သွားဒါမှတ်မိတယ်ဒါပေးလိုက်တယ်ဂီတာသမားရော့ခိုင်တူးရဲ့အဝေးဆုံးတီးစမ်းမတီးနိုင်တော့မသိပေးတော့သူသွားတယ်အဝေးဆုံးပဲအော်ဆန်းဘာလဲအဝေးဆုံးအမလေးကျဲတဲ့လောက်လို့အဝေးဆုံးအညာဒိဋ္ဌိရတယ်ပါသွားသူတို့နေတယ်အဲ့ဒီနေတာဒီအတ္တဆိုတာကြီးကိုခန္ဓာကိုယ်ကြီးကောင်ကြီးထင်ပြီးတော့အဲ့ဒီကောင်သိကွတ်တာ self modification self modify လုပ်ဒါဒီအသေးချတာနောက်ဆုံးမျက်လုံးတွေတွေ့တဲ့ကလားမီမင်းနေတယ်မျက်လုံးတွေထိုးဖောက်တန်ညွန်နေတဲ့ဒီမျက်လုံးရှိလို့ဒီကောင်မလေးကိုကြိုက်တာထိုးရှာရှိလို့စားကျင်တာရှာဖောက်မှားလားမှားနေတာခင်ဗျကြိုက်တယ်လေရှာကြီးဓာတ်ပုံတွေရှိတယ်ငါအကုန်ပြပြီးနော်သမီးတို့ဦးစင်ဒီစောက်ထဲမှာတွေ့ပါတယ်ဦးစင်ဒီစောက်ထဲမှာရှိပါတယ်အဲ့စောက်ထဲမှာရှိတယ်ရှာကြီးတွေဖောက်နော်ဓာတ်ပုံထဲမှာရှိပါတယ်မျက်လုံးကြီးတွေဖောက်နော်ဦးစင်ဟိုနေဘာလဲဟိုသူကထင်ရှားပါတယ်အရွယ်ကြီးနေဆိုတော့နော်ဟုတ်လားတဲ့စာရွက်ဆိုထင်ရှားပါတယ်မလေးအဲ့ဟိုဓာတ်ပုံဆိုတော့ထင်ရှားပါတယ်အရွယ်ကြီးတွေနဲ့ဟိုရှေ့နောက်မှာမလေးထင်ရှားပါတယ်ဗျရှာကြီးတွေဖောက်မျက်လုံးကြီးထိုးအဲ့နာလားအမှခုနကြော်သွားပြီ
မျက်လုံးကြီးဖောက်မလေးထင်ရှားမင်းတို့လည်းလှုပ်သေးတယ်မလေးဘုန်းကြီးရှာတတ်လို့စားလို့ရှိရင်တော့မှအသီးစားမိုးအသီးကိုမစားဘူးကွာပြီးသွားပြီအသီးကိုမစားဘူးမျက်လုံးနဲ့မြင်လို့ရှိရင်ဘာဖြစ်လဲမျက်လုံးနဲ့မြင်လို့ရှိရင်အဲ့နာမှာတွေ့တော့ဒီကထားလိုက်တော့အေးပေးပြကောပြစေတမိခံရကြည့်လိုက်လေတွေ့လားမရစားလေးရေးထားပြီးသားဒီမျက်လုံးလေးမြင်လို့ပါတယ်လေဒီမျက်လုံးရှိနေလို့အလှပါတယ်ကြည့်တာထောက်ဖောက်မျက်လုံးဖောက်ပြဲရှိနေတာပဲဒါလက်ရှိကိုယ်ဝင်နေတာဟာဒီခန္ဓာကိုယ်ရှိကြောအိတ်ချင်တယ်မှုရည်အိတ်ချင်တယ်ကားကောင်းစီးနေကြောဆွတ်ပြစားတန်ချောင်းနေတယ်ရှိနေတာပဲ this is it ဒီမှာလုံးနေတဲ့ຢာတွေအမလေးဒီဆရာတော်ကလေမလေးအသားပန်းသီးလေးပဲစားတာဒီတဲ့ပူခဲရင်အောင်မလားဒါအဝိဇ္ဇာသိလားမသိဘူးအနေကဇာတိသန္တာရံသန္နာဝိသနေဘိသံရွတ်နိုင်လားဟဲ့တန်တဲ့ခန္ဓာအိမ်ကိုချိန်ပန်များစွာစောက်တဲ့တဏှာယောက်ျားလက်သမားနင်းကိုငါတွေ့ပြီလို့ပြောနိုင်လားပြောနိုင်ဘူးတော်ပြောနိုင်တဲ့ဖေကိုကိုးဝယ်တာလေအဲ့တော့ဟိုပုဂ္ဂိုလ်ကြီးကကိုတုံးလုံးကြီးစဉ်းစားကြည့်အစေလက်ကဟာတခါလဲဖះရှင်မတ်တကြီးရတယ်ခေါင်းကတယံကရဒုက္ခကိုလောက်တာလားသူကမဟုတ်ပါဘူးကွာတဲ့တဲ့ပရံကရသူတို့ကလောက်တာလားမဟုတ်ပါဘူးကွာတဲ့သူနဲ့မိမိနဲ့ပေါင်းလောက်တာလားမဟုတ်ပါဘူးကွာတဲ့အလုံးလုံးဖြစ်တာလားမဟုတ်ပါဘူးကွာတဲ့အဟိတုအကရဏအကြောင်းမရှိဘဲနဲ့ဖြစ်တာအကြောင်းရှိတယ်တဲ့အဝိဇ္ဇာပစ္စယသင်္ခါရဟာဒီတော့ကိုတုံးလုံးကြီးနဲ့နေပြီးတော့အစာငတ်တွေခံအဝိဇ္ဇာတွေမဝိပင်ပန်းလုံနေတာအဲ့ဒီတန်တရားကိုစတယ်အဝိဇ္ဇာမသိပါလားတဲ့ကျွန်တော်အခုသိသွားပြီသိသွားဆိုရဟန္တာဖြစ်တယ်ဒါပဲအဆွေလကအရှင်ဘုရားအဆွေလကဖြစ်ပြီးရဟန္တာဖြစ်သွားတယ်ဟောဗျာရှင်းလိုက်လားဘုရားတရားအတံဘောဓိဉာဏ်ရတယ်ချက်သားတို့အဲ့ဒီအညဒိဋ္ဌိရဲ့ပရပိုက်တွေကသံဘောဓိပိပက္ခဏံသံဘောဓိပက္ခိကဏအာဟုသောဓမ္မနံကာဥပနိသဘာဝနာယအဲ့ဒီသံဘောဓိဉာဏ်အလင်းတန်းကိုရောက် enlighten the state that attains enlightenment and the body tree body ပင်တောင်းကြွားကြီးညိုနေကြဘုရားကဒုတိယတော့ထွက်ဖို့ဘုဒ္ဓကကပိလွယ်ပြီးသွားပြီဖွာရထာနေပြီးတော့ပွင့်တာဟောဗျာကာဥပနိသတဲ့ချက်သားတို့ငါဗျာသိခဲ့တဲ့သံဘောဓိဉာဏ်ဆိုတာရှိတယ်အဲ့ဒီသံဘောဓိဉာဏ်ရဲ့အပေါင်းအသင်းတွေတခါကြီးအပေါင်းအသင်းသားသမီးတွေဟောဆရာတော်ဥပဒနာဆိုရင်ဟိုကောင်းတာလုပ်ရင်ကောင်းတဲ့အပေါင်းအသင်းတွေဆိုးတာဓမြတိုက်တော့ဓမြကောင်းတော့တယောက်တည်းတိုက်တာမဟုတ်ဘူးဓမ္မကောင်းတာမှလည်းအပေါင်းအသင်းတွေပက္ခဒါပဲတဘုံနဲ့တဘုံပက္ခရှာမယ်ဓမြနဲ့ဓမြပက္ခရှာမယ်သူတော်ကောင်းနဲ့သူတော်ကောင်းပက္ခရှာတကူနဲ့တကူအပေါင်းအသင်းရှာမယ်သံဘောဓိဉာဏ်အဲ့ဒီသံဘောဓိဉာဏ်ရဲ့ပက္ခိကအသင်းအပင်းတွေပေါ်တာတွေရှိတယ်သံဘောဓိဉာဏ်ရဲ့အဲ့ဒီသံဘောဓိဉာဏ်ရဲ့အသင်းပင်ပက္ခတွေဟာဘာမိပါသလဲတဲ့မေးပြီဗျနော်သံဘောဓိဆိုတာဘာလဲမဲ့ဉာဏ်ပက္ခိကအသင်းပင်မဲ့ဉာဏ်ရဲ့အပေါင်းအသင်းတွေအဲ့ဒီမဲ့ဉာဏ်ရဲ့အပေါင်းအသင်းဖြစ်တဲ့တရားတွေကိုပွားများအထုတ်ဖို့ရမှီတဲ့အကြောင်းကဘာလဲမင်းတို့ဘယ်လိုခေါင်းစဉ်ပေးတာလဲအမိကောင်းကိုရှာပါအမိကဘာလဲအမိရဆိုတော့သမီးနင်းရလေနင်းနဲ့ကြီးတဲ့ကောင်ယူပေါ့ဟုတ်လို့လားနော်ဟိုဒေါ်ကြီးမင်းကျတော့သူ့နဲ့ကြီးရယူဆိုသေဖို့ရှိတော့ तू ကမှီလို့မရ तू ကငယ်တဲ့ကောင်ယူရမှာ तू ကချီရမှာနင်တို့ကကျတော့မှီရမှာနော်ကျတော့နင်တို့ကကိုအသက်30ဆိုရင်နင်တို့က45လောက်လှူမင်းမှီ तू ကတော့90တောင်ကြီးနေပြီဆိုတော့ तू ကျတော့ तू ငယ်လေးယူရမှာ तू ချီရမှာဒီလိုလေးပဲဒီကအမိရှာခိုင်းနေပြီဘာအမိလဲသံဘောဓိမဲ့ဉဏ်ဟောအဲ့ဒီသံဘောဓိမဲ့ဉဏ်သူ့မဲ့ဉဏ်ရှိတယ်အဲ့ဒီမဲ့ဉဏ်ရမဲ့ဘောဓာတွေမှီရအကြောင်းရှိတယ်တဲ့ဟောဘာမှီကြီးမိငယ်ချီမဟုတ်ဘူးချက်သားတို့ဘင်းတို့အဲ့ဒီအညဒိဋ္ဌိကဘုရားဝါရတွေအများကြီးမှပွင့်ရတာလေအဲ့ဘုရားသူ့သားသမီးတွေကိုသင်တာပေါ့ချက်သားတို့မင်းတို့တွေ့လာလို့ရှိရင်မင်းတို့မေးနိုင်မယ်ဟာတခါကြီးခမထမ်းတယ်မင်းကဘုရုတရားနာတယ်ဥပဒနာတရားဥပဒနာဘာဟောတယ်ခန္ဓာနေဟောတယ်ဥပါဒနာခန္ဓာဟောအဲ့ဒါကိုဥပါဒနာခန္ဓာဘုရားဟောတာမေးတဲ့သူတွေတပုံကြီးဟောရတယ်တပုံကြီးဗါတယ်လေတပုံကြီးတန်ခိတ်တွေနဲ့ပြစ္စုပါဒနာခန္ဓာဓမ္မစကြာအစဆုံးဟောတာလေ
ငါထွင်တာမှမဟုတ်တာအနုပါဒံဟောကားလေးနဲ့ဖြတ်သွားတာလမ်းဆွမ်းဆိုင်အထွက်မှာတယ်လီဖုန်းခင်များတယ်ရှင်တယ်လီဖုန်းဆွမ်းဆိုင်တယ်လီဖုန်းဆက်တာထမင်းနေသူတို့တရားပြန်လာအရှင်များရဲ့ကမ္မတယောက်ကတဲ့ဒီလိုထမင်းဆိုင်မှာဓမေစီကျတော့ဖုန်းပေးနေတယ်ဆိုလို့ဖုန်းခေါ်လာတယ်ဆွမ်းဖုန်းပေးနေတာဘာဖြစ်လို့ဆိုတော့တချို့ဘုန်းကြီးတွေကတဲ့ဘုန်းကြီးစာကြည့်လေဒီမင်းကြီးတို့ကမနေ့ညတော့လည်းကြည့်တယ်မနေ့ကနေတိုင်းဒီနေ့တိုင်းတစ်နေ့10နိုင်လောက်ဒီဗိဓိကနဲ့ဖျားနဲ့ဒီလိုကိပင်တက်ဖြစ်နေတာလေအနုပါဒဆိုတာဘာမှမတွေ့ဘူးဒါရတယ်ရေးလိုက်စမ်းဥပါဒနေဘယံဒိဋ္ဌာဇာတိမရဏတံဘုအနုပါဒဝုမောဇန်ဤဇာတိမရဏသင်္ကေရေးလိုက်တော့အတ္တမဖမ်းပေးလိုက်တယ်ပြီးသွားအဲ့လိုတွေဥပါဒနေဘယံဒိဋ္ဌာဇာတိမရဏတံဘဝေအနုပါဒဝုမောဇန်ဤဇာတိမရဏသင်္ကေသွားဒေဝဒုတ္တသုတ်ဥပရိပါဏတပါဠိတော့အောက်ဆုံးနိုင်သားမှာရှိတယ်လို့ပြောလိုက်ကိုယ့်အောင်လှန်ကြည့်တော့ပြီးသွားအဲ့တော့ဇာတိမရဏတံဘဝေမွေးတေဒုက္ခဖြစ်တန်တရားဖြစ်နေတဲ့ဒုက္ခသစ္စာဥပါဒ၄ပါးသမုဒယသစ္စာဘယံဒိဋ္ဌာဘေးလို့ရှုနေတဲ့မဂ္ဂသစ္စာအနုပါဒဝိမု ဇာတိမရဏသင်္ခေဇာတိဇရာမရဏတွေချုပ်ငိမ့်သွားတဲ့နေရာနိဗ္ဗာန်အဲ့အနုပါဒအဲ့နိဗ္ဗာန်မှာရှိနေတဲ့အနုပါဒရှင်တွေအဲ့လိုခွဲလိုက်သေးတယ်ပြီးသွားတယ်ဒီတဲ့ဘာဖြစ်လို့လဲလို့မေးတာဘာဖြစ်လို့လဲမေးတာအဲ့ဒါပါပဲသုလဝရဏတော့ဘုန်းကြီးတစ်ပါးကိုလာတဲ့ပြီးတော့လူထွက်ရှင်သလားသာသနာမြဲလားမမေးနဲ့တဲ့ဝိသခကသူ့ရဲ့သူ့ဇနီးသုလဝရဏတော့မှာသူ့ဇနီးဓမ္မဒိဏကိုဥပါဒณะခန္ဓာကတူလားမတူလားခန္ဓာနဲ့ဥပါဒမေးလိုက်တယ်ဝက်ဖြေလိုက်တယ်တေချာသွားသောတာပန်သွားကြည့်လိုက်တယ်မေးပါရှိပါတယ်အဲ့ဒါဘယ်နဲ့ကြောင့်ပဇာကြောင့်မသိပါဘူးတို့ရှိရလူတွေကလေအဲ့ဒီဥပါဒံတွေဘူးတွေအမုန်းတွေနဲ့အမှန်တရားကိုမျက်ကွယ်တွေပြုတ်ပြီးတော်တော်ကြောက်เสียကောင်းတဲ့လူတွေပေါ့လူမျိုးတွေပေါ့ဒီမဲ့နိုင်ငံတော့အဲ့လိုသိမရှိဘူးဟိုဆရာတော်တစ်ပါးတရားဟောသလိုသူ့တရားကိုသူ့မိမနင်းဟာတဲ့ယောက်ျားရဲ့တဲ့လိုက်ပြီးတရားနာပါလားမနာဘူးတဲ့ဘာဖြစ်လို့လဲတဲ့ဘုန်းကြီးမကြည်ညို့လို့လားအဲ့ဒီဘုန်းကြီးကားမောင်းနေကောင်ငါတော့ငငယ်တော့ငါနဲ့ရံဖြစ်ဘူးတဲ့ဩပြီးသွားအဲ့ဒါမျိုးတွေလေကိုမျိုးမင်းငါ့ကိုငါတရားနာပါလားကျောက်ကအာဆင်နဲ့ तू ကမန်ယူအားပေးလို့မနာဘူးဒီလိုလူမျိုးတွေတရားလောက်တာမဟုတ်ဘူးလေဒါမျိုးကြီးပဲအဲ့ဆရာတော်ကသူ့တရားကိုနားနေသူများတရားလည်းနာတာပေါ့နော်ငါရည်လဲရတာဟာတဲ့မိမကိုကြည်ညိုတယ်သူ့ယောက်ျားတရားဘုန်းကြီးတော့ကြည်ညိုပါတယ်တဲ့အဲ့ဘုန်းကြီးကားမောင်းနေငါငငယ်တော့ရံဖြစ်ဘူးလို့တဲ့ပြီးသွားတယ်ဒါတော့ဒီလိုတွေများတယ်ဘုရားရှင်သာသနာမှာလည်းထုံနေ၎င်းပဲရတော်တရားကိုပြစ်ထားခဲ့လို့ဆိုပြီးတော့သုဘဗုဒ္ဓကမုန်းတယ်သူ့သားကိုအက္ကတာကမပေးလို့ဆိုပြီးတော့ဒေဝရတ်ကိုမပေးလို့မုန်းတယ်သုဘဗုဒ္ဓဏိကုံးချုပ်မလှဘူးဖြစ်သွားအမုန်းတရားတွေအာဃာရတွေဏိကုံးချုပ်မလှတခုမှလှတာမရှိဘူးအဲ့ဒီအာဃာရတွေအဲ့ဒီအမုန်းတရားတွေဗမာလှလို့လဲသုလသုဘတာဗမာလှလို့လဲဒေဝရတ်ဗမာလှလို့လဲကြည့်လေမေးလိုက်လေစိန်သမဏတို့ဗမာလှလို့လဲအာဃာရတွေအမုန်းတရားတွေနဲ့လက်စားချေတွေအနိုင်တွေဗမာလှလို့ဘောလှတခုမှမတွေ့ဘူးဇတ်တော်ကအပြင်မှာတော့မပြောလို့ပါဘူးအပြင်ကနိုင်ငံရေးဆွေးနွေးဒါတို့ကိုရိုးရဲ့ပါဠိတော်ထက်ကရာတီကာထဲမှာမြင်သမျှတွေဗမာလှလို့လဲတခုမှဏိကုံးလှပြီးတော့အဆုံးတတ်တာမရှိတော့မရှိဘူးပဲပြောတာအဲ့တော့တန်ဘောဓိဉာဏ်ဒီပရဝိုက်တွေဒီအစေလကတွေပြိပါစကားတွေနဲ့ဘုရားရှင်သာသနာပွင့်တဲ့အခါမှာအဲ့ဒီဤဝါတွေအများကြီးရှိတော့ချက်သားတို့မင်းတို့မေးလာလိမ့်မယ်တန်ဘောဓိပက္ခိကဏံဓမ္မနံအဲ့ဒီမင်းတို့ကျင့်သုံးလိုခြင်းနဲ့မဲ့ဉာဏ်ရဲ့အသင်းအပင်ဖြစ်တဲ့တရားတွေမှာဥပနိဒအမိကောင်းဆိုတဲ့အခါဘယ်တရားလဲမေးလိမ့်မယ်ဘလို့ဖြေမလဲဖြေစေခြင်းနဲ့ဘုရားရှင်သူ့တပည့်ဖြေစေခြင်းနဲ့အိမ်မက်ထားတဲ့မေးသာသနာတော်မှာအမိကောင်းကိုရှာပါပြောရတယ်နော်ချက်သားတို့ဒီသာသနာတော်မှာရဟန်းတော်တစ်ပါးသည်မိတ်ဆွေကောင်းအဖော်ကောင်းရှိရမည်ဟောတော့အမိကောင်းကိုရှာပါအမိကောင်းရှိရမည်အဖော်ကောင်းလိုတယ်ဒါပဲကျတဲ့ရက်တော့တဲ့သူကရက်ကြီးခေါ်သွားတာလေတရားနာတော့တရားနာကြီးခေါ်သွားတာလေနိုင်ငံကြီးဆိုနိုင်ငံကြီးခေါ်သွားမယ်လေလူတက်ရင်လူတက်ကြီးခေါ်သွားမယ်လေကာရာအိုကေခေါ်သွားမယ်လေကိုကြိုက်တဲ့ကြီးခေါ်သွားမယ်ဒီကလေးဒီတက္ကမကြီး၃ယောက်ကတော့ကြောင်းတနင်္ဂနွေနဲ့လာတယ်တနင်္ဂနွေမှာသူတို့ပါတီသွားမယ်ကာရာအိုကေသွားမယ်ရတယ်ဟိုကတငယ်ချင်းဖြစ်တဲ့အတူတူဘောလုံးနဲ့ခံခဲ့တဲ့ကိုသူကတနင်္ဂနွေနဲ့ဆုံးပို့မယ်တနင်္ဂနွေနဲ့ဘောလုံးသွားကမယ်တနင်္ဂနွေနဲ့ပါတီတက်မယ်ရပါတယ်ကိုရှိပဲလာမယ်ဒါပေမဲ့ဒီမိတ်ကောင်းဆွေကောင်းအဖော်ကောင်းရှိတယ်တစ်တွေ့လား
ရေးကြီးဆုံးပြောတာသဗ္ဗုရိသတန်သေးဝဘုန်းကြီးတစ်ပါးယဟန်လာဝတ်တဲ့ဆိုပထမဆုံးစကားပထမဥပ္ပဇံဂါဗေတ္တဘောတဲ့ကိုယ်ဆုံးမတဲ့ပုဂ္ဂိုလ်အရင်ရှားတာလေဟာပထမဥပ္ပဇံဂါဗေတ္တဘောတဲ့ရှေ့ဦးစွာဥပ္ပဇံဆရာယူဦးတဲ့ဆရာအနီးကဆုံးမမယ်အပြစ်ကြီးပြစ်ငယ်အတော်တွေကိုကြည့်ရှိမပြတ်ဆုံးမတဲ့သောဥပ္ပဇံဆရာကိုအရင်ယူဦးတဲ့တဝိနည်းတော်မှာပထမဥပ္ပဇံဂါဗေတ္တဘောဥပ္ပဇံဆရာကိုဂါဗေတ္တယူទៅပြီးပတ္တစီဝရံတပိတ်လုံးသင်္ကန်းသုံးတယ်အဲ့ကြမှာမင်းတို့လူတပိတ်သင်္ကန်းပြောခိုင်းတာတပိတ်သင်္ကန်းဖေးရတပိတ်သင်္ကန်းပဓာနာမထားဘူးရွှေတပိတ်တွေမြတပိတ်တွေဟောသင်္ကန်းကြီးကဖိုးသင်္ကန်းပိုးသင်္ကန်းဖဲသင်္ကန်းသသိန်းနဲ့ကြာသင်္ကန်းခဏထားခဲ့အဲ့ဒီသင်္ကန်းတွေဘယ်လောက်ခေါ်တယ်ကောမင်းဆရာကောင်းပါဆရာမိပြီးပြီလားဥပ္ပဇံယူပြီလားမိပါသေးညောင်းပြီးသွားပြီဟာအလုံးကောင်းတဲ့သာသနာပါလားတရားခံနဲ့ပြောတယ်ပထမရှေးဥစွာဥပ္ပဇံဝိသဆရာဂါဗေတ္တပေါ်ယူဣတိဤသို့ဝဆနတော်မြတ်စွာဘုရားဟောတဲ့ကြောင့်အာဟုသောငါရှင်နာကပဇင်လောတွန်းသင်္ဇန်ဥပ္ပဇံအပြစ်ကြီးပြည့်ငယ်အတော်တွေကိုကြည့်ရှုမပြတ်ဆိုးမတတ်သည့်ဥပ္ပဇံရှင်မြတ်ကိုကဏယူတော့အဲ့ဒါပြီးတော့မှဥပ္ပဇံဂါဗေတ္တဥပ္ပဇံဆရာယူပြီးတော့ပတ္တစီဝရံရဟန်းခံမဲ့တပည့်တော်သင်္ကန်းသုံးတယ်ပြောပရိခေယပြောပရိခေယကပစ္စည်းဝတ္ထုဆုံးမမဲ့ဆရာအရင်ရှာဆုံးမမဲ့ဆရာအရင်ရှာပြီးတော့မှခုနပစ္စည်းဝတ္ထုအဲ့ဒါပြောတာဗျအရင်မေပတ်တော်လာတာကျွန်တော်ကမောဖတ်နေတာဝင်းကြီးတော်တဲ့စကားလေဖះဝင်းကြီးတော်တဲ့စကားလေဝင်းကြီးရောနမသာသနာအာယုဝင်းကြီးဒီသာသနာရဲ့အသက်ဝိနည်းအထိတိသာသနာထိတယ်ဝိနည်းတိသာသနာထိတယ်အဲ့ဒီဥပ္ပဇ္ဇဆရာတော့ခဏဘေးဖယ်လိုက်တယ်သင်္ကန်းဗရဏကျသွားပိဋကဗရဏကျသွားအလူမဗရဏကျသွားဟောအဗရဏ this is major this is minor what is major what is minor major ပါလေဆရာကောင်းအရင်ရှာအဲ့ဒါပြီးမှသပိတ်သင်္ကန်းရှာဟောတော့မြတ်စွာဘုရားတစ်အနန္ဒာကဘုရားကိုလျှောက်တယ်ဥပ္ပဒ္ဒတုတ်မြတ်စွာဘုရားတဲ့မိကောင်းဆွေကောင်းများရှိလိုက်ရင်ဘဝဒီဗြဟ္မစရိယကျင့်သုံးမဲ့ဥစ္စာတဝက်ပြီးတယ်ဖေဟာတဲ့ဥပ္ပဒ္ဒတုတ်အနန္ဒာစကားပြင်လျှောက်မဟုတ်ဘူးသေးဘူးထပ်ပြောတယ်အနန္ဒာအကုန်လုံးပြီးတယ်တဲ့ပြီးသွားပြီတဝက်အနန္ဒာက90%မပြီးတယ်50% ဖေဟာက100% တည်တယ် percent ပြီးသွားပြီဖေဟာနဲ့အနန္ဒာမတူတော့မိကောင်းဆွေကောင်းရှိရင်ဘဝဗြဟ္မစရိယကျင့်သုံးမဲ့ဘဝတဝက်ပြီးတယ်တဲ့မို့အကုန်လုံးပြီးတယ်တဲ့ပြီးသွားပြီအကုန်လုံးပြီးတယ်ချက်သားတဲ့ကဲတဲ့ပါတယ်လေအမိကောင်းကဘယ်လိုလဲမိကောင်းဆွေကောင်းဆရာကောင်းပြောကြည့်တယ်ဘယ်လိုလဲဆရာကောင်းကလျာဏသာယောကလျာဏမိတော်ကလျာဏသာယောကလျာဏသံဘောကောတံဘောဓိပက္ခိကံအာဟုသောဓမ္မနအယံပထမဥပနိဒဘာဝနာယပါဠိတော်တန်းလိုက်ချက်သားတို့မင်းအဲ့ဒီဥနာတော်အညဒိဋ္ဌိရဲ့ပြပိုက်တွေသာသနာပြင်ပရှိနေတဲ့ပြပိုက်တွေကိုပြောလိုက်အာဟုသောငါရှင်တို့တံဘောဓိပက္ခိကံတံဘောဓိလို့ခေါ်တဲ့မဉ္ဇဉ်ရဲ့အသင်ပင်ဓမ္မနံတရားတွေထဲမှာပထမအရာကပထမဥပနိဒပထမအမိကောင်းသည်ကလျာဏမိတ်တာမိကောင်းဆွေကောင်းဆရာကောင်းတမကောင်းသူမိတ်မယ်မိကောင်းဆွေကောင်းရှိဖို့လိုတယ်ဒါပဲခဏပြောလူမှုရေးလည်းထုံနေ၎င်းမယ်စီးပွားရေးလည်းထုံနေ၎င်းမြန်မာနိုင်ငံပဲတွေရောင်းမယ်ကလဘီတစ်ခုပဲဝယ်တယ်ကလဘီနဲ့အဆင်ပြေဘူးပဲရောင်းစရာမရှိတော့ပစ္စည်းတွေရောင်းမယ်တရုတ်ပြည်တင်မယ်တရုတ်နဲ့ဆင်ပြေဘူးတရုတ်နဲ့မတည့်ဘူးဆိုတိုက်ပစ္စည်းအလကားဖြစ်သွားဘိတ်ရောက်ခဲ့ပြီလေဟာငါးတွေမလေးနဲ့တစ်ခုလေးပြတ်တက်သွားတယ်အဲ့ဒီငါးတွေဘိတ်ပင်လိုက်တဲ့ကန်ချပလိုက်ရတယ်ပြီးတော့ဝယ်မှမရှိဘူးတစ်ခုလေမိတ်ကောင်းဆွေကောင်းထွားခဲ့ပြီးသားနိုင်ငံရေးသဘောလဲပြောခဲ့ပြီးသားစင်ကာပူနိုင်ငံလေးကသေးတယ်ဘေးနဲ့ကလားနိုင်ငံတစ်ခုမလေးရှားအင်ဒိုနီးရှားမတည့်ဘူးလေဟောကလညင်ဆိုးတယ်လေမလေးတွေစင်ကာပူနိုင်ငံမှာယထာနိုင်ရှိတယ်ဒီဘက်ဥစ္စာအဲ့ဒီဘူတာဒီမလေးရှားပိုင်တယ်တောင်းလျှောက်ဘူတာတန့်ပြန်ပြီးတော့စင်ကာပူတွေအလှကြိုက်တယ်အဲ့ဒီဥစ္စာမလေးပိုင်တယ်ဒါသူနှစ်မပြည့်သေးဘူးအမိုက်တွေအီးတွေသေးတွေတမင်ကစင်ကာပူဧည့်တယ်မလာအောင်လို့ညစ်ပတ်တာသူမြအဲ့ဆိုတော့ဘူတာမတ်တရားရှိတယ်အဲ့ဒီနှစ်ခုကမလေးပိုင်တဲ့ဥပဒေတဲ့မလေးပိုင်ထားတယ်အဲ့ဒါကြောင့်အဲ့ဒီမလေးပိုင်ထားတဲ့နေရာဘူတာကိုစုပ်ပြတ်တောင်းလောက်ထားတယ်နိုင်ငံအဲ့ဒီအောင်ဖက်ရတာကိုမစင်နေအဲ့ဒီမှာလွတ်တယ်အမိုက်တွေပြစ်တယ်ကလားလောက်တာညင်ကိုညစ်တဲ့ကလညင်နေလေတွေ့နေတာပဲကိုယ်တိုင်တွေ့နေတာအဲ့တော့ရေရသူရှိရယူနေရတယ်မလွယ်ရင်ရေဖြတ်ပလိုက်တယ်သူသိတယ်သူကဒီပုဂ္ဂိုလ်တွေညစ်တယ်သိတယ်စင်ကာပူက
စင်ကာပူကတိုးတက်နေတယ်ချမ်းသာနေတယ်ဒီဘီနာအကောင်တွေမကျေနပ်ဘူးတည်တယ်အဲ့တော့နယူးဇီလန်ဩစတြေးလျကိုယ်တိုင်သွားခဲ့တယ်ဩစတြေးလျမှာ air base လောက်ထားတယ်ဒီကောင်တွေချိန်ထားတယ်ဒီမွတ်စလင်နိုင်ငံကမလေးနဲ့အင်ဒိုနီးရှားစင်ကာပူပြောဆိုဒုက္ခပေးလိုက်လီကွမ်ယူကပြောတယ်ငါမိကုန်းနားထောင်ခဲ့တယ်မကြောက်နဲ့တဲ့တစုံတစ်ခုမြန်အဲ့ဒီပုံကိုယ်တွေကအန်ရပေးခဲ့ရင်၄ရက်အတွင်းစင်ကာပူပြန်သိမ်းတဲ့စနစ်ပေးထားလှုပ်ထားခဲ့တယ်တဲ့လီကွမ်ယူမိကုန်းနားမှာမကြောက်နဲ့မင်းတို့အဲ့လိုနေလိုက်လို့ဘေးနာကနိုင်ငံကြီးနဲ့နိုင်ငံဒုက္ခများပေးခဲ့ရင်၄ရက်အတွင်းစင်ကာပူပြန်သိမ်းတဲ့နေစနစ်ကချထားခဲ့တယ်ဟောနောက်ကြောင့်ဘာပြောတာလဲဆိုတော့ဩစတြေးလျခါမှာဩစတြေးလျကနေဒီကောင်ဒုံးကျင်နဲ့ချိန်ထားတာဒီကောင်သိလိုက်တယ်အင်ဒိုနီးရှားနယူးဇီလန်နယူးဇီလန်နဲ့ဩစတြေးလျကိုသွားပေါင်းလိုက်တယ်အဲ့ဒီနေရာမှာမြေဝယ်ထားလိုက်တယ်တစုံတူများပြင်နိုင်ငံနဲ့ပြောင်းပလိုက်မယ်မိကောင်းဆွေကောင်းပြီးတော့ပြီမိကောင်းဆွေကောင်းမယ်နယူးဇီလန်ကောင်းတယ်ဩစတြေးလျကောင်းတော့ဩစတြေးလျနယူးဇီလန်ပေါင်းပြီးဩစတြေးလျရဲ့မြေကြီးတစ်ခုဝယ်လိုက်ပြီးတော့ဒါစင်ကာပူရဲ့ကိုယ်တိုင်အဲ့ကိုမတရားသွားတာဟဲ့မစ္စတာရှေ့မတော်တိုးရင်ပြစ်တော်မယ်ကြည့်တော့မစင်ကာပူ에어ဘေးရောက်အောင်သွားကြည့်တာသူများပြောသူပြောတာဆိုကိုယ်တိုင်ရောက်အောင်သွားလိုက်တယ်အဲ့ဒီတွိုင်းနဲ့ဆက်မသွားနဲ့တော့သွားကြည့်တော့နောက်ဆုံးခီးဒီရှေ့လေကြောတားမြစ်ထားတယ်ရှေ့နေတိုးရင်ပြစ်မယ်တတိပေးလိုက်တယ်နောက်ဆုတ်ပါရှေ့ဆက်တိုးရင်မင်းကိုပြစ်တယ်ဖားရလို့မယ်မြင်နေရတယ်ငါ့ကိုမြင်နေရတယ်ကြည့်လိုက်တော့မှရှေ့ဆက်မတိုးနဲ့သူတို့ရဲ့ air base လေတိုက်လေနဲ့ drone တွေအကုန်ပြင်ထားတယ်ဒါပဲအဲ့မိကောင်းဆွေကောင်းလေဩစတြေးလျကိုတက်အောင်ပေါင်းတယ်နယူးဇီလန်ကိုတက်အောင်ပေါင်းတယ်ဘေးနားမလေးနဲ့အင်ဒိုနီးရှားပေါင်းမရအောင်ဟိုမှာစင်ကာပူစိတ်ကမ်းမှာတင်မိုးတွေလုပ်တယ်ဒီကအင်ဒိုနီးရှားခဏတည်းများသွားတိုက်တယ်ဒါကိုသူကသိထားတယ်ဆက်တာလူမှုရေးနိုင်ငံကြီးမှာလည်းမိကောင်းကလန်နဲ့မိတ်တဲ့တံပရာမိန်ကြတယ်အဲ့တော့ဘုရားရှင်ထိတ်ဆုံးကခေါ်တာဗျဣရာဝုသောဘိက္ခုကလန်နဲ့မိတ်တော်ဒီကလန်နဲ့သာယောကလျာဏတံမောကောဘုရားစကားနော်အင်္ဂုရနိကေနဝကနိပတ်တံဘောဓိဝက်တံဘောဓိသုတ်ပရမသုံးစကားချစ်သားတို့အဲ့ဒီအင်ညတိတ်ရဲ့ပြပိုက်တွေသာသနာပြင်ပမှာအယူရှိတဲ့ပြပိုက်တွေကမင်းတို့ကိုမေးလာခဲ့ဖြည့်လိုက်စမ်းကလျာဏမိတ်တော်ဟောတိအဲ့ဒီမိတ်ကောင်းဆွေကောင်းရှိရင်သည်အယံပထမဥပနေတာဘာဝနာယတံဘောဓိဉာဏ်ရဖို့တဲ့ပွားများတဲ့အချက်လက်ထဲမှာဆရာကောင်းကတစ်လို့ဖြည့်လိုက်စမ်းကွာပြီးပါပြီဘလောက်ကောင်းအားနဲ့မှငါလေအဲ့လိုအားလေးမှနေနေခေါ်တော့ငါ့ကိုဒေါသကြီးတယ်နော်မင်းတို့ကအဲ့လိုဆိုအဲ့လိုအတန်တွေကိုမကြိုက်ဘူးငါလည်းအဲ့လိုပြောတတ်တယ်တိချက်ကဘာတော့နေကောင်းစေကောင်းမှာဖေဟာမှတ်လိုက်စမ်းပေးတတ်ကြီးအဲ့တော့မင်းတို့အဲ့လိုလေးတန်းကြိုက်တာလေငါလည်းအဲ့လိုမပြောတတ်ဟိုပြဿနာတက်နော်ဗါတယ်လေဟုတ်လားဒကမကြီးတော့ကြည်မြတ်လားဒီနေ့ဒကမကြီးဆန်းနေပေါ့နော်အဲ့ဒါတိတ်ကြိုက်ဟာတော့ကြီးခင်ဗျာဒီနေ့ခင်ဗျာနေလားအဲ့ဒါဆိုမကြိုက်ဘူးမြန်မာနိုင်ငံလူတွေကအောင်ဆန်းလို့စကားပြောတဲ့လူကိုမကြိုက်ဘူးအဲ့တော့ခံလေခင်ဗျားတို့ဖျက်ကပြီးကုံကြုံပြီးလုံနိုင်မှ तू ရင်ထဲကြည့်ရင်ပြောတဲ့လူအဲ့လူမကြိုက်ဘူးလေမကြိုက်ခံပေါ့ဒါခံပေါ့တော်တော်လေးပဲဟောရင်ထဲကြည့်ရင်ပြောတာ သူရင်ထဲကြည့်ရင်ပြောတယ်လို့အဲ့ဒီလူမျိုးဒီဗမာမကြိုက်ဘူးအင်းရင်တဲ့လူကိုကြိုက်တာခင်ဗျားတို့ကုံတယ်ကြီးများတဲ့မှာတို့ငငယ်ရစာသင်ခဲ့တယ်9တန်း10တန်းမြန်မာသာဖတ်စာတယ်မှာကုံတယ်ကြီးများတဲ့ကတရုတ်ကုံတယ်ဒီနိုင်ငံခြားကုံတယ်သူ့ကိုထမင်းကျွေးတယ်ခင်ဗျားတို့ကုံတယ်ကြီးများတဲ့ကနေဖိတ်လိုက်လို့ကျွန်တော်ထမင်းလာစားတာကျွန်တော်အာနာရလို့ခင်ဗျားတို့ခွင့်ရပေးလိမ့်မလို့မထင်နဲ့ဟာရင်ထဲကျပြောချတယ်ပြီးရမိတ်ဒီလာမှာဘိုးချုပ်ကြီးဆက်လင်းကသူ့ကိုခေါ်တွေ့တယ်ကိုအောင်ဆန်းနဲ့ခင်ဗျားကိုအခုခေါ်တယ်ခင်ဗျားကျုပ်တို့အင်္ဂလိပ်တွေကိုခင်ဗျားတိုက်ခိုက်နေတဲ့သူတဲ့ခင်ဗျားကိုအခုနေဖမ်းလိုက်မှာခင်ဗျားမကြောက်ဘူးလားမကြောက်ဘူးတဲ့ဘာလို့မကြောက်တာလဲကျွန်တော်အင်္ဂလိပ်တွေကိုယုံနေတယ် I believe your government your British soldier တွေယုံနေတယ်သူတို့ပြောကျွန်တော်အင်္ဂလိပ်တွေကိုယုံနေတယ်တဲ့ဟာခင်ဗျားဖမ်းပါလေတဲ့ကောင်းမွန်ပြန်ပို့ပေးလို့ဆိုတော့ကျွန်တော်လိန်ပြီးတော့ခင်ဗျားဖမ်းရတော့မယ်ကျွန်တော်ယုံနေတယ်မကြောက်ဘူးဘာလို့ခင်ဗျားအင်္ဂလိပ်တွေကကျွန်တော်ယုံနေတယ်ဒီလိုယုံကြည်ချက်ရှိတော့ဘာလို့ကျွန်တော်တို့ခင်ဗျာတိုက်ထုတ်ချင်တာလဲအဲ့ဒါတော့တခြားစီတဲ့အင်္ဂလိပ်ပဲဖြစ်ဖြစ်အမေရိကန်ပဲပြင်သဖြင့်မြန်မာနိုင်ငံလူကားလာမှချမယ်အဲ့ဒါပဲငါတို့ကငါငယ်အဲ့လိုလေမွတ်စလင်မတယောက်သွေးလူမလားလှူမယ်ဘာသာစော်ကချမယ်ငါငယ်ငယ်ကပြောသူတင်ငယ်ညွန့်ကလည်းပြောခဲ့တယ်ဟိုမွတ်စလင်မဗိုက်ကြီးတယ်မှာခရိမမွေးနေလို့သွေးလူမလားလှူမယ်တိန်ထဲလာပြီးရှူပေါက်တယ်နရင်အုပ်ပလိုက်မယ်အဲ့လိုပြောလိုက်တယ်ဆိုဥပဒနာဒေါသကြီးတခြားစီကိုပြောပြတယ်သူပြောတယ်ရှင်းရှင်းလေးအင်္ဂလိပ်ကိုယုံတယ်တဲ့ဒီလိုအထင်ကြီးပြီးအင်္ဂလိပ်တွေကမှန်မှန်ကန်ကန်ပြောတတ်တယ်ဆိုပြီးကျွန်တော်ကယုံကြည်တယ်ဒီလိုယုံကြည်ပြီးကျွန်တော်တို့ဘာလို့မောင်းထုတ်ချင်တာလဲအဲ့ဒါတော့ဒီမြေပေါ်မှာတပွားမှမနေသေးချင်ဘူးမောင်းထုတ်မှာတဲ့တော်အောင်ဆန်းသူ့တော်ကောင်းတယ်ဘိုလ်ချုပ်ကြီးစလင်းက
ဘယင်မာကြီးရှိကိုအဲ့မြန်မာပြည်ကအင်္ဂလိပ်တွေတော်တဲ့အောင်ဆန်းသည်အလွန်စိတ်ကန်းရှိတယ်စိတ်ရင်းမှန်တယ်လူကောင်းစာရေးရေးပေးလိုက်တယ်ဗိုလ်ချုပ်ကြီး Slan General Slan မိတ်ထီလာမှာဒီလိုလူမျိုးတွေရှင်းနေရှင်းနေပြောတို့လည်းအဲ့လိုရင်နေရှင်းနေပြောမိပါတယ်အဲ့ဒါတွေရောအခုတော့သိပါပြီတော့နည်းနည်းလေးပြင်လိုက်တယ်ဩကိုတို့လူမျိုးကအမှန်ပြောတာမကြိုက်တာပဲလိန်ပြောမှကြိုက်တဲ့လူမျိုးပဲဘုံတပြည့်မှသတိရလာပြီးတော့အရှင်မသတိမရအောင်ဆိုတော့မရအောင်လေငါလို့ငါပေးရွတယ်ပဋ္ဌာန်းရွတယ်စာဟိုကစာမရအောင်မင်းမသတိမရအောင်ရှင်းလေးရဲ့အမေမကြိုက်ဘူးလေဟာဒီမိုင်းလားဘုန်းကြီးလွမ်းနေတာသတိမရအောင်လို့ပြောတယ်ဘုန်းလာဆက်တယ်ဘုံတပြည့်တော့မမမယူပြောတယ်မမမနေ့ကတကယ်ညွှန်းသွားတယ်လေမှန်တာပြောတယ်စာရီဖတ်တာမျိုးဘုန်းတော်အကြောင်းအရာတွေကိုသိတယ်ဟောကိုမျိုးရဲ့နေသားမအောင်ဥဆန်ထွန်းဒေါ်ချိုင်ဒေါ်ချိုင်နောက်ကြမှာကိုရေချိုးနေတယ်အော်တယောက်ကလည်းကျောင်းတကဥဆန်တော်ဒေါ်ချိုင်ချိုင်ဟိုကလည်းဥဆန်တော်ဒေါ်ချိုင်ချိုင်အဲ့လိုမျိုးဟိုနာမည်လေးကိုပေါ့နော်မမှတ်မိဘူးဒါမျက်စုံနဲ့မြင်နေတယ်အလွန်ရိုးသားတဲ့မိသားစုဇလန်းကဘယ်လိုဖြစ်တယ်လဲဆိုမနေ့ကတော့ကျောင်းရောက်တော့မှဟိုနေ့ကမျိုးနယ်ကောင်စီရုံးရဲ့နောက်ကမိသက်နောက်ကကိုသိန်းရဲ့အကိုတင်မောင်ဦးတင်မောင်ရဲ့နောက်ကိုတင်ဟန်ရဲ့၄ယောက်ဗျာလို့ခုနအဲ့ဒီဦးတင်မောင်ရဲ့ခုနဥဆန်ထွန်းကြီးရဲ့အဲ့လိုပြောတာအဲ့ဥဆန်ထွန်းရဲ့မိန်းမဒေါ်ကျန်ကျန်နဲ့ဒီကိုမျိုးလွင်ရဲ့အမေနဲ့ကမတိတ်မင်းနော်86အဲ့လောက်ရှိမယ်86 89အဲ့လောက်ရှိတော့မယ်ရှိသေးလားမသိပါဘူးတွေ့ကျင်သေးတယ်ဇလန်းကဘယ်လိုဖြစ်တာလဲဆိုတော့ဇလန်းကဒီလူတွေနာမည်ကိုပြောကျင်လို့မဟုတ်ဘူးဒီအောင်မရှိဘူးဆရာတော်ဘုရားကြီးကဘုရားလမ်းကိုယရဏသီရိလမ်းလို့ခေါ်တယ်အဲ့ယရဏသီရိလမ်းမှာလက်တော့ဘုန်းကြီးဥဝိဏ္ဏဘာသာကအမြဲတမ်းသီလတော်ပေးတယ်ဝါတွင်တိုင်းဒီနေ့တော့ဥဝိဏ္ဏကဂျွာသာကြီးလည်းမသိကိစ္စနဲ့ကြွသွားတယ်ကြွတော့အဲ့ဥဝိဏ္ဏအစာဆရာတော်ကြီးဥက္ကန္တာဘုရားသီလတော်ပေးတယ်သီလပေးနေတရားလေးခေါ်တယ်ယရဏသီရိလမ်းစိုက်စံဘုရားလမ်းခေါ်တယ်အဲ့ဒီခုနကတော့ဟောဘုန်းကြီးဥဝိဏ္ဏထင်တယ်ဆိုပြီးတော့ခုနဥဇန်တော်ဒေါ်ကျန်ချင်းလင်မယားရဲ့ကိုမှတ်မိတယ်ကအဲ့ဒီကိုသိန်းရဲ့အကူဥတင်မောင်အဲ့ဒါဒီနေ့ကျောင်းလိုက်ဘုန်းကြီးဥဇာနဲ့တို့ဆုံးခံကြွလာနောက်ကိုတင်ဟန်လားမသိကျန်တဲ့တယောက်တော့မမှတ်မိဘူးကျန်တဲ့တာတော့မမှတ်မိဘူးအဲ့ဒါနဲ့ဆရာတော်ကြီးကအဲ့ဒုဆရာကြီးဥက္ကန္တာဘုရားအဲ့ဒီယရဏသီရိလမ်းဖះလမ်းလည်းခေါ်တယ်အဲ့ဓမ္မယုံလေးမှာတရားဟောနေတရားဟောနေခုနကတော့ဥဇန်ထွန်းဒေါ်ကြိုင်ဒီဘက်မှာလည်းကျောင်းတကဥဇန်တော်ဒေါ်ကြိုင်ပဲသူနာမည်တူနေလို့သူတို့ကလည်းတရားနာတယ်ဒါပေမဲ့အောင်မရှိဘူးကျောင်းကတရားသင်တန်းရှိတယ်ဝါဘဲမှာဆိုတရားသင်တန်းကိုသူကလာမယ်ဆိုပြီးတော့အဲ့ဥဝိဏ္ဏသီလပေးတာတွေယူပြီးရင်ပြန်မယ်ဆိုပြီးသူတို့ကသွားနာတယ်တော့ဆရာတော်ဥက္ကန္တာဘုရားတရားဟောနေတော့ဟာဒီမှာလည်းတရားဟောနေတယ်အေးဟိုအဲ့ဆိုလဲဟိုအောင်မရှိဘူးမှလည်းဟောလို့မထင်တယ်ဆိုပြီးတော့အောင်မရှိဘူးသူတို့ကလာတယ်အောင်မရှိဘူးမှဆရာတော်ဥက္ကန္တာဘုရားမနေ့9နာရီကသီလပေးပြီးတရားဟောနေဟိုမှာ7နာရီ9နာရီဖြစ်တော့အဲ့မှာတင်သူတို့ကပြဿနာတက်ပြီတက်တော့ဆရာတော်ကြီးခေါ်ပြီးတော့အဲ့ဒီခုနကတော့ဥဆန်ထွန်းရဲ့အဲ့ဒီဥတင်မောင်ရဲ့ဒီเจ้าရာများကိုမိသားစုတော်လည်းကောင်းတနေ့မှပြောရင်တစ်သက်เจ้าမလာနဲ့တဲ့ဆရာတော်ကြီးကအဲ့ဒါမှခုနဥဆန်ထွန်းရဲ့မိမသူ့အမေရဲ့တငယ်ချင်းအားကျနော်အားကျတော့အားကျပြောမှာပဲရဟန္တာလို့ပြောတာအဘလည်းမသိဘူးတိရလည်းမကြိုးဘူးလိန်ပြောတာမဟုတ်ဘူးတွေ့တဲ့အတိုင်းပြောတာဘုန်းကြီးကနှစ်ပါးဖြစ်နေတယ်အဲ့ဒေါ်ကျန်ကျန်ကြတော့မနိုင်တော့ဘူးဆရာတော်ကအဲ့ဒီမိတ်ဒကမာကြီးကိုရှိသေးတယ်လို့ကြားတယ်ရှိသေးလားမသိဘူးသူ့အမေခုနကိုမျိုးရဲ့အမေနဲ့အသက်တူပဲသူအမြဲတမ်းချက်ပြုတ်ကြတယ်အဲ့လိုတွေ့တာသူကိုယ်တိုင်တွေ့တော့သူကနေတော့ငါ့ကိုနေပြီးတော့မှလည်းတွေ့တယ်ဒီเจ้าမှတွေ့တယ်ဟမ်တကယ်တွေ့တာဖြစ်ချင်းကြောင့်တွားမှာပဲပြောမှာဆိုအဲ့မိမပါဇက်ပေါက်ပိတ်မရဘူးဒါပြောချင်တာဒကမာတွေပါဇက်ပေါက်ပိတ်မရဘူးဆိုတော့အဲ့ဒီဒေါ်ကြိုင်တဲ့ဥဆန်ထွန်းကြီးကတော့မပြောရှာပါဘူးကိုယ်တိုင်သူတို့အိမ်လဲဆုံးကဟိုဆရာတော်ကြွပြီးတော့ဆရာတော်လည်းမကြွတဲ့ခါကျကုမာရဆိုတဲ့ခရော်လေးလည်းအိမ်ကိုပေးကြွခိုင်းတယ်အဲ့ဒီအိမ်ကိုဆရာတော်ဆုံးကကြွဘူးတဲ့ဥဆန်ထွန်းဒီဘူးဆရာတော်ဘယ်လောက်ကြည့်ညိုလဲဆိုတာဥဆန်ထွန်းခမရပါတယ်ဆိုကြိုင်နာမေးကြီးတပည့်တော်မျက်လုံးလိမ့်တာဆရာတော်ယူသေးလို့ဒေါ်ကြိုင်ကတော့မရဟာဖုန်းကြီးလေဟိုရတနာတီထဲမှာတရားဟောတယ်အောင်မေးရှုမှာနောက်နှစ်ကိုခွဲရတာနှစ်ကိုခွဲရတာသူကမရဘူးပိတ်လို့မရဘူးသူပါဇက်ကနေလျှောက်မပြောနဲ့တော့ဘာဖြစ်လဲဟိုတကယ်တွေ့လို့ပြောတာလိန်နာမှအဖြူအမဲပြောမှလိန်နာအဖြူအဲ့မိမပိတ်မရဘူးအဲ့ဖွာသူပြောလိုက်တဲ့တရားကုံအကုန်သိကုန်ရောဒါပြောချင်တာအမျိုးသမီးပါဇက်ပိတ်မရဒေါ်ကြိုင်နော်မင်းတို့သိပါတယ်ဥစ္စာနော်ကိုတော့ဥစ္စာတော်ဒေါ်ကြိုင်တဲ့ဒီဘက်ကလည်းကလဝဲသားတထေသူကလည်းဥစ္စာတော်ဒေါ်ကြိုင်သူကကျောင်းတကဆရာကြီးဥက္ကန္တာဘုရားကျောင်းတကအဲ့တော့ပြောချင်တဲ့သဘောအဲ့ဒီမှာသူတို့ကဟိုတေတပံတက်တဆုံးပေါ့နော်ဟိုခုနကပြောသလိုဆရာတော်ကြီးတို့ဆရာတော်ဘုရားကြီးတွေဟာအလွန်ပဲနော်နောက်ဆုံးခုနဒီတကာလေးရဲ့အမေပါပ
ရိနောက်ဆုံးငံဒီမှာတော့မှတူတူလေးပြောထထိုင်ဆဲလို့ရှိဘာမှမစားတာသူ့မေလည်းငုတ်တူလေးထိုင်ဘုန်းကြီးဘာပြောချင်လို့ပြောပါရှစ်ဘုန်းကြီးနော်တို့ဘာလို့လိုချင်တယ်ပြောတော့မှလဲတိတ်တော့မတက်ကြနောက်တော့မိနစ်လေးနောက်တော့15မိနစ်ဆိုသွားတော့မှသမင်းဆွန်းလေးနဲ့ဖုံးပေးချင်ဆွန်းလေးဖုံးပေးချင်တော့မပြောရဘူးကြည်စမ်းမတနာပါတို့ဆရာတော်အဲ့ဒီဆရာတော်မျိုးဆွန်းလေးနဲ့ဖုံးပေးချင်ဟာရစီရဒါရစီရဆိုတော့7:45ပြည့်နေအကြောင်းတစ်ကြောင်းလုံးပြီးပြီစားပြီးကုန်ဘာနဲ့ဖုံးပေးချင်တာလဲတော်ဟိုကြည့်ဒီကြည့်နေနော်နင်တို့ကျွဲကောသီးလေးနဲ့ငပိလေးနဲ့တို့စားရစီရတို့မေတိတ်ယူရကူလည်းရှိတယ်ရှာလည်းရှိသေးတယ်ဓမ္မတော်စိတ်ငါ့ကိုသိချစ်တာသားသမီးလိုချစ်တာဒီကောင်လေးလည်းချစ်တယ်မဟုတ်ဒီကောင်ကအခုနေကားစီမလို့ तू ကဘောလုံးသွားကန်မလို့ငါလည်းညစ်တယ်တန်ငယ်ညွန့်မှာငါညစ်ကြဲဒီမျိုးလင်ဆိုတာ तू ကရန်ကုန်တိုင်းလေရွေးစင်မှာဘောလုံးသွားကန်မလို့အဲ့ကံမအမြင်ကလို့ဝါတက်တယ်ပြောမျိုးလင်ကိုနိုင်နေတာငါဘာမှမဟုတ်ပါဘူးတိတ်သီးခံတယ်သူတို့မောင်နှမတွေလေအိမ်သွားပြီးတော့မေးစိန်မျိုးလေးကိုစောက်သွားမျိုးလင်ဆရာတော့လိုက်ပို့လိုက်ဟောဒီဖုန်းရောကသူတငယ်ရင်းနဲ့ဘောလုံးကန်မယ်ဆိုတော့ငါသွားလောက်တာအဲ့လောက်ထိသီးခံတယ်ဒီလူတွေကအခုမလုပ်ဘူးအခုရဟန္တာလိုနေတာနော်အဲ့လိုသွားလို့မျိုးလင်ဘောလုံးကန်မလို့ဘောလုံးကဖက်တွေအကုန်လုံးအဲ့နေယူလာခဲ့တာအဲ့လိုသွားနိုင်ကျင်တာအဲ့ဒီလူတွေသူတို့သားသမီးဘက်ကမလိုက်ဘူးအဲ့ဒေါ်စိန်တင်အမေစိန်သမင်းရှိလားရှိတော့ဘူးလားခဏလေးလမ်းထိပ်ထွက်သွားတာလမ်းထိပ်ထွက်သွားတော့မော်လမြိုင်ကကလမဟာဘိုးကောတယ်ဘာလာလို့လဲဟိုနေမှာကျွဲကောသီးလေးအားပေးစမ်းပါဟာကံပဲတော်တဲ့လာပြေကျော်10ရက်နေကြီးတော်ဟိုနေတော်ကျွဲကောသီးလေးအားပေးစမ်းပါတဲ့နင်ပတ်စံခဏထားတော့ငါကျွဲကောသီးတလုံးဖြီးပြစမ်းလို့ဘာမှမပေးရဘူးလေဒုက္ခက30ဦးလောက်ဆိုအကုန်လုံးရတယ်ဟာကျွဲကောသီးဖြီးပြငါစကြည့်ဟာဒါလေးကောင်းတယ်ဆိုပြီးအဖြူလေးအနီလေးပတ်စံနောက်မှရှင်းမယ်နင်ကျွဲကောသီးကိုငါအကုန်ဝင်မယ်နောက်မှကြည့်ရှင်းအဲ့ဒါဘေးနာဆိုင်သွားတော့ဟဲ့သမင်းရှိလားဆိုတော့သမင်းနဲ့ဟိုနည်းတော့တိုးတော့ကြက်တော့မယ်တဲ့ဖွင့်လိုက်စမ်းကွာဆိုသမင်းနဲ့လှလိုက်တာနည်းနည်းစားကြည့်တော့ဘာဖြစ်လို့လဲနောက်မှရှင်းမယ်ကွာငါသမင်းနဲ့ထည့်ပေးစားအဲ့သမင်းလေးငပိရတော့သူ့အမေဒေါ်စိန်တင်ကကျောင်းမှာငပိရတော့ရှိတယ်အဲ့ဒီငပိရနဲ့သမင်းလေးနဲ့အဲ့ဒါကိုသူ့အမေရရှာရှိတယ်ကျွေးဝသည်အဲ့ဒါလေဥက္ကဋ္ဌနာလေအရှင်ဘုံဘုံရဲ့သားလေဘာဖြစ်လဲဝယ်တယ်ဆိုရင်မစားတော့ဖြစ်မှာဆိုတော့ဩဘာသာပိတ်ဆောင်ပါဆိုလိန်လိုက်ရတယ်သူ့အမေကမလိန်ဘူးတီးရအလုံးကဟာတော့ငြိမ်သွားနာတိတ်မကြားချင်တော့ဘာပြောတယ်ဆိုမဟုတ်ဘူးအရှင်မယားသားလေအဲ့ဒါဆရာတော်ဖုံးပေးနေတယ်ဆိုဒီပြီးတော့မှဝယ်ထားလို့လိန်လိုက်ရတယ်ဝယ်ရတယ်မင်းမစားဘူးအဲ့ဒါနဲ့ထမင်းလေးဆောက်စုံလေးထိုင်မြက်ကိုမြင်ဝင်မြက်ကွင်းထဲမှာဆောက်စုံလေးထိုင်ပြီးထမင်းနဲ့6လုံးလောက်အဲ့ငပိလေးနဲ့တော်ပြီးစားပြီးတော်ပြီးတဲ့ဆိုပြီးငါသွားလေးတိုက်ပေးလိုက်တယ်လဲငါတော်ပြီးခွာတယ်လှည့်ပြီးသင်္ကန်းလေးခြုံပေးပြီးတော့ငါဘယ်လောက်ရှိမလို့သူ့ကြောင့်တော့တိတ်မရှိပါဘူးပေ100ကျော်တော့ပေါ့အကြောင်းအဝင်းမှာအဲ့တော့အဲ့ဒီဆရာတော်ကြီးနေတဲ့ကျောင်းနဲ့ဂျားမှာမြတ်ကေတီကျောင်းပြီးရင်သိမ့်ပေါ့ဆိုတော့မြတ်ကေတီကျောင်းကပေ40လောက်ရှိတယ်ဆိုပေ60လောက်ပဒါပထားအဲ့တော့အဲ့ဒီပေ60လောက်ကိုလမ်းလျှောက်တဲ့အချိန်ဘယ်လောက်ကြာအဲ့ဒါငါလည်းအိတ်တော်မယ်ဆိုမင်းသွားအိတ်တော်တဲ့သွားချိန်တော့ဆိုပြီးတော့ဆရာတော်ကြီးအဲ့ဒီသင်္ကန်းလေးခြုံပြီးတော့ဒေါ်စိန်တင်လဲဒီဘက်အစဉ်ငါတိမ်ရောက်မဲ့ရောက်တယ်ရှိတယ်တုတ်ထပြီးကြီးစီတီးပြီးသွားပြီမရှိတော့အဲ့ဖုံးပေးသွားတာလေးတော့ရိတ်ခါယူတယ်ဆိုတော့အဲ့ဒါဓမေစီဒီများမသက်လောက်လေးစားရင်လည်းဆိုရင်ကျွေးပါဖုံးရတရားတွေဟောပြီးတဏှာရှိတယ်မထင်နဲ့အဲ့ဒီကျွဲကောသီးလေးနဲ့ငပိလေးနဲ့အဲ့သူ့အမေတော်စိန်တင်နဲ့ငါတို့ရှိတယ်ပြန်လက်ကြည့်တော့မရှိတော့ပြီးသွားဟုတ်ပြီနော်အဲ့တော့ဘာလို့ဆရာတွေကိုချစ်တယ်လဲလို့မေးကြရှိတယ်ဘာလို့ခဲ့လဲဒီနေ့ကိုတော်တွေကျောင်းမှာလဲစာသင်တိုင်းမှာကိုတော်ရှိတယ်ဆရာတော်ပြန်တော်မလို့1လလောက်ခွင့်ယူတယ်10ရက်လောက်ခွင့်ယူတယ်တို့ဆရာတော်ကြီးကဘာရေးခဲ့လဲငါပြန်တော်မူခဲ့သည်ရှိတော့တဏှာကြီးအတွင်ကောသန္လမန္တလေးပြန်ရန်တဲ့စာရေးထားတယ်အဲ့ဒါသူ့ရောက်ခမကိုအောင်သိရင်ကားနဲ့လိုက်ပို့ရတယ်ဘုရားကိုငါမနေရဘူးမလို့ဆရာတော်ပဲမလို့တော့ရှေ့ဆရာဘာကောင်းလဲရှင်ဒီနေ့ကျတော့အရှင်အာဇာရသွားရမလာတော့ဘူးတလားလဲစွန်းဒီတို့အဲ့လိုကွာဆရာသမားဒုက္ခမရှိဘူးသူ့ရောက်ခမဥအောင်သိမ့်ပေါ့သူကနေလိုက်ပြီးကားနဲ့လိုက်ပို့ကြောက်မှာဗါတယ်လေစာရေးထားတယ်တဲ့ဆရာတော်တွေကကောသန္လာတဲ့ကြော့လိုက်တဲ့ကြော့ပြီးရင်မန္တလေးပြန်မယ်တဲ့မင်းတို့ဆရာတော်ကြီးစာရေးထားတယ်မောင်ကောသန္လာငါပြန်တော်မလို့အသက်မရှိခဲ့ရင်အသက်ရှိတယ်ပြုစုပေါ့အသက်မရှိခဲ့ရင်တဏှာကြီးအတွင်းပြန်ရန်တဲ့ပြီးတော့ပလော့ကောင်းတဲ့ဆရာအဲ့ဒါကလျာဏမိတ်တာအဲ့ဒါကလျာဏမိတ်တာပဲငါအတွက်တော့ဟုတ်ပြီနော်တစ်ချက်မှတ်ပြီးသွားပြီနှစ်သီလကိုကျင့်တရားမိကောင်းဆွေကောင်းရှိပြီးတော့မှသီလ
သီလဝါဟောတိသီလပြီးသွားပြီချက်သားတို့ဒုတိယအမိကောင်းသည်ဗါတယ်လေသီလပုဏ္ဏဇဗ္ဗရအာဟုသောဘိက္ခုကထာလာပြီအဲ့ဒါအရေးကြီးဆုံးပဲဗျာစကားကြောင့်တရားကွဲလားဝယ်ကိုဒီနေ့စကားတွေကြည့်လိုက်ပြီဘာစကားတွေပြောနေလဲဟေးလားခင်ဗျားတို့သိပါတယ်ပြောကြမလို့တော့ဘူးသီလကထာသီလနဲ့ပတ်သက်တဲ့စကားတမာရိကထာတမာရိတည်မဲ့စကားပညာကထာပညာရမဲ့စကားဝိမု ക്തി ကထာကိရိယာမလို့တဲ့စကားအဲ့ဒီစကားနဲ့အလိနတော်စကားဘယ်ရင်းကကြားတာများလဲဒါဖြင့်အလိနတော်စကားတွေကြားတာပြီးရောမင်းတို့ရဲ့စိတ်တွေလည်းဘာစိတ်တွေလဲအလိနတော်ပဲသွားမဲ့နေရာကလည်းအလိနတော်ပဲပေါင်းတဲ့အသင်းကလည်းအလိနတော်ပဲပြီးတော့မှလာမပြောနဲ့ဟုတ်ပြီနော်ရာဇကထာနိုင်ငံရေးစကားမင်းတခိုးတွေခိုးလို့ဒေါ်လာတွေဈေးတက်လို့ရွှေဈေးတွေတက်လို့ဒါပဲကြားနေရတာမှန်လားဒကမကြီးဟုတ်တယ်စကားတွေကလေစကားကောင်းတဲ့ချက်သားတို့အဘိဓမ္လေခိကစကားကိလေသာအပူချစ်ပြတဲ့ခေါင်းမလာပြောလိုက်တဲ့စကားဒီစမ်းမအောင်ဟေးသမီးတို့ညီတို့တွေငါနဲ့တွေ့နေကြညီတို့ရှင်နဲ့ပူတော့ငါဘာစကားပြောဘူးလေတော်ချင်းမြတ်ဆရာတော်ဘာစကားပြောဘူးလေငငယ်ကတော့တရားမဟုတ်ခင်တော့ငငယ်တော့သူတို့ဆိုးတယ်ပေါ့ဗျာဒါကတော့ကိုချစ်လို့အနံ့ယူတာပါဒီမိသားစုကဓမင်းမိသားစုတိုင်းမလုပ်ပါဘူးမိသားစုတွေကိုချစ်တဲ့မိသားစုဆိုတော့ကိုမျိုးလင်းလို့ဆိုတောင်းသူတို့ဆိုရင်တရားတွေအမြဲတမ်းဘာပဲလာပင့်ပဲဩငါသူတို့ဒီကောင်းဒီသူတို့ငါတော်တော်နိုင်ခဲ့တယ်သူတို့ကတော်တော်သီးခံတယ်ဆရာတော်နော်အဲ့လိုမျိုးဒါကတော့အဲ့လိုမျိုးဟိုကိလေသာမဟုတ်ဘူးအနံ့ယူတာပေါ့ဗျာတဲ့တယ်ပဲချစ်မှန်းသိလို့အမေကြီးတော်စင်တော့မနေ့ကအိမ်သွားပါတယ်86လားဟုတ်လားခေါ်လား86ရှိပြီဆရာတော်ကိုရင်လေးစာဖတ်တယ်အဲ့သူ့အမေတော်စင်တင်ကဆရာတော်ရဲ့နိဗ္ဗတဝေဆိုဆရာတော်ကြီးရဲ့ဆွမ်းဆံပြုတ်ပေါ့မနေ့ပိုင်းဆံပြုတ်တော့တယ်3နှစ်စကားမပြောဘူးတော့သူ့အမေချစ်တာဒီကိုရင်လေးဟာတဲ့ငါလက်ကိုလေးချီပြီး9နာရီနဲ့9နာရီမှာစာချက်တယ်9နာရီမှာဆွမ်းကန်ထွက်မယ်အဲ့ဒီကိုရင်လေးကိုသူ့အမေကလက်ကိုချီပြီးတော့2နှစ်ဦးစင်း1နှစ်3နှစ်စကားမပြောဘူးဒီကလေးဒီကိုရင်ဟာဒကမာကြီးဘယ်လိုလဲမမေးဘူးကိုယ့်စာကိုယ်ကြီးဘာလို့နေကလေးတင်ပြီးထွက်သွားတာတော့တဲ့အဲ့တော့သူ့အမေကမန်းလေးသွားတယ်ဆွမ်းပြလိုက်ဆွမ်းချက်ပြီးတောက်တယ်မိသားစုလည်းအဲ့လိုမျိုးကျေးဇူးကြီးတယ်ပေါ့နော်တော့သူတို့တရားအမြဲတမ်းနာပါသွားတွေ့တယ်ကျေးဇူးကြီးတယ်နော်မိဘအမေမိဘတော့ဒီလောက်မပြုစုအောင်သူတို့မိသားစုသူ့အမသူ့အမေပြုစုတယ်ကျေးဇူးကြီးတော့ကျေးဇူးဆက်တယ်နော်တရားနဲ့ပဲကျေးဇူးဆက်တယ်အေးတို့လာပြီကိုကြော့တယ်ရှ िख ိုးတယ်ပူဇော်တယ်မင်းတို့ဘာပူတဲ့စကားပြောလိုက်ဘူးလို့တော့ပြောဘူးလားခုနအပူရတဲ့စကားပြောဘူးလားလို့မေးတာပြောဘူးဘုရားရှင်ကကိလေသာဆိုတာအပူအဲ့ဒီကိလေသာအပူကိုအလွန်ခေါင်းပါစေတဲ့ကိလေသာအပူကိုချစ်ပြတဲ့တန်လေခထုံနေတဲ့ကြီးတွေကိုချစ်ပြတဲ့ဟိုတို့ငငယ်ရဆိုရင်ဓာဝိမှာတိုက်ရတယ်လေဓာဝိနဲ့ဓာဝိရဲ့ဦးမဲတွေများတော့အရင်တန်နဲ့ချစ်နော်ချစ်ပြီးတော့မှဗါတိုက်ရတယ်သမီးဟုတ်လားဖွဲရနဲ့တိုက်ရင်များတော့လေဦးမဲကလေးတို့အရင်ချစ်ပြီးတော့မှနည်းနည်းလေးအဖြူနဲ့အမဲနဲ့ရောတော့မှတို့ကဖွဲရတဲ့အိုးလေးပြောင်းတာလေချစ်ပြတဲ့အဲ့ဒီအညစ်အကြေးတွေကိုချစ်ပြတာကိုအဘိတန်လေအဘိဆိုတာအလွန်တန်လေခချစ်ပြတာအဲ့ဒီကိလေသာအပူတွေကိုချစ်ပြတဲ့စကားမျိုးဘာစကားလဲသမထတမာရီဖြစ်မဲ့ဝိပဿနာအဲ့ဒီသမထဝိပဿနာဆိုတဲ့စိတ်ကိုဖွင့်ပေးတဲ့စကားမျိုးပဲပြောရမယ်တဲ့တရားဓမ္မတွေကိုဟာဒါကြီးတို့အစိုးရဘယ်လိုလဲခင်ဗျားတို့အစိုးရဘယ်လိုလဲနိုင်ငံညာခင်ဗျားတို့အစိုးရဒီကောင်တွေကဆက်ရှိအောင်မလားဘယ်လိုလဲဟာကျွန်တော်ဒီလိုမချင်တဲ့ကောင်တွေချကျင်နေတာကိလေသာဖြစ်ဆိုပူသွားပြီလေတခါမှမမေဘူးတခါမှမပြောကိုယ်နဲ့လည်းခုနပြောအဲ့ဒါဆိုတော့ပူသွားပြီလေဟာတို့ကြိုက်မကြိုက်ဘူးဗျာဒီကောင်ဒီမျိုးနဲ့အုပ်ချုပ်ဒီကမျိုးနဲ့အုပ်ချုပ်တို့ချကျင်တာရက်ွက်ကောင်ချကျင်တာစိန်ကောင်းချကျင်တာငါးရင်ကောင်းချကျင်တာဟာချကျင်နေကြပူလိုက်တာဘာလဲလဲစိတ်ကိုအဲ့ဒီအပူကနေဖွင့်ပေးနိုင်တဲ့လျှောက်ပတ်တဲ့စကားအဲ့ဒီစကားကဘာလဲလဲအပိစ္ဆကထာသွန်သင်္ကန်းကြောင်းစိတ်နဲ့ပတ်သက်တာအလိုနေတဲ့စကားနဝကမ္မနည်းနည်းရများရအလိုနေတဲ့စကားအလိုကြီးတာမပြောရရောင်ရဲတဲ့စကားကင်းစိတ်တဲ့စကားဝိဝေကကထာမယောတော့တဲ့အတန်တထကထာဟောဗျာဝရိယကြိုးစားအထောက်မဲ့စကားမှတ်ခဲ့ဟုတ်တယ်လေအပိစ္ဆကထာအလိုနေတဲ့စကားဖြစ်ရမယ်ဘုန်းကြီးသွားရင်ဘုန်းကြီးအလိုပဲကြီးနေ
တပည့်တော်ရှင်များတပည့်တော်ဒီနေရာမှာတော့တပည့်တော်လေးဟို15သိန်းတော့တန်တဲ့ဟာလေးတပည့်တော်15သိန်းနဲ့ဘာဖြစ်မှာတော့ခင်ဗျားလေသူတတ်နေသလောက်လေတပည့်တော်ဆုံးကပ်မယ်ဖေဟာအဲ့ဒါတော်ချင်းမြတ်ဆရာတော်တစ်ပါးလောက်ပဲတသိန်းဘူးလောက်ပဲဒီသမီးကတသိန်းဘူးလောက်ပဲကတ်နိုင်မယ်သူတို့ဒီကလေးမလေးဆရာတော်ကြည်ညိုတယ်သူကနေစဉ်ဆုံးကပ်ဖို့သူခိုင်ငယ်ကြောသမီးရဲ့တလတော့လက်ခံလိုက်တယ်သမီးရဲ့ပတ်စံကုန်ပါတယ်နဝကမ္မလေးကိုချက်တဲ့လူပေးထားပြီးတော့အဲ့လိုမျိုးအပူတွေမဖြစ်စေချင်ဘူးသူဟိုကဝဲလားဒီကဝဲလားကြည်ညိုတော့အဲ့ဆိုအပူတွေမဖြစ်စေချင်ဘူးအလဟတမကုန်စေချင်ဘူးတို့အဲ့လိုပြောပါတယ်ငွေဆိုတာရှားပါတယ်ပတ်စံကရှားတွေ့ရတာရှားတယ်သမီးရဲ့အဲ့လိုတို့ကပြောပါတယ်လာလုံးတိုင်းမလွတ်ပါဘူးအပိစ္ဆကထာအလိုနဲတဲ့စကားရောင်ရဲတဲ့စကားဟုတ်ပြီနော်ကင်းစိတ်တဲ့စကားမယောနောတဲ့စကားဝရိယအထုံးမဲ့စကားသီလနဲ့ဆက်တဲ့စကားတမာရီနဲ့ဆက်တဲ့စကားပညာနဲ့ဆက်တဲ့စကားအရတ္တဖို့ဝိမု ക്തി နဲ့ဆက်တဲ့စကားဝိမု ക്തി ဉာဏ်ကိုဆင်ရင်နဲ့ဆက်တဲ့စကားအဲ့ဒီစကား10မျိုးတည်းကတစ်မျိုးမျိုးကမင်းတို့ရဲ့အမိကောင်းပဲရပြီလားပထမအမိကမိကောင်းဆွေကောင်းဒုတိယအမိကသီလတတိယအမိကစကားဆရာကောင်းတမကောင်းတွေ့မယ်သီလသိက္ခာရှိမယ်စကားကောင်းတွေနားထောင်ရမယ်ခုတော့ဒေါသနဲ့ရှင်တဲ့စကားလောဘနဲ့ရှင်တဲ့စကားမောဟနဲ့ရှင်တဲ့စကားတွေရာဇကရသောရကတာရေကြီးတဲ့ရေအကြီးကျွမ်းကြောသင်္ကန်းချင်းမှာရေကြီးတယ်လေအစိုးရတွေကဘာမှမလုပ်ပေးဘူးဩဥဒကရေနဲ့ပတ်သက်တယ်ဟောရာဇကရတဲ့ရောက်သွားရောဟောဒါတွေလည်းရှိတယ်ဘုရားပြောထားပြီးသားရာဇကရသောရကရအဂိတွေကမင်းရေမိမင်းခိုးသူဘုရားဟောပြီးသားမင်းတို့ပြောမဲ့စကားတွေစစ်တဲ့နဲ့ပတ်သက်တဲ့စကားပြောပြီးသားဘုရားကပြောပြီးသားဟိုတုန်းနဲ့ရှိပြီးသားလုံးနေပေါ့2006တဲ့ရှိပြီးသားခုမှရှိတာမဟုတ်ဘူးခုမှရှိတာမဟုတ်ဘူးဆိုတော့ပြောတာမဟုတ်ဘူးဟိုတုန်းနဲ့ရှိပြီးသားဒီမပြောတဲ့စကားနားမတော်တဲ့စကားယဟန်နေနဲ့မပတ်သက်တဲ့စကားပြောထားပြီးသားစီဝါရေးစကားတွေကုံစင်းလုံးစကားတွေပြောထားပြီးသားလင်မယားစကားတွေမင်းဘယ်ဟဲ့ခင်ဗျားသမီးကမောင်မျိုးမင်းသမီးကဘယ်သူနဲ့မင်္ဂလာဆောင်ပါလဲဟာမင်းအဲ့ကောင်ကြည့်ပါအောင်မင်းအဲ့ကောင်ပြောထားပြီးသားဒီစကားတွေအကုန်ရှိပြီးသားအဲ့ဒီစကားတွေစကားကောင်းမဟုတ်ပါဘူးတဲ့ကိလေသာကိုချစ်ဖြစ်မဲ့စကားစိတ်လေးကသမထဥပဒနဲ့ဖွင့်နေတဲ့စကားဆိုရင်တော့အဲ့ဒီစကားသည်အမိကောင်းပါပဲတစ်မိကောင်းဆွေကောင်းနှစ်သီလ3စကား4ရန်တို့နောက်တစ်ခုကတော့ဘယ်တရားကကုသိုလ်လဲဘယ်တရားကအကုသိုလ်လဲအဲ့တော့သမဗရံလို့ဆိုပေါ့ကွယ်နော်သမဗရံလို့ဆိုပေါ့ကိုချင်းတရား3စကားဘယ်လိုတရားတော့အထုတ်တယ်လေတရားရည်သာစကားနဲ့အဲ့ဒီစကားတွေပြောနေမကြိုက်တော့ဘူးလေတရားရည်သာနဲ့ထားပြီးတော့မှနိုင်ငံရေးစကားတွေလူမှုရေးစကားတွေပြောနေမင်းတို့ညှဉ်းနှွမ်းတာဗောဘယ်လိုလဲကောပါလာဥပ္ပဖြစ်သွားမှာဗောတရားမလို့စကားဆင်ကျင်တယ်ကိရိတာကိုချစ်ပြတဲ့စိတ်ကိုလွတ်လပ်မှုပေးတဲ့စကားပြီးတော့မှအဲ့ဒီကထာပြီးတော့မှဝရိယပြီးတော့မှဥရိယထဂามိနိယပညာယဥပါဒณะခန္ဓာ၅ပါးကိုဖြစ်ပြမြင်နိုင်တဲ့ပညာနဲ့သမဏကတော့ပြည့်စုံပြီ6ရပြီလားအဲ့ဒီ5ခုအဲ့ဒီ1ဆရာကောင်း2ကိုချက်သေးလား3စကားကိလေသာကင်းမဲ့စကား4အကုသိုလ်ပယ်နိုင်တဲ့ကုသိုလ်ပြည့်စုံတဲ့ဝိရိယ5ဖြစ်ချင်းပြက်ချင်းကိုဥဒိယတဂามိနိယပညာယဖြစ်ချင်းပြက်ချင်းကိုသိနိုင်တဲ့ဥပါဒณะခန္ဓာ9ရင်ကိုသိနိုင်တဲ့ယထာဘူတဉာဏ်ပညာနဲ့သမဏကတော့ပြည့်စုံလိုက်တဲ့5တော်ပြီအဲ့ဒီ5ခုရှိသွားပြီတော်ပြီအဲ့ဒီ5ခုရှိပြီးသွားရင်ဒီ5ခုနဲ့ရှိပြီးသွားရင်စတ္တရဓမ္မဥဒ္ဒရိဘာဝတ္တပါအပေါ်ကအဲ့ဒါတည်လိုက်ပြီပြန်ပြောမယ်1ဆရာကောင်း2ကိုရင်တရား3စကားကောင်း4ဝိရိယ5ဖြစ်ပြမြင်တဲ့ပညာအဲဒီ5ခုနဲ့ပြည့်စုံပြီးသွားရင်အပေါ်တက်မဲ့4ခုလာပြီအဲ့ကြောင့်မလာကိုကသွားတော့အာသုဘဘာဝေတဘာရာဂတဘာနာယလောဘတွေကြည်ရင်အာသုဘဘာဝနာသွားမယ်ဟိုတယောက်တည်းအကုန်လုံးကြမလို့ဘူးနော်အာသုဘတွေရှုလိုက်အနေဆာတွေရှုလိုက်အနတ္တတွေရှုလိုက်အာနာပါနအဲ့လိုမဟုတ်ဘူးကိုကနဲ့ကိုပဲကိုကနဲ့ကိုတန်လို့ခရတတိပဒံ၄ပါးအကုန်လုံးလုပ်ကြမလို့ဘူးလေ
ကာယ ानु ပဒနာကာယဘောဝေဒနာဆိုဝေဒနာဘောစိတ်ဆိုစိတ်ဘောဓမ္မဆိုဓမ္မဘောဘယ်သူကအကုန်လုပ်ခိုင်းလို့ရောဖရာကအကုန်ရအောင်လုပ်တာအဲဒီခုနဲ့၅ခုတည်လိုက်ဒေနသဗ္ဗနာဘေကွေဘိက္ခုနာဣမေတုပိစတုဓမေတုပရိဋ္ဌာယတိလိုက်တဲ့အဲ့ဒါတည်လိုက်အဲ့ဒီခုနပြောတဲ့ဆရာကောင်းသီလကထာဝရိယပညာ၅ခုပရိဋ္ဌာတိလိုက်အဲ့ဘမတရလိုက်အဲ့ဒီဘမတရပြီးတော့မှစတ္တရောဓမ္မဥဒ္ဒရိဘာဝေတ္တပါအပေါ်တက်မယ်တက်တော့မယ်ဘာလဲအပေါ်တက်မယ်ဥဒ္ဒရိကပေါ်တက်မယ်ရာဂတပဟာနာယလောဘတွေများနေတယ်ဆိုရင်တက်မချင်းတွေများနေတယ်ဆိုရင်အာသုဘာဘာဝေတ္တပါဘာပွားမလဲအာသုဘဘာဝနာပွားကာယ ानु ပဒနာဘောအာသုဘယုတ်ဆိုကြည်စမ်းအာသုဘယုတ်ဒုက္ခဝေဒနာအာသုဘယုတ်ဒုက္ခဝေဒနာသင်ညာသင်္ခါရအနတ္တတိအနိစ္စဝိညာဉ်ခွဲဝေပြန်ဖန်မှန်ရှုကုန်ကြဒုတိယမြောက်ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးရဲ့စကားဓမ္မစရိစကားမဟုတ်ဘူးအဲ့ဒါလေခုနပြောတဲ့အထကရာတဲ့ပါတဲ့အတိုင်းဆက်တာဆရာတော်ကြီးကကာယ ानु ပဒနာဆိုတော့ရုပ်ဆိုရင်အတုပလို့ရှုဝေဒနာ ानु ပဒနာဆိုတော့ဝေဒနာဒုက္ခ ानु ပဒဒုက္ခလို့ရှုစိတ်တ ानु ပဒနာဆိုတော့စိတ်ဝိညာဉ်အနိစ္စလို့ရှုဓမ္မ ानु ပဒနာဆိုတော့သိညာသင်္ခါရအနတ္တလို့ရှုပြီးတော့တကူချင်းရှုရုံပဲလုံးလေးလေးပဲကိုယ်အကုန်လုံးရှောက်ရှုတယ်အနိစ္စရှုတယ်ဒုက္ခရှုတယ်မဟုတ်တကူရှုတကူပဲရှုအတုပယုဒုက္ခဝေဒနာသိညာသင်္ခါရအနတ္တတိအနိစ္စဝိညာဉ်ခွဲဝေပြန်ဖန်မှန်ရှုကုန်ကြခန္ဓာ၅ပါးလက္ခဏာ၄ပါးနဲ့ကိုယ်ရှုလိုက်သတိပဋ္ဌာန်၄ပါးကာယ ानु ပဒနာယုအတုပလို့ရှုဝေဒနာ ानु ပဒနာဝေဒနာဒုက္ခလို့ရှုစိတ်တ ानु ပဒနာဝိညာဉ်အနိစ္စလို့ရှုဓမ္မ ानु ပဒနာသိညာသင်္ခါရအနတ္တလို့ရှုပြီးတော်ပြီပေါ့အဲ့တော့ရာဂတဘာနာယအတုပဘာဝေတ္တပါလောဘများနေတဲ့ပုဂ္ဂိုလ်ရာဂများနေနဲ့တဲ့ချင်းများနေတာပြင်ကာယ ानु ပဒနာအတုပလက္ခဏာနဲ့သွားပြီးသွားပြီမေတ္တာဘာဝေတ္တပါဗျာပါဒသူများတွေကိုအခုဆိုရင်ဒေါသတွေကြီးနေကြတယ်ပျက်စီးစေလိုတယ်တတ်ချင်းနဲ့ခတ်ချင်းနဲ့နှက်ချင်းနဲ့ဗျာပါဒတရားတွေမေတ္တာနဲ့ဗျာပါဒတာဘာနာယဘုရားရှင်ကဆေးပေးလိုက်တာပဲခုနကတော့၅ခုမှာဣမေတုပင်စတုဓမေတုဆရာကောင်းရဲ့သီလရဲ့ကထာရဲ့ဝရိယရဲ့ပြင်ရင်ဒီ၅ချက်မှာပြိဋ္ဌာယအမိရပြီးပြီဆိုရင်အမိကောင်းရပြီးပြီဆိုရင်ဥပရိဘာဝေတ္တပါအပေါ်လေးတက်လိုက်ပါတဲ့ရာဂသာမင်းတို့ချစ်သားချစ်သမီးတို့မင်းတို့တဏ္ဍာမှာရာဂတွေများနေတယ်ဆိုရင်အတုပါဘာဝေတ္တပါအဲ့ဒီရာဂကိုရာဂသာပါဏာယအတုပါဘာဝေတ္တပါရာဂသာပါဏာယပါဠိလေးရှင်းနေတာရာဂသာပါဏာယရာဂဆိုတဲ့တက်မချင်းကိုပယ်ဖို့အတွက်အတုပလက္ခဏာအတုပဘာဝနာဘာဝေတ္တပါပွားမေတ္တာဘာဝေတ္တပါဗျာပါဒတာပါဏာယဖြစ်စည်းစေခြင်းနဲ့တိုက်ခြင်းနဲ့ခိုက်ခြင်းနဲ့တတ်ခြင်းနဲ့ဒေါသတွေအဲ့ဒီဥစ္စာအတွက်မေတ္တာတရားကိုဘာဝေတ္တပါပွားပြီးသွားဟာဝိတ္တတွေဟိုဟာသာသမီတွေခြံရတာနဲ့နိုင်ငံရောစင်ကာပူပို့ရမှာလားထိုင်းပို့ရမှာလားဗျာတွေများနေဝိတ္တတွေအကျဉ်းစီတွေမိတ်နိုင်မှုတာရသမီးထားပဲကားမောင်းနေတဲ့ပုဂ္ဂိုလ်ကားတိုက်တာအဲ့ဒါများတာပဲတာရသမီးအိမ်တော်ရေးကိစ္စဝဝတွင်းတွင်းငေးမောရင်မမောင်းနဲ့ဗျာတလန်းမောင်းလားနှစ်လန်းမောင်းလားလမ်းကြောင်းများတော့ဒုက္ခဝေဒီဝေယူသူဖြစ်မှာပြီးသွားတတိလေးမြရင်မောင်းเสียရမဆလာခက်ကတချင်းဒါကာဒါပဲပြောလိုက်တယ်မင်းပေးတွေဘယ်လောက်ရွတ်နေကားတွေကိုဘယ်လောက်နှက်ပြတာရသမီးအိမ်တော်ရေးကိစ္စဝကိစ္စတွေးတွင်းငေးမောရင်မမောင်းနဲ့ဗျာမောင်းလိုက်ဒုံတလန်းမောင်းလားနှစ်လန်းမောင်းလားဘယ်လမ်းမောင်းမှာလမ်းကြောင်းမှာတော့ဒုက္ခဝေဒီဝေယူသလိုဖြစ်ပါရင်မောင်းเสียရဲ့တတိလေးမြဒါတတိတရားမင်းပဲအဲ့ဒီကားလေးပေးယူထားတယ်လေတန်းဝိတ္တလေးတွေးတာကြံတယ်များနေတယ်ဒိန်းကိုချွာပြီးသွားကြော်တက်ချင်တဲ့ဖောင်းလေပဲတတိမေပါတယ်ကပတ်ပတ်လိုက်ဘူးသွားပြီ
ရင်မောင်းเสียရဲ့ကားတိုက်လိုက်တာဒီတချင်းလေးတစ်ပုံနဲ့ကားမတိုက်ဘူးခဏခဏကားသမားတွေကိုဩဝါဒပေးတိုင်းတာရည်သမီးအိမ်น้องရေးကိစ္စဝဝတွေးရင်တော့ရင်ငေးမောရင်မမောင်းနဲ့ဗျာဒါမမောင်းနဲ့ drink အရက်တောက်ထားတဲ့ no drive driving drive မောင်းရင် no drink drowsiness အိမ်ငိုက်တဲ့ no drive မမောင်းနဲ့ဒီသုံးလုံး drinking driving drowsiness သုံးလုံးပေးလိုက်တယ်အဲ့ဒီကင်းအောင်တတိတရားလေးထားဟုတ်ပြီဝိတက်တွေများတယ်ကားတိုက်တယ်အတွေးတွေများတယ်တခုဖြစ်တယ်အတွေးချော်တယ်ဒါဝိတက်တွေအတွေးခေါ်တွေများရင်အာနာပါနာတတိဘာဝေတ္တပါပြီးသွားပြီတို့အကြဒါကြွားတာမပေါ်အာနာပါနာတခါမှအဲ့လိုအိတ်မပြောတာတို့တခါပေါ်ဒီအစားမစားလို့ဗိုက်စားလို့အိတ်မပြောတာတော့ရှိကောင်းရှိလိမ့်မှာပေါ့ဗိုက်တွေစားတရားဟောတာတွေများတရားဝေသွားဗိုက်စားတာတော့ဗိုက်စားတော့အိတ်မရဒါမျိုးပဲရှိလိမ့်ဟိုအားတွေတွေးလို့ဒီအားတွေတွေးလို့အိတ်မပြောတခါရှိဘူးအာနာပါနာလေးရှုလိုက်ပေါ့တခါလေးဗိုက်စားဗိုက်စားအာစာရတခါကျနွားနုတွေပါလေတို့လည်းကိုရောဖះလည်းမေ့ညကြတော့သူကမော်လုံးဝဲလေးကြည့်တော့မေ့သွားတော့လားနွားနုလည်းမလာတော့ဆရာအာစာရဆရာကြီးလေဆရာကြီးမန်ယူရှုံးလာလိုက်လားမေ့စမ်းပါဆရာညီတို့မောင်လေးအာစာရညဘောလုံးဝဲဆိုငါလည်းအိတ်လေအာနာပါနာတယ်ဝိတ္တတွေအာဝါဒဒီကလေးရှိသူဒါလေးရှိတော့ဘုန်းကြီးလေးဦးစင်းလေးတွေဒါပဲရှိတော့မပြောတော့ဘူးဟုတ်တယ်လားဘလုံးဝဲလေးကြည့်ရတာဘယ်မှလည်းမသွားဘူးဆိုတော့အဲ့ဒါမှဒီ TV ရိုက်ဖြတ်ဆိုတယ်ဒီကလေးတွေနေမှရှိမှမဟုတ်တော့အဲ့တော့ဒီကောင်ကဘလုံးဝဲကြည့်တယ်ငါရင်နွေးတော့မကောင်းငါနွားနို့တွေတော့မကောင်းကော်ဖီတော့မကောင်းလို့ဒေါသထွက်မထွက်ဘူးတကားမထွက်ဘူးဟဲ့ဘလုံးဝဲကြည့်တယ်ခါလဲကြောင်းနိုင်ဆရာတော့ဘာလို့နွားနို့မကတ်တာလဲဘာလို့ကော်ဖီမကတ်တာလဲတကားမပြောတကားဟိုရခိုင်လည်းပြောတကူလေးမတကားလေးမပြောတာတကားလေးမဘရောမပြောတကားမှမဆူဘူးတော့တခါတည်းနဲ့သူ့အတူသတိရပြီးတော့တခါကျလာကတ်တဲ့နာပေါ့နော်ဆရာသမားတွေကသဘောကောင်းတဲ့တပည့်တွေကဝိတက်ဟဲ့မျိုးလင်းအဲ့ကောင်လေးဘောလုံးဝဲကြည့်ပြီးငါမကတ်ဘူးကွာလို့ဒေါသမဖြစ်ပါအာနာပါနသတိဘာဝေတ္တပါဝိတက်တွေများရင်အတွေးတွေကျန်နေများရင်သားရသမီးအိမ်တော်ကြီးကိစ္စဝတွေးကြွရင်အာနာပါနသတိကိုပွားမယ်မှတ်ကြတခါကြီးတွေးရတယ်များအာနာပါနသတိဒီအဲ့ဒီအာနာပါနသတိကိုတမာရိရလိုက်တာနဲ့အာနာပါနသတိကိုဖဲအဲ့ဒီအာနာပါနသတိမှာထပြီးတော့ဥရခဏ၅ပါးကိုလက်ခံနိုင်တဲ့သူကပြီးသွားပြီဒါတန်းကြမှာပဲမဲ့ညံဖွညာရဖို့အဲ့ဒီအာနာပါနသတိလေးတိုင်းသွားပြီးတော့မှအာနာပါနသရုဒ္ဓအာနာပါနသတိဝုဒ္ဓနာတော်သရုဒ္ဓဇာနာအဲ့ဒီသရုဒ္ဓဇာနာအာနာပါနသတိကိုထပြီးတော့မှမြတ်စွာဘုရားပရိသတ်သမုပ္ပါကိုပွားတယ်ဥရခဏပွားတယ်ဒါပဲအဲ့ဒီအာနာပါနသတိတီအောင်တီလိုက်အာနာပါနသတိတီအောင်ယူတီလိုက်တီပြီးရင်ဟိုမှာပါဠိရအာနာပါနသတိဘာဝေတ္တဘာဝိတ္တကတွေပွားဖို့ဝိတ္တတွေကိုဖယ်ဖို့မာနတွေအတ္တမိမာနကိုပယ်ရဖို့အတွက်တော့အနိစ္စ ानु ပဒနာကိုပွားမယ်တော်ပြီဟဲ့တော်ပြီဒကမကြီးတို့တိလောဘတွေအတွက်အတုပဘာဝနာဒေါသအတွက်မေတ္တာဘာဝနာဝိတ္တအတွက်အာနာပါနသတိအဲ့ဒါပြီးတော့မှမာနအတ္တမိမာနငါဆိုတဲ့မာနအတွက်အနိစ္စသင်ညာကိုဘာဝေတ္တဘာပွားမယ်ဘိခွေချက်သားတို့အနတ္တသင်ညာသန္တာရီအနိစ္စသင်ညာရှိရင်အနတ္တထင်ပါ၏အနိစ္စရဲ့လို့စိတ်ကတော့မထင်ပါဘူးထင်မှုဘုန်းကြီးတွေဟောတာစိတ်ထဲမပါဘူးအနိစ္စရဲ့လို့စိတ်ကတော့မထင်ပါဘူးဒုက္ခမီရဲ့လို့နှုတ်ကပင်ရောင်လို့ညီးတော်လဲဒုက္ခမလေးဒုက္ခတွေပါဗျာဒီနေ့ခင်နေရတာဒုက္ခတွေပါပါဇက်ကဒုက္ခသာရောင်လို့ညီးတာဒုက္ခမီရဲ့လို့နှုတ်ကပင်ရောင်လို့ညီးတော်လဲလူစည်းစိမ်ဗမရဘွင်နဲ့သားတွေတွေးလိုက်တော့အေးတော့မလို့စည်းစိမ်လေးတွေရတော့အဲ့ဒုက္ခပျောက်သွားအနတ္တရဲ့လို့ဆိုအားဆိုကိုနဲ့ဘာရကအတ္တမိမာနရှိနေတယ် This is I ဘာမှလည်းအနတ္တဒီမှာရှိနေတာလေ This is I အတ္တမိမာနအနတ္တရဲ့လို့ဆိုအားဆိုကိုနဲ့ဘာရကအတ္တမိမာနအဖေဦးသားမြတ်ခလေးလေးရဲ့အတ္တလင်္ကာလေးချပေးတာထင်ရက်ခဲ့ကွာဟေးချက်သားချက်သမီးတို့အနိစ္စကိုနိစ္စလို့ထင်တယ်မင်းတို့ထင်တာတွေမှားတယ်ဒုက္ခကိုဒုက္ခလို့ထင်တယ်မင်းတို့ထင်တာတွေမှားတယ်အတုပကိုသူ့ဘလို့ထင်တယ်မင်းတို့ထင်တာတွေမှားတယ်အနတ္တကိုအတ္တလို့ထင်တယ်မင်းတို့ထင်တာတွေမှားတယ်ထင်ရက်ခဲ့ကွာတဲ့တင်းလက္ခဏာရေးရဲ့နဲ့ရင်းစကြဘလို့သုံးပေမဲ့
မင်းတို့ကလေအနေဆာလို့ပရိဒဂုံလေးချဒုက္ခလို့ပရိဒဂုံလေးချစัจ जा လေးလေဆိုမင်းတို့တကယ်စိတ်ထဲမပါရင်ယင်းစัจ जा ဘလို့သုံးပေးမဲ့ဝတ်ထောင်ကိုလွတ်အောင်ယုံနိုင်မှာမလားအိုးကွယ်မင်းတို့မှမြုံမိတဲ့ငါမြုံနေတဲ့မှာမိဘာလို့မရချက်စားဖို့ပဲဖြစ်သွားဒါအသမိမာနအဲ့ဒီအသမိမာနရှင်းနေတဲ့အဲ့ဒီအသမိမာနဒိဋ္ဌိနဲ့ရှင်တဲ့မာနအသမိမာနဟိုယန္တာတွေပယ်တဲ့မာနရှိတယ်သောတာပန်ပယ်ရတဲ့မာနရှိတယ်သောတာပန်ပယ်တဲ့မာနကအယထာဝမံမရှိတဲ့အရာကိုအရှိလို့တာအနိစ္စသင်ညာနဲ့ဘာဝိတ္တပါပွားပါတဲ့အနိစ္စသင်ကြီးတော့အဲ့ဒီအသမိမာနပယ်ရအောင်အနိစ္စသင်ညာရှိနေတဲ့ပုဂ္ဂိုလ်သည်အနတ္တသင်ညာတန်ထာသည်အနတ္တသင်ညာတည်ပါ၏အနတ္တသင်ညာတည်လို့ရှိရင်ဒိဋ္ဌိဝဓမေနိဗ္ဗာန်ဒီဘဝလည်းပြောတာနော်ဟာနို့မနေ့ပြင်ကမပါဘူးမနေ့ကမပါဘူးဒီဘဝဟုတ်ဗျာဘာလဲလဲဒီဘဝတဲ့ပိဿကြီးရဲ့တရားကြီးထမ်းနေတဲ့တခါကြီးဘယ်လိုလဲလဲဟမ်ဥဒေဝင်ဒီဘဝတဲ့ဗျာဒိဋ္ဌိဝဓမေတဲ့ဒိဋ္ဌိဝဓမေဒီမြင်နေရတဲ့ဒိဋ္ဌိဝဓမေနဲ့ပတ်သက်ပြီးတော့ဒါဒသနသံဗရာဆိုသည်မဲ့အဲ့လိုနှမျိုးသွားတာဒိဋ္ဌိဝဓမေဣမသမိန်ယေဝအတ္တဘာဝေဒီအတ္တဘောမှာတယ်ဒါဆိုတော့ဒီရုပ်ကြီးကိုပြောလိုက်ပြီဒိဋ္ဌိဝဓမေတိဣမသမိန်ယေဝအတ္တဘာဝေဒီအတ္တဘောမှာတယ်တနည်းဒီဥပါဒณะခန္ဓာမှာတယ်အဲ့ဒီဒိဋ္ဌိပြုတ်တယ်ဒါတနည်းဟာနည်းဖြစ်သွားပြီတရားပြောနော်ပြန်လာပါနော်ပြန်ပြောမယ်ဘာလဲလဲဒိဋ္ဌိဝဓမေပြန်ပြောကြည့်လားဟေးဘာလဲလဲဒီဘဝဒီခန္ဓာမှာတယ်ဟုတ်ပြီနော်ဒီဘဝဒီခန္ဓာမှာတယ်အဲ့ဒါတမျိုးတနည်းတော့မှတ်လိုက်ဒိဋ္ဌိဝဓမေဒီဘဝဒီခန္ဓာမှာတယ်ဒါဆိုရင်ဒိဋ္ဌဆိုတော့မျက်စိနဲ့မြင်ရတဲ့ဒိဋ္ဌကမျက်စိနဲ့မြင်ရတာဓမ္မဆိုတာကဒီအတ္တဘောရတယ်ဒီလိုလဲကောက်တယ်ဒါဒိဋ္ဌိဝဓမေဣမသမိန်ယေဝအတ္တဘာဝေလို့ဒီလိုလဲကောက်တယ်ဒါကြောင့်မလို့ဥပါဒณะခန္ဓာခန္ဓာခန္ဓာဆရာတော်ကပြောတယ်လို့ပြောတာအသင်တို့ဆုံးပြီးဆုံးအောင်နေကြည့်လေစာကိုဆုံးအောင်ဒီလိုက်လေဟုတ်ပြီနော်ဗါတယ်လေစာကိုဆုံးအောင်ဒီလိုက်လေဗိဓကတေကိုပြီးဆုံးအောင်နေလိုက်ဒိဋ္ဌိဝဓမေတိဣမသမိန်ယေဝအတ္တဘာဝေဟုတ်ပြီဒါလည်းတခုရှိတယ်ဒါလည်းတခုရှိတယ်ဟုတ်ပြီနော်နောက်တစ်ခုကဒိဋ္ဌိဝဓမေဆိုဒီမှာဓမ္မဆိုဒီမှာဒိဋ္ဌိဝကအခုမြင်နေရတာဣမသမိန်ယေဝဆိုတဲ့ဒီဘဝဒီခန္ဓာမြင်နေရတာဆိုတဲ့ဘာလဲဆိုတော့ဥပါဒณะခန္ဓာ၅အင်းလို့သွားပြီပြန်ပြောမယ်အလွန်ခက်ခဲတဲ့နေရာတွေဆရာတော်ဟောဖို့ပါတယ်ဒိဋ္ဌိဝဓမေတိဣမသမိန်ယေဝအတ္တဘာဝေဟောဒါဆိုဒီဘဝကြီးလေဒီခန္ဓာကိုယ်ကြီးမချုပ်ငြိမ်းငင်နေနိဗ္ဗာန်ရနိုင်တယ်โอเคအဲ့ဒါတနည်းဒါဒီဘက်ကပြစ္စုပန်ဝါဒပစ္စခန္ဓာသွားရတာဒိဋ္ဌိဒီပစ္စကဘူဒီမြင်နေရတယ်တဲ့ဓမေရိဥပါဒณะခန္ဓာဓမေဟာဓမ္မယဥပါဒณะခန္ဓာလည်းပြီးသွားအဲ့ဒါကိုခေါ်တာနဲတယ်တက္ကပညာတုတ်သာလယရဏဝကတန်ယုတ်ပါရိယောဥကောတန်လဓမေသတိအကောကမရှိဘယ်တော့မှမဟုတ်မှတ်တာဘာလဲအခုပြောပြီဟုတ်တယ်ဟိုရှေ့ပါဠိကိုကြည့်လိုက်ဒိဋ္ဌိဝဓမေတိဣမသမိန်ယေဝအတ္တဘာဝေဒိဋ္ဌိဝါယဣမသမိန်ယေဝအတ္တဘာဝေဒီအတ္တဘောဟောတာဥပတိပင်ခဏတရအဲ့ဒါပြစ္စုပန်ဝါဒခဏတရဒါဒီဘက်ချမ်းဘာလဲဣမသမိန်ယေဝအတ္တဘာဝေဒီအတ္တဘောမှာတဲ့ခုနပြောတဲ့နိဗ္ဗာန်ကိုရနိုင်တယ်ဟုတ်ပြီဒိဋ္ဌိဒီပစ္စကဗုဒ္ဓေတဲ့မြင်နေရတယ်တဲ့ဓမ္မယုံထဲမှာဓမေတိဥပါဒณะခန္ဓာဓမေတဲ့ဟာအဲ့ဒီရှင်များတို့သွားလေဘာလို့လမ်းရက်နေတာတော့ဆုံးအောင်သွားလေခုတွဲပြီးတက္ကပညာသုတ်တီးကဒိဋ္ဌိဒီပစ္စကဗုဒ္ဓေဓမေတိဥပါဒณะခန္ဓာဓမေဟာသိသွားပြီဓမေတိဥပါဒณะခန္ဓာဓမေဓမ္မယုံဥပါဒณะခန္ဓာရီဟူသောဓမ္မယုံထဲမှာဥပါဒณะခန္ဓာပြုတ်အဲ့ဓမ္မမှာနိဗ္ဗာန်ပေါ့ဒါပြောတာအဲ့တော့ဒီပြောမပြောချင်ဘူးအဲ့ဒီပြောလိုက်တယ်ဆိုလွန်သွားပြီဇာတာဟောရမယ့်စကားလွန်သွားပြီဒီနာကြော့သွားတယ်ပေါ့အဲ့ဒီထဲမှာအတ္တဆိုတဲ့ဒိဋ္ဌိပြုတ်သွားတယ်ဒီခန္ဓာကြီးမှာဒီခန္ဓာကြီးကနိဗ္ဗာန်ကိုဝုန်းဆိုပြေးဝင်သွားတာမဟုတ်ဘူးသို့တော့ဒိဋ္ဌ
ဒိဋ္ဌိဝဓမေတိဣမသမယေဝအတ္တဘာဝေလို့အထကရာဖွင့်တယ်အဲ့ဒီထကရာကဒိဋ္ဌိနေတိတတဏှာနေတိတမှီးနေတဲ့တဏှာဒိဋ္ဌိကိုဘယ်မှာမှီလဲဒီအာယုံထဲမှာဒီဓမ္မယုံထဲမှာမှီးနေတာအဲ့ဒီဓမ္မယုံထဲမှာဒိဋ္ဌိနေရောနိဗ္ဗာန်နဲ့တဏှာနေရောနိဗ္ဗာန်နဲ့အဲ့တော့ဒီအာယုံထဲမှာပဲပေါ်တော့ဥပါဒณะခန္ဓာထဲမှာအတ္တမရှိလိုက်တဲ့နဲ့အဲ့ဒီဥပါဒณะခန္ဓာအနုပါဒณะခန္ဓာဖြစ်သွားတယ်အဲ့ဒါနိဗ္ဗာန်ရသွားတယ်ပြောတာဟာနည်းတော့လွန်တော့ပြီးအောင်ဟောရတာဗျာနောက်တယ်လားမမေးနဲ့တော့ကြီးနောက်လာမမေးနဲ့တော့လွန်သွားပြီဒါဟောတဲ့ဒီလောက်ဒီမဟောသင့်ဘူးလွန်သွားပြီတို့ဆရာတို့ပြောသူဟောတဲ့တရားရှိတယ်ကျင့်တဲ့တရားရှိတယ်အာယုံပြုတဲ့တရားရှိတယ်အခုဆရာတော်ကတော့ကြည်ကြည်မြင့်ကိုကြိုက်နေတယ်ဟာအဲ့ဒီမျိုးသမီးမှမရရင်မနေနိုင်ဘူးဆိုတော့အဲ့ဒါဒီအာယုံထဲမှာရှိတယ်ဣမသမယေဝအတ္တဘာဝေဟုတ်တယ်ဒီအတ္တဘောလေးမှာအဲ့ဒီအာယုံမှာရှိနေတဏှာလေးသူ့မရရင်သူ့ဆိုဒိဋ္ဌိတဏှာလေးပျောက်သွားတယ်တော့အဲ့ကြည်ကြည်မြင့်သေးတာမဟုတ်ဘူးသူ့ကိုဆွဲလဲဒိဋ္ဌိတဏှာသေးတာဟိုကောင်မကြီးသေးတာမဟုတ်ဘူးငါရုပ်ရှင်မင်းသမီးဒီရုပ်ရှင်မင်းသမီးဒေါ်ကြည်ကြည်ကိုဆွဲနေတယ်ကြည်ကြည်သေးကိုငါဆွဲနေတယ်သူ့အာယုံကကြည်ကြည်လေးကကြည်အဲ့မင်းသမီးတည်းပဲအပြင်မှာစားမယ်သွားမယ်လာမယ်လှမယ်ဒါငါအာယုံထဲမှာရှိတဲ့ဥပါဒณะခန္ဓာပြုတ်သွားတော့ဒိဋ္ဌိတိပစ္စကပူရီအာယုံထဲမှာပေါ်နေတဲ့ဓမေဥပါဒณะခန္ဓာဓမေပြုတ်သွားအဲ့ဒီဥပါဒณะခန္ဓာဆိုတဲ့တထထိုဥပါဒณะပါဖွင့်မိတီကာကဒိဋ္ဌိတိပစ္စကပူရီမျက်မှောက်မြင်နေရတာဓမေရိဥပါဒณะခန္ဓာဓမေဥပါဒณะခန္ဓာဓမ္မယုံတထထိုဥပါဒณะခန္ဓာဓမ္မယုံ၌အတ္တာတိဘဝတိအတ္တတွေရှိတယ်ဆိုတဲ့တင်ညာဒိဋ္ဌိသည်ပြုတ်သွားတယ်အဲ့ဒါမမီတော့ပြုတ်သွားတယ်ဒါပြောတာအဲ့ဒါဒိဋ္ဌိနိရောဓနိဗ္ဗာန်နဲ့အဲ့နာပေါ်တာပဲတဏှာနိရောဓနိဗ္ဗာန်နဲ့အဲ့နာပေါ်တာပဲပြီးသွားပြီတဏှာနေတိတာမဖြစ်တော့ဘူးဒိဋ္ဌိနေတိတာမဖြစ်တော့ဘူးအဲ့ဒါပြောတာလေအဲ့ဒီတဲ့ရှင်းစရာလဲဓမေစီဒီအဲ့ဒီတဲ့ရှေ့ပို့ပြီးမရှင်းနိုင်တော့ပါဘူးအဲ့လောက်ပဲရှင်းနိုင်ပါတယ်အကိုးကားနဲ့ပြောခြင်းနဲ့ဆိုလို့ရှိရင်တော့သာလယရဏတန်ယုတ်တက္ကပညာတုတ်တက္ကပညာတုတ်တွေဟောပါတယ်တော်တော်လည်းနားဘူးတယ်အဲ့ဒီနားထိရောက်ဖို့ကောင်းတယ်အေးဗါတယ်လေတက္ကပညာတုတ်အထကရမဒိဋ္ဌိဝဓမေဣမသမယေဝအတ္တဘာဝေအေးတရားကတမလွန်ကြမှာရမှာလားဒီခန္ဓာမှာနဲ့ရမှာလားဒီခန္ဓာမှာရမှာပါဖေဟာအေးတရားရှာဗမာတွေ့လေကိုမှတွေ့ဆိုတဲ့စကားမမှန်ဘူးလားမှန်တယ်ဆိုပြီးဒီသွားလိုက်သိကောင်းတာပေါ့သိကောင်းတာပေါ့ဟုတ်တယ်အဲ့တော့အထကရာကဒိဋ္ဌိဝဓမေတိဣမသမယေဝအတ္တဘာဝေပရိနိဗ္ဗာန်ယတနိကိလေသာပရိနိဗ္ဗာန်နဲ့ဒီခန္ဓာကိုယ်မှာတင်ဗါတယ်လေကိလေသာပရိနိဗ္ဗာန်စံညင်းပြင်ပရိနိဗ္ဗာန်ယူသိငြိမ်းကြလေကုန်တော့ဤဒါဆိုဒီခန္ဓာကိုယ်ကြီးမသိဘူးလေဟိုတက္ကပင်ရတော့မှတရားမင်းသောတာပန်တည်သွားတာတရားမသိသွားတယ်ပြင်ဆက်ခန္ဓာသိသွားတယ်သူတရားဘောကိုတတ်မနေတဲ့ဥပါဒณะခန္ဓာလည်းသိသွားတယ်ဒါပြင်ဆက်ခန္ဓာသိသွားပြီးတော့ဥပါဒณะခန္ဓာသိတဲ့စွန့်ညောချက်ချင်းတရားပြန်ဖြစ်တယ်တရားတစ်ဖြစ်တယ်တရားဟောင်းကနေအလုံးအံ့ဩရကောင်းတဲ့သုတ်တာဟောလဲဟောခဲ့ဘူးတဲ့ဗါတယ်လေတရားဟောင်းကနေသူတရားမင်းသိသွားတယ်တရားမင်းဝိညာဉ်ချုပ်သွားတယ်ဖះပဲသိလိုက်တယ်တရားပဲသူကျန်တဲ့လူမသိလဲမတလီလည်းမသိလိုက်ဘူးဥက္ကဋ္ဌနာရဲ့သိဥက္ကဋ္ဌနာပြန်ဖြစ်လိုက်တာဆိုတန်နေသိတဲ့ဝိညာဉ်နဲ့ဟောဒီတဏှာကိုမှီတဲ့ကမ္မဝိညာဉ်ချုပ်သွားတယ်ဒီဝိညာဉ်နဲ့ခန္ဓာနဲ့တရားမင်းရဲ့ရုပ်ဝရဏတင်ညာတန်ခါချုပ်သွားတယ်ဒါတရားမင်းကချက်ချင်းဘွားကနေဆိုပြီးတော့တရားမင်းရဲ့တတန်းဟာနှစ်မတတန်းဆိုရင်တတန်းကုန်သွားပြီခုတရား9000တောင်ငယ်တဲ့တရားဖြစ်တာတရားတစ်လေးတရားမင်းတတန်းလေးကအခုမှဟိုတက်လာတော့မပြေသေးဘူးလူဝတတန်းနဲ့ဆိုလို့ရှိရင်တော့နှစ်2000ကျော်သူ့တတန်းနဲ့ဆိုရင်အခုမှနှစ်100မှာတရက်ဆိုတော့ဒီကောင်ကရက်30သားတော့မရှိသေးဘူးဒီတရား30သားပဲရှိ30သားအဲ့တရားအစိတ်သားတော့မဟုတ်30သားတရားအစိတ်သားကြော်ပဲရှိတယ်30သားမလို့အစိတ်သားလို့ခေါ်ရင်တရားခေါ်ဒီမိလူမခေါ်နဲ့သဘောပေါက်လားဘာလဲကိုမျိုးကြီးတရားဘယ်လောက်သားလဲ30သားပဲရှိသေးတယ်26နှစ်ကျော်ပဲရှိသေးတယ်တရားမင်းအခုမှအစိတ်သားကြော်လေးနည်းနည်းလေးကြော်သေးတာ26ရက်သားပဲရှိသေးတယ်တရားနောက်အစိတ်သားဆိုတာတရားမင်းနာမှတ်လိုက်တော့ဟုတ်ပြီနော်တော့တရားအစ်ဖြစ်သွားတယ်ဒိဋ္ဌိဝဓမေဣမသမယေဝအတ္တဘာလို့ထက်ကရာဖွင့်နေအဲ့ဒီမှာတဲ့သူဥပါဒณะခန္ဓာကိုမဆက်ဘူးတရားကနားဘူးပါတယ်ဣမသမဒီအတ္တဘောမှာလည်းဗါတယ်လေတရားမင်းကြီးကသူ့အတ္တဘောမှာတယ်ဘာဘယ်အတ္တဘောလဲကဲတရားမင်းကသူ့အတ္တဘောမှာတယ်ပရိနိဗ္ဗာန်ယူသိကိရိတာပရိနိဗ္ဗာန်ဆံသွားတယ်သူတရားသိဖြစ်သွားတယ်သိသွားတယ်ယောဝရဏတင်ညာသင်္ခါရဝိညာဉ်ပြင်ဆက်ခန္ဓာချုပ်တဲ့သူငါတရားဘဝလေးကမရရခြင်းလို့တင်နေတဲ့ဥပါဒณะခန္ဓာအဲ့ဒီဥပါဒณะခန္ဓာမှာတန်နေသိတယ်မှီနေတဲ့ဝိညာဉ်ချုပ်သွားတယ်အဲ့ဒါလည်းချုပ်သွားတယ်သောတာပန်တည်သွားတယ်အဲ့ဒီဝိညာဉ်ချုပ်လို့သောတာပန်တည်တယ်ဟိုပြင်ဆက်ခန္ဓာတရားဟောင်းသေးတာကြတော့အဲ့ဒါသိသွားတာဖះနဲ့မဆိုင်ဘူးဖះကတရားဟောင်းကိုသိအောင်မလုပ်နိုင်ဘူးတရားသစ်ကအာယုန်လေးရသွားတယ်ဖះကအဲ့တရားဟောင်းရဲ့မှီနေတဲ့ဥပါဒณะခန္ဓာကိုပဲဥက္ကောတန်လာကဟိုဘက်က
ရုပ်ရှင်မင်းသမီးကိုကြိုက်နေတဲ့အဲ့ဒီမင်းသမီးသိအောင်ဘုရားတရားမဟောဘူးအဲ့ဒီမင်းသမီးခန္ဓာမှာရှိနေတဲ့ကိလေသာသိအောင်တော့ဘုရားဟောတယ်အဲ့ဒါမှဥပါဒณะခန္ဓာရဲ့ဒိဋ္ဌိဖြုတ်တယ်ကိလေသာကိုဖြုတ်ကိလေသာတော့ထက္ကရာကကိလေသာပြိနိဗ္ဗာန်နေနပြိနိဗ္ဗာယံတိကိလေသာပြိနိဗ္ဗာန်စံရင်းနဲ့ပဲစံတယ်ခန္ဓာကြီးတရားအသက်ခန္ဓာကြီးတဏ္ဍာကြီးဖြစ်သွားတယ်တဏ္ဍေတိတံဝိညာဏဟောဒီအဲ့ဒီတရားမှီနေတဲ့တဏ္ဍာနေတိတံကာမဝိညာဉ်ငါတရားဘဝကိုသူများမပေးခြင်းဘူးငါအာနာသူများမပေးခြင်းဘူးတရားမင်းနဲ့မဲ့တယ်ပုရုဇဉ်တော့ကမက်တာပုရုဇဉ်တော့ကမက်တာခုအရိယာဖြစ်သွားတော့ဘာမလုပ်တော့အခုတရားသက်ကသောရပန်တရားသူအစိတ်သားသူ26ကျသားတရားသားပဲပို့တယ်တရားမင်း26ကျသားတရားသားပို့တယ်26နှစ်ပဲရှိသေးတယ်ဒီကော26ရက်ပဲရှိသေးပြောတာ sorry ဘာလဲတရားဘယ်လောက်ရှိသေးလဲအကြာကြီးနေအောင်မယ်အဲ့တရားမင်း26ရက်ပဲရှိသေးတယ်သူ့တက်တန်းနဲ့ပြောတာတို့လူသက်တန်းနဲ့တာနဲ့2600သူ့သက်တန်းနဲ့ပြောရင်သူ26ရက်ပဲရှိတယ်တောင်သူငါတရားကို26ကျသားပြီးသွားပြီနော်ဖះလက်တကဆိုအစိတ်သားပေါ့အဲ့ဒီတရားမင်းဟာတန်နေတိတံဝိညာဏတရားဟောင်းလေးဘဝငါတရားရာလူလွတ်ရကြီးရဲ့ပြည့်ရကြီးလို့ပြီးထားတဲ့တဏ္ဍာနေတိတံကာမဝိညာဉ်အဲ့ဒီဝိညာဉ်နဲ့ချုပ်သွားတယ်တရုပါဒနာအဲ့ဒီတဏ္ဍာနဲ့ဆွဲရတဲ့တရားမင်းရဲ့အဖြစ်ကိုမက်မောတဲ့တဏ္ဍာလည်းချုပ်သွားတယ်ဘဝတဏ္ဍာလည်းချုပ်သွားတယ်တရားလေးအသစ်ဖြစ်သွားတယ်ဒါတရားဟောင်းရဲ့ဝိညာဉ်ရုပ်ဝေဒနာပညာသင်္ခါရတော့တည်သွားတယ်ဒါကသူကအကျိုးခန္ဓာတည်သွားတယ်အကြောင်းခန္ဓာတည်တာဖះကြောင့်တက္ကပညာတဲ့ကြောင့်အဲ့ဒါကြည့်ပြီးတော့ခုနကဘာပြောလိုက်တာလဲအိမသမေယောအတ္တဘာဝေဤအတ္တဘောအဲ့ဒါကိုတီကာကဆုံးအောင်သွားလိုက်ရတယ်နော်ဆုံးအောင်သွားလိုက်ရတယ်ဒိဋ္ဌိအဲ့ဒီပစ္စကဘုဒ္ဓေကိုလိုလဲတန်ရုပ်တက်ဖူးတယ်ဒါပေမဲ့အဲ့ဒီနာမရောက်ဘူးနော်ဆရာတော်ဥိနောဘာသာဆိုကိုလိုကြီးအဲ့တိုက်ဘုံကြီးရှိမှတက်ဖူးတယ်သူထက္ကရာလောက်တော့ရောက်ပြီသူကလည်းတီကာကြီးမပြောတချို့ကကြတော့လေဟာဒီသူကအသက်ကြီးတော့တောတက်တွေပေါ့ဗတ်တဲ့ပြောဥက္ကလျာဏဆိုတာလေဟင်္ဒရာသားကြီးတယ်နော်ဥိလာသားဆိုတာလေကုံတလာရဲ့အဖေသူတို့ကလည်းလူကြီးတွေတရားလေးနှလုံးသွင်းနိုင်အောင်ဆိုတော့သူတို့ဥိနောဘာသာတိုက်ဘုံကြီးသင်တာသင်တော့တီကာကြီးအောင်မပြောတော့ဘူးပေါ့သူလည်းအဲ့လိုမပြောတာထင်ပါတယ်သူမတက်ဘူးပြောတာမဟုတ်ပါဘူးအဲ့ဒါဆရာတော်ဥိနောဘာသာရှိမှလည်းဒါတွေတက်ကပြန်သူပါဠိတဲ့နားထောင်တော့ပေါ့အထက္ကရာနေအေးဒိဋ္ဌိဝဓမိမသမေအတ္တဘာဝေဒီအတ္တဘောအဲ့လောက်ပဲသူကပြောလိုက်တယ်ခုကျတော့ဒိဋ္ဌိဝဓမေကိုခွဲပြီးဒိဋ္ဌိဒီပစ္စကဘုဒ္ဓီမြင်နိုင်တယ်မြင်နေတဲ့အာယုန်ထဲမှာဓမေဒီဥပါဒณะခန္ဓာဓမေအာယုန်ဥပါဒณะခန္ဓာတရားဒါရင်အာယုန်ထဲမှာပေါ်နေတဲ့ဥပါဒณะခန္ဓာတရားတွေမဲ့ညာနဲ့ချုပ်တရားမင်းရဲ့ဘဝကတော့ဇီဝင်ပြုတ်ပြီးတော့သောတာပန်စွမ်းနဲ့ချက်ချင်းတရားပြန်မွေးလိုက်တယ်တရားတစ်ဖြစ်သွားတယ်တော်ဟုတ်ပြီနော်ဗါတယ်လေတရားမင်းမှာဖြစ်တယ်တရားအသစ်တရားတစ်ဖြစ်သွားတယ်တက္ကပညာတို့အဆုံးမှာတရားကအသစ်ဖြစ်သွားတယ်ဟုတ်ပြီနော်တရားမင်းအသစ်ဖြစ်သွားတယ်ဒီတရားလဲနာပြီးရောတရားမင်းကတက္ကပညာတို့အဆုံးမှာတရားမင်းမြတ်စွာဘုရားတရားလဲနာပြီးရောသူလဲသောတာပန်တည်သွားရှာပါတယ်တည်သွားတော့တရားမင်းအသစ်ဖြစ်သွားတယ်ဒါသိပြီနော်သူပြောခဲ့တဲ့ဣမသမင်အတ္တဘာဝေလဲရှင်းလိုက်ပါပြီနောက်ဆုံးနေုံလေးချုပ်ပါပြီခုနပြောခဲ့ပြီးပါပြီတရားဆရာကောင်းရှာမယ်အမိကောင်း1ဆရာကောင်း2ကိုကျင့်သီလ3ကထာစကား4ကျိုးစားတဲ့ဝိရိယအကုသိုလ်ပဲကုသိုလ်ကိုစုဟုတ်ပြီနော်5ဥပါဒณะခန္ဓာ5ပါးဥရိယထဂ ामि နိယဥရိယထဂ ामि နိယဖြစ်ချင်းပြည့်ချင်းဥရိယထဂ ामि နိယတိဥရိယစဒါလည်းတူတူပဲဒါလည်းဥရိယထဂ ामि ငါတို့ဝင်နေဖြစ်ပူတာပဲဘာလဲယုံကြည်ခြင်းမှာဖြောင့်စင်းစွာနဲ့ပြင်းစွာအထုတ်နာနှင်းရုပ်ကိုဖြစ်ချုပ်မြင်သည့်၅ပါးရှိဗราဏိယင်ကခေါ်လို့ငယ်တုန်းကတရားလုပ်ပြီးတာပဲဒါဖြစ်သည့်အဲ့တော့ယုံကြည်ခြင်းမှာဖြောင့်စင်းစွာဖြင့်ပြင်းစွာအထုတ်နာနှင်းရုပ်ကိုအဲ့လိုဒီတို့ကမထားတော့ဘူးမထားတော့ဘဲနဲ့ယုံကြည်ခြင်းမှာဖြောင့်စင်းစွာဖြင့်ဥပါဒณะခံယုံနဲ့နံကိုတို့ဓမ္မစစ်သူပေးလိုက်တယ်အဲ့တော့ဥရိယစအတ္တကမင်းစဂ ामि နိယအဲ့ဒီဥရိယစအတ္တမင်းစဂ ामि နိယမှာကြည့်လိုက်တော့သူလဲဥပါဒณะခန္ဓာ၅ပါးတို့ပြင်စံတဲ့ဥပါဒณะခန္ဓာနဲ့ဥရိယစလို့ဒီလိုတွေ့တာဒါကြောင့်မလို့တို့ကယုံကြည်ခြင်းမှာဖြောင့်စင်းစွာဖြင့်ပြင်းစွာအာထုတ်နာနှင်းရုပ်ကိုဆိုတဲ့နေရာမှာပြင်စုပါဒณะခန္ဓာဥရိယစအတ္တကမင်းစအဲ့ဒါကြည့်လိုက်ပြီအဲ့ဒါဘာလဲလဲ
ပင်စနံခန္ဓာနံအဲ့ဒီပင်စနံခန္ဓာနံအယဥပါဒณะခန္ဓာ၅ပါးကိုကောက်ပါသည်ဒါပါပဲမှတ်လိုက်ပင်စနံခန္ဓာနံနော်ခန္ဓာ၅ပါးတို့ရဲ့ဖြစ်ချင်းပြည့်ချင်းအဲ့ဒါကိုဗါတယ်လေဥရိယစအဋ္ဌကမင်းစပင်စနံခန္ဓာနံအဲ့ဒီမှာဥပါဒณะခန္ဓာ၅ပါးကိုကောက်၍ဥရိယတဂာမိနိယဥရိယတဂာမိနိယမခဲ့ဥရိယတဂာမိနိယသည်ဥရိယဖြစ်တာဂာမိနိယအဋ္ဌကမပြတ်တာဖြစ်တာဘာတွေဖြစ်လဲဘာတွေပြက်လဲပြီးသွားပြီဘာတွေပြက်ရမလဲဘာတွေဖြစ်ရမလဲဟုတ်ပြီနော်ဘာတွေဖြစ်လဲဘာတွေပြက်လဲခန္ဓာဥပါဒณะခန္ဓာ၅ပါးတွေဖြစ်နေဥပါဒณะခန္ဓာ၅ပါးတွေဖြစ်နေတယ်ပြက်နေတယ်ပညာဝါယအဲ့ဒါဥရိယစအဋ္ဌကမင်းစအဲဒီဥပါဒณะခန္ဓာ၅ပါးတွေပြက်ဖြစ်နေတော့သိတယ်သိပြီးလိုက်တဲ့ဒီ၅ချက်မှာတည်ပြီးရင်ခုနပြောတဲ့ဘာဝနာ၄ခုပွားရင်ဣမသမင်းယေဝအတ္တဘောဤအတ္တဘော၌ပင်လျင်ရပြီဗျဤအတ္တဘော၌ပင်လျင်ဒိဋ္ဌိဝဓမိလည်းရှင်းခဲ့ပြီးပါပြီဒါလေးသိချာလေးနားထောင်နော်တရားတွေကဟောလာတယ်တော်တော်လေးများခဲ့ပါပြီနော်တော်တော်လေးများခဲ့ပါပြီအဲဒီဥပါဒณะခန္ဓာကြောင့်ပြောရတာလဲဥပါဒณะခန္ဓာပြောလိုက်တာနဲ့ဒါပြောလိုက်တာနဲ့ဟိုတမျိုးဖြစ်သွားအောင်ပါဠိတွေမှာခုကပြောလိုက်ပြီပြစ္စုပါဒณะခန္ဓာဒီဥပါဒณะခန္ဓာ၅ပါးကိုပြင်ဆက်ခန္ဓာနဲ့ဥပါဒณะခန္ဓာဥပါဒณะခန္ဓာနင်းစဥရိယစဝင်စဇာတိတုံဟောပြီးသွားပြီတရားမှတ်ခဲ့မေဇိမပဏ္ဏတတိကဖြစ်ချင်းပြက်ချင်းကိုသိချင်းဆိုဗါတဲ့ဟောပြောပြီဒီမှာလေဘောဓိရာဇကုမာရသုတ်တံပြောအောင်မယ်ယုံကြည်ခြင်းမှာဖြောင်စင်းစွာဖြင့်ပြင်းစွာအားထုတ်နာနှင့်ယုတ်ကိုဖြစ်ချုပ်မြင်သည့်၅ပါးရှိဗราဏိယင်ကခေါ်ရှေ့ဆရာတော်ဘုရားကြီးဆက်ခဲ့တယ်အခုအဲ့ဒါဘယ်ရလာလဲဆိုရင်ဘောဓိရာဇကုမာရသုတ်တံဘောဓိမင်းသားလေးကိုပေးတဲ့ကြပြဘုံနေရာတိုင်းရတယ်ယုံကြည်ခြင်းမှာလိုက်ဆိုစမ်းငါ၃ခေါက်ဆိုခဲ့တာယုံကြည်ခြင်းမှာဖြောင်စင်းစွာဖြင့်ပြင်းစွာအားထုတ်နာနှင့်ယုတ်ကိုဖြစ်ချုပ်မြင်သည့်၅ပါးရှိဗราဏိယင်ကခေါ်လို့အဲ့ဒီဘောဓိရာဇကုမာရသုတ်တံထိုးဆူဆရာတော်ဘုရားများဆက်တဲ့ကြပြအဲ့ဒီရဲ့တီးကတွေ့ပါပြီဖြစ်ချုပ်မြင်သည့်ဥရိယစအထင်စဂန္ဓုဖြစ်ချင်းပြက်ချင်းကိုသိရင်ကျုံကရေးပြီးအဝိဇ္ဇာသမုဒိယာအာရိနာအမေပေပြလိုက်တဲ့ကံစိတ်ဥရုအာဟာရတရား၄ပါးခန္ဓာမပြောဘူးဒါကအမေသမင်းစားတဲ့ခန္ဓာနော်ခုနကဒါကြောင့်ဒုဆရာတွေခွေးအောင်တဲ့ခန္ဓာဆိုမိုးဆရာတွေပြောတာပဲခွေးအောင်တဲ့ခန္ဓာဝိပဿနာမရှိနဲ့ခွေးအောင်တဲ့ခန္ဓာခွေးမှမဟောင်းနိုင်တဲ့ခန္ဓာလေဟိုမှာအာဘောကိုကြိုက်ပြီးတော့ငါသူ့အိမ်မှာသွားပြီးချောင်းနေတာခွေးမဟောင်းဘူးအဲ့ဒီခန္ဓာဟိုမှာလူတယောက်လာလို့တတ်မယ်ဆိုတဲ့တွေးနေတဲ့ခန္ဓာခွေးမဟောင်းဘူးဒီခန္ဓာကိုယ်တာခွေးအောင်တာအိမ်တိမ်ကိုသွားခိုးမလို့ကိုမျိုးအိမ်ကိုသွားခိုးမလို့အဲ့ဒီမှာသွားနေအဲ့ဒီခန္ဓာခွေးအောင်နဲ့ခိုးခြင်းတဲ့စိတ်နဲ့ဖြစ်နေဥပါဒခန္ဓာခွေးမဟောင်းဘူးတော့ခွေးအောင်တဲ့ခန္ဓာဝိပဿနာမရှိနဲ့လို့တို့ပြောရတာကြည့်လိုက်ဥရိယစအထင်စဂန္ဓုံတီးတဲ့ဖြစ်ချင်းပြက်ချင်းကိုသိရမယ်ဆိုတဲ့ခန္ဓာဘယ်ခန္ဓာလဲတဲ့မေးပြီဥဒ္ဒမြင့်ဒေါတနာပေးတဲ့ခန္ဓာမဟုတ်ပါဘူးအဝိဇ္ဇာသမုဒိယဒီအဝိဇ္ဇာအကြောင်းခံရတဲ့အာရိနာအစရှိသည်ဖြင့်ပင်စံနံဥပါဒနဲ့ခန္ဓာနံဥရိယစဝိယစဇာနိတုံတေနာဟအဲ့ဒီဆက်ထားတဲ့လင်္ကာရဲ့တီကာပါဗျာဘောဓိရာဇကုမာရသုတ်တံတီကာမေဇိမပဏ္ဏတတီကာစာတိုင်းပေတိုင်းပြောတယ်ထွင်ဘာမှမပြောဘူးဘာမှထွင်မပြောဘူးဥပ္ပဒါပြီးတော့ဘုန်းကြီးဥပ္ပဒါခါပဲဒီမှာစာမကြည့်လိုက်တဲ့မှာကြည့်လိုက်အဲ့ဒါမှကြည့်လိုက်နော်စာနဲ့ပေစာနဲ့ပေနဲ့တော့ကြမလို့ဟိုတခါကြီးစာနဲ့ပေနဲ့ကြည့်လိုက်နော်မေဇိမပဏ္ဏတတီကာဒုတိယစာနဲ့154ကဲအသွားကြည့်ဗျာအဲ့မှာသွားကြည့်လို့ပြောလိုက်တော့ပြီးသွားပြီဒါလို့ဆိုတော်ပြီဘောဓိရာဇကုမာရသုတ်တံပင်စံနဲ့ဥပါဒณะခန္ဓာနဲ့ဥရိယစဝိယစဇာနိတုံ၅ပါးကုန်သောဥပါဒณะခန္ဓာတို့ရဲ့ဖြစ်ချင်းကိုလည်းကောင်းပြက်ချင်းကိုလည်းကောင်းဇာနိတုံပိုင်းခြားသိခြင်းကလို့ဒါအဲ့တော့ပြင်လိုက်တယ်ယုံကြည်ချမ်းမှာဖြောင်းစင်းစွာဖြင့်ဥပါဒณะခံယုံနဲ့နံကိုဖြစ်ချုပ်မြင်သည့်၅ပါးရှိဗราဏိယင်ကခေါ်လို့ပြင်လိုက်တယ်ကံမြင့်မှာစပြက်တာပါဥလူမော်ကြီးတရားနာတယ်ဥလူမော်ရတာမှထားချွတ်တယ်ဆိုတော့မှယုံကြည်ချမ်းမှာဖြောင်းစင်းစွာဖြင့်ပြင်းစွာအထုတ်နံနဲ့ဘာနံရုပ်တယ်ဒီမှာပေါ့ဗျာတဲ့တပြည့်တို့ဒီပေါင်ပုတ်ပြတယ်တို့မိဖေတောင်းပြောတယ်ဝိပဿနာရှုမယ်ဘယ်ခန္ဓာရှုမလဲပေါင်ပုတ်မပြနဲ့တော့ဒေါ်တင်လာတို့ဆရာဒါပြောတာဒါပုတ်ပြတာလေတောင်းခဏပြောတာပဲဟုတ်တယ်နော်ခုကသန္တရလေးခါနာပြီးပြီ
ခုနဥပကနဲ့မဆာဝါပြောပြီးပြီဟိုဥပကကြီးဆွဲလန်းနေတာအိမ်မှာကြံခဲ့တဲ့စာဝါပြောတာစာပါမဟုတ်ဘူးဟုတ်တယ်လားတပိတ်လေးနဲ့ခံလာပါလာတဲ့စာပါဆွဲတာကြည့်လိုက်လေဟိုအိမ်မှာရှိတဲ့စာပါပါလာတယ်လေဆုံးတပိတ်ထဲမှာစာပါနဲ့6ရက်လုံးအော်နေတာဘယ်စာပါလဲမေးတာဒီဥသူအာယုံနဲ့စာပါထမင်းစားမလို့သွားကြည့်တယ်ထမင်းတွေမတွေ့ဘူးဟိုချက်သားလေးတွေဆက်သားလေးတွေသမင်းသားမတွေ့ဘူးဟိုစာပါစက္ကုံစာဒုပိစာဥပ္ပတိစက္ကုံတိဏ္ဍသတိဖတ်တော့ဖတ်တဲ့ပိစာဝေဒနာပိစာတဏဥပါဒနာအဲ့ဒီဥပါဒနာခန္ဓာပါလာတာပလက်လာလိုက်တဲ့စာပါမဝင်ရမောက်တဲ့စာပါရေချိုးတဲ့စာပါဒါအဲ့ဒီဟာပဲအဲ့ဒါဥပါဒနာအဲ့ဒါလေအဲ့ဒါဟေးစာပါရဲ့ရှင်လို့မထူတတ်ပေါင်းချက်ဆက်သားလေးပဲသေးလေတပိဿာတရားမဖြေတတ်ပေါင်းခေါ်ရင်ထူတယ်မေးရင်ပြောတယ်ဝေရင်ရောင်းမယ်ကြိုင်ရင်ရတယ်ထိရင်ရတယ်ဥပကကြီးဆွဲနေတဲ့စာပါခေါ်ရင်မထူပါမေးရင်မပြောပါဈေးလည်းမရောင်းတတ်ပါအဝတ်စားလည်းမရှိပါဥပါဒံပြုတ်ရင်အဲ့ဒီစာပါပြုတ်တယ်ဥပါဒံရှိနေသမျှစာပါရှိမယ်ဒါပဲဒီရှင်းတော့ဘာတို့ကတော့ရှင်းတယ်ဗျရှင်းတယ်ဒိဋ္ဌိပြုတ်သွားပါလားရှင်းဒါပဲဟေးစာပါရဲ့ရှင်းဆက်သားပဲသေးလေဖြေမယ်ဟဲ့နေ့ထမိန်လေးကဘယ်လိုလှတယ်အသားလေးကိုင်းရင်ထိမယ်သိမယ်ဥပကကြီးရဲ့စာပါပြီးသွားပြီရတာအဲ့ဒါပဲဒါပြန်ဟောတာမြတ်စွာဘုရားဥပကအနာဂံတိတာဒါပဲအဲ့ဒါပင်စဏံဥပါဒနာခန္ဓာနာဥပါဒံအာယုံရှိရင်အာယုံဥပါဒံရှိရင်ဒါလေးကိုရုပ်ရှင်လေးနဲ့ဟိုရဲအောင်ဇက်ကားလေးနဲ့ပြောတာအဲ့ဒါကိုပဲစာရေးတဲ့ပုဂ္ဂိုလ်တွေအမလီရေးလိုက်တာနှစ်ပြားမတောင်ရှိသေးတော့သူတို့မသိလို့ပြောတာဟုတ်တယ်သူတို့မသိလို့ပြောတာလေငါအဲ့ရုပ်ရှင်လေးကိုပြောတော့အဲ့ရုပ်ရှင်လေးငါ့ကိုစန့်ကျင်မရေးတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီဟာလေးကိုငါထင်လွယ်မြင်အောင်ကောင်းပြီတချင်းလေးတွေဆိုပြတယ်ရုပ်ရှင်လေးကိုတော့မင်းတို့ထင်လွယ်မြင်လွယ်ဖြစ်တယ်ရဲမြင့်မျိုးမြင့်လေးရဲ့ရုပ်ရှင်ဟိုနေမှာတချင်းချင်းဆိုထားတဲ့နောက်စနေနေ့ညချစ်သေးလားဟုတ်ပြီဒီစနေမဟုတ်ဘူးနော်လာမဲ့စနေဟုတ်ပြီနော်ကြည့်လိုက်ထင်နေတာပဲလာမဲ့စနေနော်တော့ကြည်လာမဲ့စနေမှာညက်ချင်းလိုက်တာတဆင်းလိုက်အဖြူရောင်လေးမြန်ဝှစင်လာလေမလားမင်းမသိကြမသိဘူးလေမင်းဥပါဒနဲ့ကအဖြူရောင်လေးမြန်ဝှစင်လာလေမလားနဂါရောင်လေးမြန်ဟာထင်နေတာပဲတကယ်ဝှလားမသိသေးဘူးဘာဝနောက်တစ်ပတ်ကျမှအနာဂတ်ဓမ္မယုံကြီးကမြို့ပြင်းနေတာအဖြူရောင်လေးလားနဂါရောင်လေးလားချစ်တဲ့နဲ့လက်များဆက်စကားလက်ပြောမဲ့တာဟောတောင်မြင့်မိုးဟိုအမေမြင့်မော်တော်တက်လိုက်တောင်မြင့်မိုးဟိုရီကြမှာချစ်သေးလေးနဲ့လိုက်တန်းပြေးတယ်အမားလေးတော့သူတို့ချစ်သူနဲ့မြင့်မော်တော်မှာလိုက်တန်းပြေးတယ်ဒူကစားမြမလေးရွှေမြင့်မို့တတော်မဲမြင့်မော်တော်ကြီးခေါင်းအိတ်လိုက်တာအိမ်ပြန်စင်ရွှေလေကားနဲ့ဆင်မှာအိမ်မှာတော့လှေကားမရှိဘူးပြောလိုက်ဦးမယ်အိမ်ပြန်စင်ရွှေလေကားနဲ့ပြေးလို့ဆင်ပြီးငွေရွှေငွေတဲ့လာမင်းကြီးငွေစန္ဒာကိုဘောလုံးလေးလိုပုတ်ကလာမင်းကိုဘောလုံးပုတ်ကစားလိုက်ဦးမှာတင်းဥပါဒံကလေစိတ်ရှိတိုင်းလှနေတယ်ဟိုမွေးရစေဝါဆွဲတဲ့ကောင်ထဲမှာအာယုံထဲမှာအကုန်ဖြစ်တယ်ဟုတ်တယ်နော်ဟိုဘိန်းဟိုမွေးဆွဲတဲ့ကောင်လေသူစိတ်ကူးရင်သမျှလှခြင်းတိုင်းလှနေပါတယ်လှတယ်စိတ်ကူးရင်ယူနာချက်တော့ယုံရလာမင်းကြီးငွေစန္ဒာကိုဘောလုံးလေးလူပုတ်ပျော်သည်တဏှာနဲ့ပြောနေတာလေတဏှာနဲ့ပြောတယ်ပျော်သည်နောက်စနေနေ့တော့ခုမဟုတ်ဘူးနော်လာမဲ့စနေနေ့မှာအဖြူရောင်လားနဂါရောင်လား I don't know we don't know ဘာရောင်လဲ what is color မသိဘူးဒါကိုပြောလိုက်တာအဲ့ဒါကိုရေးလိုက်ကြသားလိုက်ကြတာကဲရှိသေးတော့အဲ့ဒီမှာချင်းလွယ်ဖြုံသူကိုတရားရဲ့ခါမှာလဲရေတက်ဘယ်လောက်လဲမသိပါဘူးအဲ့ဒါလေးကိုပြောတော့ကိုကလည်းတရားဝဲမှာသင်္ကန်းလေးယုံပြီးတော့အဲ့တရားဝဲတွေအများဆိုအဲ့ဒါလေးမြင်နေရတယ်သင်္ကန်းယုံနေကြည့်နေတာရဲအောင်သူက viewer မူကြီးဖြစ်သွားပြီအဲ့တော့ဟိုကောင်ကဘုံမူကြီးတဲ့ကျွန်တော်ကိုမျိုးလွင်ကဘယ်သူဦးတင်ဝင်းကဘုံမူကြီးကိုမျိုးလွင်ကဘုံမူကြီးကျွန်တော်လက်ထပ်ချင်လို့ပါဟေးပေးချက်လက်မထိုးလိုက်ကျွန်တော်မမေးတော့ဘူးလားမမေးတော့ဘူးတဲ့သူ့တော့ကအဲ့လိုလေးဖြစ်လို့အိမ်တော်မကြခဲ့ဘူးဘောလားချက်ချင်းခွင့်ပေးမင်းဒီနေ့ပဲသွားတော့တဲ့သူ့တော့ကပင်လဲကောင်းလဲလုံနေတာဖြစ်ချင်းရောဒိုးလို့စစ်စင်ဝင်လာတော့သူ့ချစ်သူကချိန်လိုက်တယ်မတွေ့လဲတော့အထင်မှားတော့အဲ့လိုမဖြစ်အောင်ဆိုပြီးသူကချက်ချင်းပဲအဲ့စတာဘူကြီးလေးကိုဒီနေ့ပဲသွားတော့မင်းစားနောက်တစ်ယောက်လုံမယ်လေငါလုံမဖြစ်အောင်ဘာဖြစ်လို့လဲဒါမင်းကူသွားတော့ကွာချက်ချင်းလက်မှတ်ထိုးပေးပြီးတော့အဲ့ချိန်မှာအဲ့ဘူကြီးလေးကသူ့ကောင်မလေးနဲ့လှီလေးလှော်တာသူကဘ
လောက်ကောင်းလဲကြည့်လေလှမ်းကြည့်လိုက်တော့သူ့တပည့်ကလှေလေးနဲ့အဲ့ဒီမှာ तू ကလှေလော်တဲ့နေရာလေး तू ဖြစ်သွားလိုက်ဟိုဘက်ကကောင်မလေးကမိုးမြုံဖြစ်သွားလိုက်ဒါတော့ကောင်းတဲ့ဟာဥမာရှိအောင်မလားဥတင်ဝင်းရပါဘယ်လိုဥတင်ဝင်းရမင်းတို့အမေဖြစ်သွားလိုက်ကိုမျိုးမဟုတ်သေးပါဘူးသူများကောင်မလေးသူများမိန်းမကိုသူအဲ့နာလေးဝင်ထိုင်လိုက်ဟာဝိဇ္ဇနာလေးဥပါဒံကလှည့်စားနေတာသူဖြစ်လိုက်ဟိုဆိုအခုဆိုပါဆိုကိုမျိုးရဲ့ဟိုမိန်းမဝင်းမငါလည်းကြိုက်ကြတာဖြစ်ရင်သူတို့လင်မယားကသူနှဖျားရွှေးငါကြောင့်မှရေသက်ချတယ်ငါဘာလဲငါတော့မညာခဲ့ဘူးသူတို့ကညာပြီငငယ်ကငါတို့ចောင်းသားတော့ကြိုက်ငါ10တန်းဒီကောင်နဲ့10တန်းတော့ကြိုက်ခဲ့တယ်ခုငါဥစဉ်ဖြစ်နေပြီအဲ့တော့ဝင်းမနဲ့ကိုမျိုးတို့မင်္ဂလာလာဆောင်တော့သူနှဖျားရွှေးဆက်ပါလို့တွေ့မပြတ်တဲ့မေတ္တာဟာရေစက်ရဲ့ဖန်လာမနေခါကားဖြစ်စေငါဖြစ်သွားတယ်ဘာလို့လဲငါဖြစ်သွားတယ်မျိုးလင်နေမှာငါမောင်ရှိကိုတဲ့တဲ့လျှောက်ရင်မိလဲနောက်ကလိုက်မယ်ဆိုဥက္ကဋ္ဌနာရှိရလျှောက်ကောင်မလေးရဲ့နောက်ကတရားဟောနေရင်ဗါတယ်လေမောင်ရှိကိုရှိမိလဲနောက်ကလိုက်မယ်ပြီးသွားပြီဟာတော့ငါတော့တခြင်းလေးတစ်ပုတ်ဖွင့်လိုက်ပြန်ငါလည်းစဉ်းစားတယ်ဟုတ်ပြီနော်စူးခင်းတဲ့လမ်းနဲ့လျှောက်ရဲပါတယ်ပန်းခင်းနဲ့အေးနေဘူးတယ်လေငါလေးဘာလို့ဖုန်းယူမနေမှလဲနေဘူးတယ်လေနေဟာခောင်းလန်းကိုလည်းရှောက်ရဲပါတယ်ဆိုငါမမျိုးရင်းရဲ့တချင်းလေးမှာငါမျောနေတာဥပါဒံအဲ့ရောက်တော့အဲ့ဒါပြောတာဥက္ကဋ္ဌနာသင်္ကန်းကြီးနဲ့အသာဆိုင်ရင်လည်းအတူတူအနာခိုင်အေးတူပူမြမဲစိတ်ကူးတွေရင်းနေအဲ့ဒါလေးကိုငါပြောလိုက်တာလေဒါဟိုပဲကွာဒါကွက်ကိုသွန်းလိုက်ပေါ့အခုကြည့်လိုက်ပေါ့လို့လေးပဲအခုဥပါဒံနဲ့ခန္ဓာတွေကိုယ်ပဲယောဂဖြစ်လိုက်တဲ့ခါမှာဒသနတံပရနဲ့လာလျှောက်ကြပါဒေါခင်မာကြီးဥရုမောနှာခေါင်းထဲမှာလည်းပိုက်ကြီးကထိုးထားတယ်ခြေထောက်ကြီးကလည်းကြွတယ်လမ်းတယ်လည်းမလုံနိုင်တော့ဝင်လေထွက်လေမလုံနိုင်တော့ဘာကြမ်းနေတယ်မနောဓမ္မယုံကြမ်းတော့ဒသနသမလှမ်းဟောလဲဒေါခင်မာကြီးလည်းခြေသူဆက်လိုက်တယ်ဘာပဲဥတင်ဝင်းပိုက်နှာခေါင်းထဲမှာပိုက်နဲ့ကြွတယ်လမ်းတယ်လည်းမပြောနိုင်ဘူးဝင်လေထွက်လေလည်းမလုံနိုင်တော့ဘာလေးကြမ်းနေတယ်မနောဓမ္မယုံလေးကြမ်းတယ်အမေကြီးဒေါခင်မာကြီးဥလူမောဓမ္မယုံဖြို့စမ်းthere said no and no my adena wa 3ဉာဏ်ဓမ္မ3ဉာဏ်အတ္တေနဝါအတ္တနိယနာဝါဓမ္မယုံတို့သည်ထောင်ထဲရောက်သွားလဲကိုချုပ်လို့ရတယ်ရေပေါ်မှာလည်းရတယ်အခုကိုဗစ်တွေဖြစ်တော့မှတောက်လျှောက်အရှင်မြတ်ရဲ့ဒသနသံဗရာလာလိုက်ကြတာအဲ့ဒီမှာအများကြီးလာပြောတယ်ပြီးသွားပြီပိုက်လေးနဲ့ဘယ်ရှိလဲဟာလို့ဘယ်လဲအဲ့ဒါကလည်းမရှုံနိုင်ဘူးအောက်ဆီဂျင်နဲ့လည်းကြားတယ်အဲ့ဒါဘာတွေ့သွားလဲဟုတ်လို့မောဒေါခင်မာကြီးဖုံလေးဖွင့်ပေးလိုက်စားဓမ္မ3ဉာဏ်အတ္တေနဝါအတ္တဉာဏဝါဓမ္မယုံဥပါဒနဲ့ခန္ဓာတို့သည်အတ္တေနဝါအတ္တဒိဋ္ဌိမှ၎င်းအတ္တဉာဏဝါတဏှာမှ၎င်း3ဉာဏ်3စိတ်ကြကုန်၏3ဉာဏ်နုပဒနာရှုမယ်ပြီးသွားပြီကိုယ်ဘက်ကိုဒါနဲ့ချရင်ပြီးသွားပြီလာသားမလာလို့ပြောလိုက်တယ် welcome လုပ်လိုက်တယ်အဲ့ဒီကိုယ်ဘက်ကိုစိန်ခေါ်လိုက်တာလာရချမှာပြီးသွားပြီအာဇာရကျောင်းလေးငါသိသွားလို့ရှိရင်လည်းနော်မျိုးလင်တို့ခေါ်ပြီးရင်ရေစလေးချအဲ့ဒါလေးကိုလေငါ့ကိုလေအမျှဝေပါ no သေတော့မှအမျှဝေမဲ့လို့လုံးဝလက်မခံဘူးမတာလုံးဝ sorry ဟေးကွက်ကိုယူသွားမယ်ငါ့ကိုအာဇာလာအမျှမမေ့ရတယ်နော် sorry အဲ့ဒါမပါဘူးခုတည်းကတခါတည်းလှုပ်သွားလိုက်မှအဲ့ဒါမှသေတော့မှအာဇာရသတိရရင်မှလည်းရမယ် okay ညီတို့ငါ့ကိုချစ်ချင်မှလည်းချစ်မယ် sorry ကွက်ကိုတခါတည်းလှုပ်ဦးတင်ဝင်းဒီသားတွေကလေငါသားတွေကများလေငါ့ကိုမြရေစလေးချမျောမေ့တယ်တာရုခေါ်ကြတာဟိုကသူ့เจ้าလေးဆောက်ချင်တာ no မရှိဘူး no တခါမှလည်းမတွေ့ဘူးဟုတ်ပြီနော်အဲ့တော့မျက်လုံးလေးကလည်းဖုတ်ကလနဲ့နှာခေါင်းကြီးကလည်းပိုက်ကြီးထိုးတာတော့ဘာချမ်းလဲဓမ္မယုံဥပါဒနာခန္ဓာမနောမသိသေးဘူး9မိနစ်အချိန်ရရင်ပြီးတယ်9ရက်ရှိရတော့ပြောကြမလို့ဒေါခင်မာကြီးလည်းအဲ့ဒီတိုင်းပဲဟောလိုက်တယ်ဥရုမောလည်းအဲ့ဒီတိုင်းပဲဒီနှစ်ယောက်ကိုကြည့်တယ်ဓမ္မလူတွေလည်းပြောလဲအဲ့တိုင်းပဲပြောလိုက်ပါတယ်အဲ့တိုင်းပဲပြောလိုက်ပါတယ်ဓမ္မယုံဥပါဒဓမ္မ3ဉာဏ်အတ္တေနဝါအတ္တနိယနာဝါဓမ္မယုံဥပါဒနာခန္ဓာတွေဟာအတ္တလည်းမရှိဘူးအတ္တနိယလည်းမရှိဘူး3ညတဖြစ်နေတယ်တော်ပြီတော်တော့ပြီအဲ့လောက်ဆိုတော်ပြီဒါပြင်အမိကောင်းရှာပါရတော့ပြီနော်ဒီနေ့အမိကောင်းရှာပါတရားကိုအဲ့တော့တို့ဆရာတော်ကတော့အာနာပါနနဲ့ဘာလုံးတတ်ပါတယ်အဓိကတော့3ညတနုပဒနာနဲ့ပဲသွားပါတယ်နော်ဒီမဲ့ဒုက္ခလို့သိမလို့ဘူးအနတ္တ3ညတနုပဒနာနဲ့သွားပါတယ်3ညတနုပဒနာနဲ့သွားရင်3ညတမဲ့ကြမယ်
သုံးညတနိဗ္ဗာန်ဝင်မယ်အာနိမိတ formless theory အရေးနိမိတ်မရှိဘူးလို့တွားရင်အာနိမိတနုပဒနာနဲ့တွားရင်အာနိမိတမက်ကြမယ်အာနိမိတနိဗ္ဗာန်ဝင်မယ်အပနိဒတောင်းတခြင်းကင်းတဲ့အနေနဲ့ရှုရင်ဒုက္ခလို့ရှုရင်အပနိဒမက်ကြမယ်အပနိဒနိဗ္ဗာန်ဝင်မယ်သုံးညတရှုရင်အနတ္တလို့ရှုရင်သုံးညတမက်ကြမယ်သုံးညတနိဗ္ဗာန်ဝင်မယ်ကိုနိဗ္ဗာန်နဲ့ကိုသွားပါတယ်ခြိုက်တာလောက်ပါဘယ်သူမှဘာမှမပြောဘိုးတော်ကတော့ဒန္တနာသမ္မာလည်းတားရစေခြင်းနဲ့ထေရဝါဒီဖြစ်နေပြီးတော့ကိုလည်းဇောတွေနဲ့ပြင်းနေစင်တအားပြောခဲ့တာပေါ့လို့ပြောချင်တယ်ဒီနေ့တော့ဒီနေ့အသိဉာဏ်ရှိရင်အဲ့ဒါမပြောတော့ဘူးမဲပူနောင်ချင်းပဲကြာလှုပ်ချင်တာလှုပ်တော့ကွာသုံးညတတစ်ခုပဲအစကိုကတော့ဒါပဲသုံးညတနုပဒနာတစ်ခုနဲ့ပဲဥပါဒနာကနာတစ်ခုပဲပြောမယ်ကျန်တဲ့ຢာတွေပြင်ရပြောတာလေတော်ပြီဟုတ်ပြီနော်စာလေးတော့ရေးတယ်ပေါ့တရားနဲ့ပတ်သက်တာတော့အရိယသစ္စာစတ္တာရောအရိယသစ္စာအဲ့ဒီအရိယသစ္စာနဲ့စတ္တာရိယသစ္စာနဲ့အရိယသစ္စာကိုရရှိရည်သည်ဗราဏလို့စိတ်ထဲထားပြီးတော့လူမဲ့တမ်းမဲ့အရိယသစ္စာရဖို့ဒါဗราဏကြပါတယ်ဒီအရိယသစ္စာကိုမသိလိုက်တာဖြစ်ချင်းကြောင့်တန်တရားမှာဆုံလွယ်တဲ့နွားရချလို့တောခဲ့တာဖြစ်ချင်းကြောင့်ကျန်တာတွေတော့မလိုချင်တော့ဘူးတိလည်းပြောလည်းမပြောချင်တော့ဘူးတချို့ရတွေတော့တရားဝဲတရားတောင်းတဲ့လူရှိလို့ပြောလိုက်ရတာပဲရှိတယ်အရိယသစ္စာမရရင်တန်တရားလဲတယ်လေစွတ်တောင်းနေပြည့်လားပြည့်တယ်လဲလားလဲတယ်လေအဲ့တော့မတောင်းချင်တော့ဘူးမလိုချင်တော့ဘူးဒုတိယ second life ဒါပြောတာအဲ့ဒါကြောင့်မလို့ကိလေသာဝတ်ကာမဝတ်ဝိပါကဝတ်သုံးတန်ငြိမ်းရံအမှန်အနုပါတိတေသဥပါဒံကင်းရန်နိဗ္ဗာန်ကိုအာယုံပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်တော်တည်း